sorry ကဲဒီနေ့ကတော့အရေးကြီးတာတွေပြောမှာဖြစ်တယ်နော်စုံစီပတ်စီပေါ့နော်အိမ်ဖြတ်တဲ့ကိစ္စနံပါတ်1ဖြစ်တယ်နောက်မြန်မာနိုင်ငံအရေးဘယ်လိုအဆုံးသတ်မလဲဆိုတဲ့ကိစ္စနံပါတ်2ဖြစ်တယ်နောက်တစ်ခုဒီထိုင်းနိုင်ငံရောက်နေတဲ့မြန်မာနိုင်ငံသားများအားလုံးအတွက် CI ဖွင့်တဲ့ကိစ္စနဲ့ပတ်သက်တာထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာနိုင်ငံသားများအားလုံးအတွက်ကနံပါတ်3ဖြစ်တယ်နော်နောက်ဒီပြည်သူလူထုအတွက်ဒါပြည်သူအတွက်ကတော့ဒါပြောမယ်ဆိုလို့ရှိရင်ကုန်စည်နှုန်းနဲ့ပတ်သက်တဲ့ဟာတွေပြောစရာရှိတယ်ဒါအဲ့ဒါ၄ခုပေါ့နော်အရေးကြီးတဲ့အကြောင်းတရားတွေကြာပဲဖြစ်တယ်ဒီနေ့ကတော့နည်းနည်းလေးအလုပ်များတယ်ပေါ့နော်အဲ့ဒါဝင်လာတဲ့လူကဒီ like ကို like and share လေးလုပ်ပြီးပါဆရာမလူလေးနည်းနည်းစောင့်ပါမယ်နော်အရေးကြီးဆုံးကတော့မြန်မာနိုင်ငံမငြိမ်းချမ်းနေတာဖြစ်တဲ့အတွက်ငြိမ်းချမ်းရေးနဲ့သက်ဆိုင်တဲ့အကြောင်းတရားဒီအာဆီယံကိစ္စဟာလေးတစ်ချက်ပြောစရာရှိတယ်ဘလို့ရွေးချယ်ပြီးတော့ဘလို့ဖြစ်မလဲဆိုတဲ့အကြောင်းတရားတစ်ချက်ရှိမယ်နော်နောက်ဒီထိုင်းနိုင်ငံရောက်နေတဲ့မြန်မာနိုင်ငံသားများအားလုံးအတွက်အရေးကြီးတာပြောစရာရှိတယ် passport ရှိတဲ့လူတွေကမကြည့်နဲ့ထိုင်းနိုင်ငံရောက်ပြီးတော့မြန်မာနိုင်ငံမှာ passport ရှိတယ် CI လောက်ရမယ့်လူတွေကကြည့်ရမှာဖြစ်တယ်ဆီယာမ like ကိုကြည့်ရင်ဆီယာမပြောချင်တယ်နော်ရခိုင်လူမျိုးတွေလည်းကြည့်ရမှာဒီထွက်မသွားနဲ့နော်ဆီယာမပြောတာလေးကိုရခိုင်လူမျိုးတွေအတွက်လည်းပါတယ်နောက်တစ်ခုကဒီမြန်မာနိုင်ငံပြည်သူလူထုတရက်လုံးအတွက်ဒီကုံစိမ်းနှုံးတို့စားနေရိတ်ခါဒါတွေနဲ့သက်ဆိုင်တာတွေလည်းပါမယ်အိမ်ဖြတ်တဲ့ကိစ္စကတော့ main ပေါ့နော်အိမ်ဖြတ်တဲ့ကိစ္စကတော့ main နော်ရွေးကောက်ပွဲကိစ္စအိမ်ဖြတ်တဲ့ရွေးကောက်ပွဲကိစ္စလည်းဆက်ရမှာဖြစ်တယ်နော်ဒီနေ့ကတော့စုံစီနေပါပဲနော်အဲ့တော့ကျတော့ဆီယာမပြောချင်တာဆီယာမကိုစုံစမ်းနေတဲ့ဟိုဘာသာရေးအစွန်းရောက်အဖွဲ့နော်ဖုန်းနေဆက်လိုက်ဆီယာမဘယ်မှာနေတာတော့ဘေးမေးချင်လို့ပါဆီယာမကိုဘာလုပ်ပါညာလုပ်ပါဆိုပြီးတော့မလာခဲ့နဲ့နော်အစဲပဲခံရမှာနော်နင်တို့ကြည့်ချင် like ကိုအစဆုံးကြည့်သွားဟုတ်ပြီလားကိစ္စအကြောင်းအရာတစ်ခုကိုပြောတော့မယ်ဆိုရင်ဒီလူပြောထားတဲ့စကားကိုသိချင်ရင်အစဆုံးကြည့်နော်စစ်တပ်ဘက်ကလူကြီးတွေတချို့ဒီအကောင့်ထဲမှာအများကြီးပုံနေတာရှိတယ်အစဆုံးကြည့်သွားအဲ့ဒီဘင်္ဂလီတွေအဲ့ဒီစစ်သွေးကြအဖွဲ့တွေကျမ like ထဲမှာပုံနေတာအများကြီးပဲအစဆုံးကြည့်သွားတရုတ်လူမျိုးနဲ့ပတ်သက်တဲ့ဟာတွေလည်းအများကြီးပဲအစဆုံးကြည့်သွားကျမစိုးမိုးကြော်နဲ့ဝိုင်းလည်းဖြစ်နေတာနော်ထိုင်းအာဏာပိုင်တချို့နဲ့ပါကျမကိုဒီဘင်္ဂလီအစွန်းရောက်တွေကဒီဘာသာရေးအစွန်းရောက်ဒီအစ္စလမ်ဘာသာဝင်တွေကတိုက်နေတာရှိတယ်အဲ့လူတွေပါအစဆုံးကြည့်သွားဇကက်ပြန်ဆက်ကလေးကိုတေးချာချာနားလေးမိအောင်နားထောင်တာနော်မသိလို့မဟုတ်မသိချင်အောင်ဆောင်နေတာဖြစ်တယ်နော်အကုန်ပြောမှဖြစ်တယ်တေးချာချာဆုံးအောင်နားထောင်ရမယ်ကိစ္စအကြောင်းအတစ်ခုကိုသိဖို့ဆိုရင်အစဆုံးနားထောင်မှသိမှဖြစ်တယ်ဇကက်ပြန်နှစ်ချက်ကိုတေးချာတက်မယ်နော်အများတို့ထောက်လန်းတဲ့လူတွေကဇကက်ပြန်နှစ်ချက်ပဲသုံးတာဖြစ်တယ်ဘာသာပြန်ကိုသိပြီးသုံးစာမရှိဘူးအဲ့တော့ကိုယ့်ရဲ့ဇကက်ပြန်နှစ်ချက်မှာဟုတ်လားအထင်ငေါ်လေးတွေဖြစ်နေရဆိုတခါတည်းပြင်ထားလိုက်နော်ပြောမှအစဆုံးနားထောင်လို့နော်တရုတ်လူမျိုးတွေလည်းပါတယ်နော်ရီရတယ်ဘာကိုဘာမှန်းကိုမသိဘူးဒါမဲ့တယောက်မှအိုင်လုံးခဲ့ပဲနော်တယောက်မှဂိမ်းမဆိုင်ဘူးကျမရှင်းလားကျမဘသူ့ပေါ်မှာမတရားမလို့ဘူးသူများနိုင်ငံမှာနေပြီးစီကမဲ့ကဲမဲ့လည်းမနေဘူးဥပဒေမဲ့လည်းမနေဘူးနော်ဘောင်တွင်းထဲမှာနေတာဖြစ်တယ်လေကျမဘသူ့မှမကြောက်ဘူးကျမကြောက်ရမလို့လည်းမမွေးသေးဘူးရှင်းပဲဒဲပြောတာအစွန်းရောက်ဘင်္ဂလိအားပေးအစွန်းရောက်တွေတော်တော်ဟိုဟာဖြစ်တယ်နော်အာကုဆိုတွေပဲနော်သူတို့ကရှိတဲ့နေရာမှာဆူတောင်းသိလားနင်တို့သူများကိုလှုပ်လို့ရတယ်ဆိုတာအဲ့ဒီလူကအခုနိုင်ငံရေးမှာမနေ့တနေ့မှဝင်လို့တာကိုနိုင်ငံရေးကြောနားမလဲလို့ဟုတ်လားနိုင်ငံရေးကြောနားလဲပေမဲ့လေဟိုဟာတော့ငါမရအောင်ဘိုးတော်ကြီးလေးဘက်ကုံလုံးဝိုင်းဒီတမိုင်းစင်ဆက်တွေကတိလာတဲ့လူတယောက်အနေနဲ့ငါမှဖောင်းဆိုတာမရှိဘူးဖောင်းဖြစ်စရာအကြောင်းမရှိဘူးငါအချက်တွေနဲ့ပြောတာဖြစ်တယ်နော်ဒီထက်တေချာပြဆိုလို့ရှိရင်အချက်နဲ့လက်နဲ့စာရွက်စာတမ်းနေနေတော့ငါတို့ကပြဖို့ခုနှစ်တွေတောင်ရှိတယ်နော်မြန်မာနိုင်ငံရုပ်လေ့လာတဲ့နေရာမှာတုံးတက်တဲ့နေရာမှာဗယံပရာရှောက်ပြီးတော့သူများပြောတာကြီးလိုက်ကြည့်ပြီးတော့ရှောက်ပြီးလိုက်ပြောတဲ့ထက်မှာမြတ်ကြခင်မပေါ့နောက်ဒီတရုတ်ဆောင်နေနဲ့ပတ်သက်တာလည်းပြောမယ်ကျမဒီထိုင်းရောက်ခါစားတော့ကဆိုရင်ကျမဒီမှာ line ပေါ်မှာအမြဲတမ်းတွေ့ရတယ်ဘာတွေ့ရလဲဆယ်လီတို့ဆဲတယ်သူ့ဘက်မပါတဲ့လူတို့ဆဲတယ်ကိုနဲ့အမြင်မတူတဲ့လူတို့ဆဲတယ်ဒါတွေကိုကျမဘာပြောခဲ့လဲမဆဲနဲ့တချို့လူတွေကပေါ်တင်မပါဘူးခိုးလူနေတာတချို့လူတွေကဒီလိုဖြစ်တယ်ပြည်သူကိုပြစ်မတင်ရဘူးကျမတောက်လျှောက်အမုန်းခံပြီးပြောလာတာအခုတချို့ကအမြင်ကျဲတယ်ဒါကိုပွင့်လင်းတယ်တချို့ကမပွင့်လင်းဘူးနော်
ဒါကျမအမှန်တဲ့လမ်းကြောင်းပေါ်ကိုတင်ပေးတာဖြစ်တယ်နော်တော်လန်ရေးဆိုတာဆဲနေမှတော်လန်ရေးမဟုတ်ဘူးအရင်တော့ကလည်းကျမလည်းဆဲခဲ့တာပဲပြောခဲ့တာပဲဘာဖြစ်လို့လဲဆိုတော့ဒါကျမတို့ကကြတော့ဘလို့စိတ်ဖြစ်သွားလဲဆိုတော့ဟိုဒီအကွက်ကိုမြင်လောက်ငိုင်းဘာဒီလူကစောက်သုံးမှမကြတော့ဒါကြီးကဘာမှမထူးတော့ဘူးလေဒါမဲ့ဒီရှေ့လျှောက်ကျမပြောနေတဲ့ဟာတွေအကုန်လုံးကအတီပြောနေတာကြီးကြပဲကျမအပြောပြပြောနေတာတခုမှမရှိဘူးတကယ်လိလာတွေးရှိထားတဲ့ဟာတွေကိုမှန်မှန်ကန်ကန်သုံးသပ်လို့ရအောင်အကုန်လုံးကိုချပြပေးတာဖြစ်တယ်အဲ့ဒီတော့လေတခါတည်းပြောမှအဲ့ဒီမှာတစ်ဆက်တည်းဟိုတနေ့ကပြောသလိုမျိုးငါသာမင်းလောင်ထိဖြူဆောင်လို့ပါလို့လဲနားထောင်သွားတခါတည်းပြည်သူလူထုကိုလည်းတခါတည်းအဲ့ဒါဂရီပေးလိုက်မယ်နော်တော်လန်ရေးအောင်မြင်သွားလို့ဟုတ်လားဘယ်သူတွေဘဝတွေတွေ့တယ်ခေါ်တယ်ဆိုလို့ရှိရင်လည်းကျမမလိုက်ဘူးမတော်ဘူးခေါ်လည်းမတော်ဘူးမခေါ်လည်းမတော်ဘူးပြီးသွားလို့ရှိရင်လည်းမြန်မာနိုင်ငံမှာနေရာယူမယ်အာနာယူတဲ့ကိစ္စတွေလည်းကျမမပါဘူးခေါ်လည်းမတော်ဘူးကျမဗျောင်ငင်းမှာဖြစ်တယ်တခါတည်းကြော်ညာပေးလိုက်တာဟုတ်ပြီလားအဲ့ဒါဆိုတန်တရားရှင်းသွားအောင်လို့ရှုပ်လို့ကျမရှုပ်ရှဲလို့ရတာမကြိုက်ဘူးနော်ဒီတော်လန်ရေးထဲမှာပါတယ်ဆိုတဲ့အကြောင်းတရားအဓိကပြည်သူပဲပြည်သူငြိမ်းချမ်းဖို့နဲ့အေးချမ်းပြီးတော့ဘယ်လိုပြောမလဲမှန်မှန်ကန်ကန်ဖြစ်ဖို့ပဲဒါပဲစိတ်ဝင်စားတယ်နော်ကျမကျန်တာစိတ်ဝင်စားအောင်နော်ငြိမ်းချမ်းသွားပြီဆိုလို့ရှိရင်လေမခေါ်နဲ့လမ်းတွေလဲကျမတို့ဘယ်သူမှခေါ်စရာမလိုကျမလည်းရှင်တို့တွေလဲမနှုတ်ဆက်ဘူးခေါ်လည်းမခေါ်ဘာဖြစ်လို့ကျမချစ်မယ်ခင်မယ်ကျမရင်နေပဲပြီးသွားပြီမလိုအပ်ဘူးဒါတွေလိုချင်လို့ကျမဒီထဲမှာပါနေရမှာမဟုတ်တာနော်စိတ်ဝင်စားအောင်လူရဝင်ဖို့ဆိုတာကိုလူရဝင်ပြီးသားဖြစ်တယ်အဲ့ဒီအတွက်ကျမတကူတကကျမလူရဝင်အောင်စူးစမ်းနေစရာမလိုကျမတို့ကရှင်းလားကျမဒီအလုပ်တွေလုပ်တာလူရဝင်ဖို့ကျမဝင်လုပ်နေရမဟုတ်ကျမလုပ်နေကြအစင်တိုင်းကျမမဖြစ်မနေမပါမနေနိုင်လို့ဒီဥစ္စာကြီးမတရားမှုကြီးဖြစ်နေလို့ပြည်သူတွေငြိမ်းချမ်းပါစေဆိုတဲ့စိတ်နဲ့ပါနေတာကဲတင်ရှင်တို့ကဲတင်ရှင်မှတ်တာလောကမှာကဲတင်ရှင်ဆိုတာမရှိဘူးဗုဒ္ဓဘာသာဆိုရင်ပို့တော့မှတ်ရမယ်ကိုသာကဲတင်ရှင်ပဲနော်ကဲတင်ရှင်ဆိုတာမရှိဘူးကိုကဲတင်ရှင်ဖြစ်ရှင်းပြီးတော့ပြည်သူတို့သွားပြီးတော့ကျမတို့ကပြည်သူတို့ကဲတင်ပါမယ်လို့ပြောရင်အဲ့ဒါလူလိမ်ပဲနော်ကျမတို့ကပြည်သူတွေကိုကဲတင်ချင်တာပါပြည်သူတွေကိုကျမလမ်းပြချင်ပါလေလို့ပြောရင်အဲ့ဒါလူလိမ်နော်ကဲတင်ရှင်ဆိုတာလောကမှာမရှိဘူးကိုသာကဲတင်ရပဲနော်ဒါကိုအမှန်တိုင်းပဲဒီတိုင်းချပြပြီးမှဖြစ်တယ်နော်အဲ့ဘင်္ဂလီအစွန်းရောက်တွေကကျမအကောက်ထဲမှာနေပြီးတော့ကျမလိုက်တွေကိုဖြက်ညက်ကလုပ်တယ်လုပ်ပြီးတော့ तू ကအဲ့ဘာသာရေးအစွန်းရောက်ဂရုတွေကိုပို့တယ်မြန်မာနိုင်ငံမှာနေတဲ့အဲ့အစ္စလမ်ဘာသာဝင်တွေဂရုတွေကိုပို့တယ်နော်ပို့ပြီးတော့သွေးခွဲတာတွေဘာတွေလုပ်နေတယ်ဆူတောင်းမနေနဲ့နော်ဆူတောင်းမနေနဲ့အိုင်လုံးခဲပဲနော်အဲ့တော့ဟိုဒါတွေကိုကြောက်စရာကြောက်လည်းမရှိဘူးငါလိပ်ပြာကိုလုံတယ်လိပ်ပြာလုံနဲ့တောင်နေတယ်လှသလားမမင်းနဲ့လိပ်ပြာနော်ရှင်းတယ်နော်ဂယုကိုမဆိုင်တာဘာဖြစ်လို့လဲဆိုတော့ကိုပြောတဲ့ဟာမှန်ကန်ခြင်းပဲလေမှားနေတာမဟုတ်တစ်ဖက်ဆောင်နဲ့ပြောထားတာမရှိဘူးမှန်ကန်ပြောထားတာဖြစ်တယ်မြန်မာနိုင်ငံရဲ့တမိုင်းမှာဘင်္ဂလိဆိုတာလည်းမရှိဘူးရိုဟင်ဂျာဆိုတာလည်းမရှိဘူးရှင်းလားမသိဘူးနော်ပို့ဆိုးတာပေါ့အဲ့ဒီဘာ RCS တို့ AID တို့မသိဘူးအဲ့ဒီတောင်စားတွေဆိုတာမြန်မာနိုင်ငံတမိုင်းမှာရှိကိုမရှိတာရှင်းလားမသိဘူးနော်ဒါပေမဲ့တို့တော့လူသားချင်းကိုချင်းစာနာမှုဒီလိုတရားတွေကျမမှာရှိလို့ကျမလူကိုလူလိုမြင်တတ်လို့တချို့အရာတွေမှာကျမထိမ့်သိမ့်ပြောတာဖြစ်တယ်ရောင်းတက်မလားနဲ့ကျမအများကြီးပြောတတ်တယ်ခုနှစ်ရက်ဆွဲအတိအကျကျမအကုန်ပြောတတ်တယ်အလွတ်ရတယ်လိုက်ပြီးကြက်စရာမလို့ရှာထားစရာမလို့ရှင်းလားတခုပြောရမယ်ဆိုရင်ကျမစာရွက်ကြီးကင်ပြီးဒီစာရွက်ကြီးကိုကြည့်ပြောရမျိုးကျမမှမလို့ဒီမှာကျမဇာတာရေးတဲ့ဟာပဲရှိတယ်ကျမတခုခုပြောမယ်ဆိုရင်တခုခုကိုဒီမှာစာရွက်ထဲမှာရေးမှတ်ထားပြီးကျမတကူတကလိုက်ကြက်ပြီးပြောစရာမလို့ကျမအုံနောက်ထဲမှာကျမနိုင်ငံနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကအုံနောက်ထဲမှာအမှတ်ထားပြီးသားပြတ်တယ်နော်တကူတကလိုက်ရှာစရာမလို့ဒါမဲ့ကျမအားလုံးကိုထိန်းသိမ်းပြောနေတာဖြစ်တယ်အယောင်းတက်မလားနဲ့နော်မြမသမိုင်းမှာအစွန်းရောက်ကြမ်းဖက်တွေပဲတေချင်းစိုးနဲ့တေတာဖြစ်တယ်နော်မျိုးချစ်လို့ကိုယ်နိုင်ငံကိုချစ်လို့တေချင်းစိုးနဲ့တေရဆိုတာရာဇဝမှမရှိဘူးရှင်းလားနော်နောက်တစ်ခုကပို့ဆိုးတာကျမအစွန်းရောက်တယောက်မဟုတ်ဘူးကျမဘာသာရေးစွန်းရောက်မဟုတ်လူမျိုးရေးစွန်းရောက်တယောက်မဟုတ်နော်အဲ့တော့ပို့ဆိုးတယ်နော်တင်းပြောမနေနဲ့စုံအောင်ကြည့်သွားပြီးရင်ဖြက်ညက်ကတ်တွေမလုံးနဲ့ဖြက်ညက်ကတ်တွေလုတ်ပြီးပို့တယ်သွေးခွဲတဲ့လူတွေကနင်တို့ဘဝတွေလည်းဖြက်ညက်ကတ်ဖြစ်ပါတယ်နော်ကြောက်လို့မဟုတ်ဘူးနော်ကြောက်စရာဘာကြောင့်မှမရှိဘူးအဲ့ရန်ကုန်ကဇိုးဆိုတဲ့သံတောင်းစားနော်ဟိုတနေ့ကကျမရိုဟင်ဂျာကြီးပြောတာဇိုးဆိုတဲ့သံတောင်းစားအဲ့ဒီသံတောင်းစားကနော်ရန်ကုန်မှာရှိတဲ့စစ်တပ်ကအကြီးဆုံးဆိုတဲ့လူကို तू ကအဲ့ကပိုက်တောင်နဲ့ကောက်ထဲထားတာ तू ကရက်ကွက်မှာဇိုးလုံးနေတယ်
အဲ့ဒီကောင်ကပါကျမကိုလှမ်းပြီးကျိန်းနေတာနော်စုတာဒီဘဝတော့မပြေနိုင်ဘူး तू ကဟိုဟာလေမွတ်စလင်ဘာသာလေနော်လူကြည့်တော့ဟိုဘခွေးပြတဲ့ဒုတ်လောက်တော့မရှိဘူးတစ်ချက်ထိုးမရှိဘူးတယောက်ချင်းချမလားလို့စိတ်ခေါ်တယ်ကျမတယောက်ချင်းဘယ်သူမှမဖိုက်ရဲဘူးယောက်ျားလေးမိန်းမကြီးပြောမနေနဲ့ငါလာပြီးချိန်ချောက်မှာတယောက်ချင်းစိတ်ခေါ်မလားလို့ပြောလိုက်နော်အဲ့မဲ့ဟိုစစ်တပ်မှာအကြီးဆုံးဆိုတဲ့ကောင်ကို तू ကပိုက်ထောင်နဲ့ကောက်ထဲထားတာအဲ့ဒီမွတ်စလင်ကောင်ကနော်ကောက်ထဲထားပြီး तू ရက်ကွက်မှာဇိုးလုံနေတာဘာအထင်ကြီးရမလဲတခုဆိုရင် तू ကအမလေးပြည်သူအိမ်ကိုတက်ပြီးတော့ပြည်သူတယောက်ကိုလှုပ်ဖို့တော့မှ तू ကဖုန်းဆက်ပြီးတော့မချက်လောက်တွေရိုက်ချိုးမှာနော်ဒါချက်လောက်တွေဖြတ်မှာနော်အမေက तू ကအဲ့လိုရီစရာကောင်းတယ်နော်ခင်ဗျားတို့တွေလည်းအဲ့ဒါမှတ်ထားအောင်နော်အဲ့ဒါဟိုအမျိုးဘာသာသာသနာကိုကာကွယ်မယ်ဆိုပြီးစွတ်အောင်နေနဲ့နော်တက်မတော်သားတချို့ကိုပြောတာတကယ်ကာကွယ်ခြင်းအဲ့လိုလူမျိုးတွေရခိုင်ဘက်ကိုမဖြစ်စေနဲ့ကျမပြောတာကြားလားလူတိုင်းကတက်တူးထိုးထားတာတော့ဇိုးဆိုတာတော့ရက်ွက်တိုင်းမှာရှိတယ်ဒါပေမဲ့တချို့လူတွေကသူ့ဟာသူနေတာခင်ဗျားတို့မွေးထားတဲ့ဟာတွေကအောက်တန်းစားတွေကြီးရပဲနော်အိုက်ကောင်ဘာလုပ်လဲကြက်ဝိုင်းလုပ်တာကြက်ဝိုင်းလုပ်တယ်လောင်းစကားလုပ်တယ်ခင်ဗျားတို့သွားပြီး SB စားဘာအကုန်လုံးကကင်းထောက်ပေးရတယ်သူ့ဟမ်ခင်ဗျားတို့အဲ့ဒါမျိုးဘာသာသာသနာကိုကြစ်တာလားကျမမဆိုင်တဲ့ကိစ္စကိုမပြောဘူးနော်လူတယောက်ကိုလာမထီပဲနဲ့ကျမအဖက်လုပ်ပြီးစကားမပြောဘူးနော်ကျမကိုဟိုတနေ့ကချင်းချောင်းနေလို့ပြောတာဘာကောင်းလဲလောက်တော့ကြက်ဝိုင်းလုပ်နေတာအဲ့ကြက်ဝိုင်းကိုအဲ့ဒီမှာ SB စားဘာအဲ့ဒီစစ်သားတွေကလုံခြုံရေးပေးနေရတာနေရာပါ location တိကျပို့ပေးလိုက်မယ်ခင်ဗျားတို့တကယ်ဖမ်းမလားမျိုးချစ်ချင်းသေးချာချစ်နောက်ကြတော့မျိုးချစ်လို့ရမ်းမအော်နဲ့နော်မချောင်နဲ့နော်လူကြည့်တော့ဟိုမှာခါရိုးချိုးပြီးတော့တို့သွားကြဖို့လာလုံးမှာမဟုတ်နော်အရင်တော့ကတော့မစင်ကုန်းလို့ရတာအခုတော့မရတော့နော်အရင်ခါရိုးချိုးပြီးသွားကြထိုးအောင်လဲနင်တို့ကမျိုးမမြတ်ဘူးနော်မျိုးမြတ်ရင်တော့ခါရိုးချိုးပြီးသွားကြထိုးရတာအဆင်ပြေတယ်နော်အေးစိနေကိုယ့်အကိုနေအစအဆုံးနားထောင်လူတယောက်ပြောလို့ရှိရင်အမှန်အမှားသိကျင်တယ်ဆိုအစအဆုံးနားထောင်အဲ့ဒီဗီဒီယိုဖိုင်နဲ့သက်ဆိုင်တာကိုအစအဆုံးသိတယ်ဆိုရင်မှန်အမှားခွဲပြီးတော့မှပြောဟုတ်လားဟိုကိုပဲမလိုက်တာနဲ့တပိုင်းလေးမြင်တာနဲ့ဒီအစွန်းရောက်ဂရုဒီမွတ်စလင်ဂရုတွေကိုဒီတပိုင်းလေးမြင်တာနဲ့ဒီဆီယာမဘောင်းညောင်မလုပ်နဲ့နင်တို့အဲ့လိုဖျဲလို့ရတယ်မှာမြတ်ကြခင်မပါဘူးဖျဲခြင်းလို့ရှိရင်ကိုယ့်အကိုသွားတိုက်တေချာတိုက်ဘုတ်ဆိုပဲမနှံအောင်လို့နော်အိမ်နာထဲမှာသွားပြီးဖျဲကိုဖင်ကိုဖျဲနော်ကြည့်ဟုတ်ပြီလားအဲ့ဒါရန်ကုန်တိုင်းမှာစစ်တပ်မှာခေါင်းဆောင်ဆိုတဲ့ရန်ကုန်တိုင်းမှုစစ်တပ်မှာခေါင်းဆောင်ဆိုတဲ့လူကြီးတာဝန်ယူထားတာအဲ့လူကြီးတောင်မှအဲ့ဒီမွတ်စလင်ကပိုက်ထောင်နဲ့ထည့်ထားရတဲ့အဲ့ဒီအနေထားဖြစ်နေတယ်အဲ့ဒီစစ်တပ်ကမှတာဝန်ယူထားတဲ့လူကလည်းကျမပြောဦးမယ်နော်ဟိုလဲတွေယာတွေဟိုဟာတွေအကုန်လုံးအကွက်ရိုက်ပြီးတော့အုတ်ချုပ်ရည်မှုနဲ့ပေါင်းပြီးတော့ရောင်းစားတယ်ရောင်းစားတော့ဘာဖြစ်လဲဒီနေရာတွေကအဲ့မြေကိစ္စကိုကျမအဓိကပြောချင်တာနော်ဒီနေရာမှမဟုတ်မြန်မာနိုင်ငံတနိုင်ငံလုံးမှာအဲ့ဒီလိုလှုပ်တာဒီအာဏာသိမ်းတဲ့အတက်လျှောက်မှာနော်အဲ့ဒီလိုလှုပ်လို့ရှိရင်ဘလို့အကောင်တွေတုံးချလဲစောနာလို့အဲ့မှာဘူးမသိကိုမသိအဲ့လိုတရောင်းစားတွေကိုအတုံးချပြီးတော့ပြည်သူလူထုကိုနိုင်ကျင့်နေဒါတရားသလားဒါမှန်ကန်သလားခင်ဗျားတို့ကမျိုးချစ်ဆိုကျမအဲ့ဒီလူမိုက်နေရာမှာဗုဒ္ဓဘာသာဆိုလို့ရှိရင်တော့ကျမသိမပြောသေးဘူးခင်ဗျားတို့ကကလားကိုခေါင်းအောင်တင်ပြီးတော့ပြီးတော့အဲ့ကလားပြည်သူနဲ့ရန်ဖြစ်လို့ရှိရင်အခုနော်ကျွန်တော်ကလက်တွေဖြတ်ပြမှာနော်ခြေထောက်တွေကိုဖြတ်ခုတ်ပြမှာနော်အမေအဲ့ဒီလိုပြောတာဘလောက်သိနေတာကိုကောင်းလဲနော်အဲ့ဒီလိုအောက်တန်းစားတွေရှိတယ်တေချာကြည့်ပြီးစရင်လိုက်ကျမအမြဲတမ်းပြောတယ်ရက်ကွက်ရန်ကုန်မြို့တစ်မြို့လုံးထဲမှာခင်ဗျားတို့အရင်နေထားအမြေပုံတိုင်းခင်ဗျားတို့ကြည့်လိုက်အဲ့ဒီမြေပုံတိုင်းရက်ကွက်တရက်ကွက်လောက်ကိုပဲခင်ဗျားတို့ကြိုက်တဲ့ရက်ကွက်တရက်ကွက်လောက်ကိုသွားလိုက်သွားပြီးအရင်မြေပုံတွေရှိပြီးသားရက်ွက်ရုံတွေမှာဒီရုံတွေမှာမူလမြေပုံတွေရှိပြီးသားမူလမြေပုံနဲ့အခုလက်ရှိမြေပုံမှာရှိတဲ့အိမ်လုံးရည်နဲ့တူလားလို့ပဲရှင်းကြည့်လိုက်တူရင်တုံးပေါ်ကိုဇက်တင်ပေးမယ် NLD အစိုးရလက်ထက်ကိုမပြောဘူးနော်ခင်ဗျားတို့အာဏာသိမ်းပြီးတဲ့အချိန်ကစပြီးယနေ့ယခုအချိန်ထိအဲ့ဒီကာလလေးမှာပဲကြည့်လိုက်အရင်လက်ရှိနေတဲ့အိမ်အနေထားပုံတွေနဲ့ဒီလိုတူလားလို့ကြည့်ကျမအဲ့ဒါကိုပြောချင်တာနော်ပြည်သူလူထုကဘာဖြစ်လဲနိုင်ငံရေးမငြိမ်တော့ဘန်ထဲမှာပတ်စံမထားရဘူးမထားရတော့ဝယ်ပြီးတော့နေတယ်
ပြည်သူပစ္စံကျမအများတန်းပြောပြည်သူပစ္စံကတသိန်းဖြစ်ဖြစ်9သိန်းဖြစ်ဖြစ်သူတို့အလကားမရဘူးပြည်သူလူထုကနော်ဒါကိုချင်းစာမှာပြည်သူမှာလည်းကျမဒါ2မျိုး3မျိုးရှိတယ်ဒါကိုလည်းကျမဘက်မလိုက်ဘူးနော်မှန်မှန်ကန်ကန်ပြောမှာကျမလက်သမားရေးလူခွင့်နဲ့တောက်လျှောက်လုပ်တဲ့တစ်လျှောက်လုံးမှာကျမကျူးကျော်တွေအများကြီးနဲ့ကြုံမှုတယ်ကျူးကျော်တွေလိုက်လုပ်ပေးမှုတယ်တချို့ကျူးကျော်တွေကကြတော့ပြည်သူတွေကဟိုဘာဖြစ်လဲတချို့စိတ်တဲ့အောက်တန်းကြတယ်တချို့အသီးတန်ရှိတယ်သူတို့ကဘာဖြစ်လဲဒီအိမ်မှာဒီချမ်းမှာလွတ်နေသူတို့ကဝင်နေတာဗျဝင်နေပြီးတော့သူကဇရိုက်ကြမ်းကြမ်းနဲ့သူကချတာအိမ်ရှင်ကဘာဖြစ်လဲခြံရှင်ကလာတဲ့အချိန်ကျသူကဖယ်မပေးဘူးဖယ်မပေးဘဲနဲ့သူကဇရိုက်ကြမ်းပုံစံနဲ့ချတော့အဲ့အမှုတွေပါဖြစ်တော့ဘာဖြစ်လဲအိမ်ရှင်ကကို့မြေကိုခြံကိုပိုင်မာလျက်နဲ့ပြန်ယူလို့မရဘူးမရတော့ဘာဖြစ်လဲဆိုတော့သူတို့နစ်နာကြီးဆိုပြီးတော့ပေးလိုက်ရတာမျိုးရှိတယ်ဒီလိုအောက်တန်းစားတွေတီးတန့်ရှိတယ်ဈေးချိုးလို့ဆိုပြီးတော့အချောင်ဝယ်နေပြီးတော့ကိုပိုင်ဆိုင်တဲ့အချက်လက်ခိုင်မာရှိတဲ့အိမ်ကြီးရန်ကိုရောင်းပြီးတော့ကွာဈေးချိုးတယ်ဆိုပြီး तू ကစောက်ပြီးတော့အိမ်ကြီးခိုင်မာစောက်ပလိုက်တာချက်ချင်းစောက်ပလိုက်တာစောက်ပြီးတော့အဲ့မှာ fighter လို့လုပ်တဲ့အဖွဲ့ရှိတယ်တကယ်အခြေခံပြည်သူလူထုကကြတော့တကယ်ပတ်စံမရှိတာမရှိတော့ तू ကချစ်ကုံစုပြီးတော့ तू ကဈေးချိုးတာတွေဂျင်းနေပါတယ် तू မသိဘူးဂျင်းနေမိတ်တယ်နေ तू မသိဘူး तू မှန်မှန်ကန်ကန်ဒီမြေမှာဝယ်တယ်ဝယ်ပြီးရင် तू ဒီအိမ်တွေတိုက်တွေစောက်ဖို့ယူ तू နှစ်များကြီးစူးစမ်းပြီးတော့ तू စောက်တယ်ဒီလိုပြည်သူတွေအတွက်ကိုကျမပြောတာနော်ကျမတော့တဲ့ပဲဒီလိုအခြေခံပြည်သူတွေအတွက်ကိုကျမရက်တာကျမတို့အများကြီးကြုံရတယ်နော်ဒါတွေကလိုက်မလုပ်ဘူးလို့ရှိရင်မြေပြင်မှာမစင်းဘူးလို့ရှိရင်တေချာမသိနိုင်ဘူးမြေပြင်မှာစင်းတယ်ဆိုတေချာဒါတွေကသိနိုင်တယ်ဒီအခြေခံပြည်သူလူထုတွေကျမပြောတာနော်အဲ့တော့မန္တလေးမှာအိမ်ဖြတ်တဲ့ကိစ္စမှာစိတ်မဆိုးနဲ့ကျမမုန်းလို့ပြောတာမဟုတ်ဘူးနော်ကြမ်းခိုင်ရေးပါတီကဖြတ်ခိုင်းတာဖြစ်တယ်နော်အခုခင်ဗျားတို့ရွေးကောက်ပွဲဝင်မဲ့လူကြီးကဖြတ်ခိုင်းတာဖြစ်တယ်နော်စစ်တပ်နဲ့ပေါင်းပြီးတော့စီပင်နဲ့ပေါင်းပြီးလှုပ်တာဖြစ်တယ်အဲ့ဒီနေရာကိုတိမ့်ပြီးသွားလို့ရှင်တရုတ်ကိုပြန်ရောက်မှာအဲ့ဒီနေရာကိုမယုံကြည်တာနောက်တစ်ချိန်ကျရင်တရုတ်ကယူဝယ်မှာအဲ့တရုတ်ဆိုတော့မြန်မာနိုင်ငံမှာရောက်နေတဲ့တရုတ်နော်မြန်မာနိုင်ငံမှာရောက်နေတဲ့တရုတ်တထေးရဝယ်မှာဘာအတွက်လဲဒီရွေးကောက်ပွဲလုပ်ဖို့သူ့မှာဇလိတ်အတွက်ဦးမင်းအောင်လှိုင်ကိုကျွန်မဒီမှာတစ်ချက်ပြောချင်တာနော်ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ဒီကြမ်းခိုင်ရေးပါတီနဲ့ဒီတခြားပါတီတွေရှိတယ်မြန်မာနိုင်ငံမှာပါတီပေါင်းကျွန်မမမှတ်မိတော့ဘူးเนาะဟိုတစ်ခေါက်တောက်လျှောက်တောင်ပြောနေရပါတီတွေအများကြီးပဲပါတီပေါင်းကလည်းအများကြီးเนาะအဲ့ဟာတွေအကုန်လုံးကအခု NLD ဆိုလို့ရှိရင်ကိုပတ်စံနဲ့ကိုလို့เนาะဦးကိုကြီးဆိုကိုပတ်စံနဲ့ကိုလို့တခြားပါတီတွေကိုပတ်စံနဲ့ကိုလို့ဒီမှာမှဇဗန်နန်နေပါမယ်ခင်ဗျားတို့ဒီမိုကရက်တစ်တို့ဘာကရက်တစ်တို့ကြမ်းခိုင်ရေးဘာကလေးညာကလေးအဲ့ဒါအစုံတော့ခင်ဗျားတို့ဒီကြမ်းခိုင်ရေးတစုတည်းပဲအကုန်လုံးကတစုတည်းဟိုမှာခင်ဗျားတို့ပါတီအများကြီးခွဲထားလိုက်တာအဲ့ဒါတွေအကုန်လုံးကိုပါတီဝင်ဖို့ရေးကိုစစ်တပ်ကပေးရတာဖြစ်တယ်ပေးရတော့ဘလို့ပေးလဲပတ်စံမရှိတော့ကြတော့မူရေးလိုင်စင်တွေပေးတာအရက်သေးစားရောင်းလို့ရမယ်လိုင်စင်တွေပေးတယ်နော်အဲ့လိုပေးတော့ဒီလူတွေကလုပ်တယ်နောက်တချို့လဲတဲ့လူကြတော့အခုလိုမျိုးတွေဒါကျမအခုမှကြားရမှာမဟုတ်ပြီးခဲ့တဲ့ဒီရွေးကောက်ပွဲစပြီးလုပ်ပါမယ်ဆိုမှမော်လမြိုင်မှာတစ်ချိန်ကြားရတယ်မော်လမြိုင်မှာအဲ့ဒီလိုပဲမော်လမြိုင်ကိစ္စကလိုင်းပေါ်တော့မတက်ဘူးမော်လမြိုင်မှာလည်းအိမ်တွေအများကြီးပါသွားတယ်ကျမပြောတဲ့ဟာပြည်သူလူထုကိုလည်းကျမဒီနေရာမှာပြောချင်တယ်မြေရဲ့သဘောတရားမှာကိုယ့်ပတ်စံလေးကိုဒီကျမနိုင်ငံရေးမကောင်းလို့ရှိရင်ဗျာမြေမဝယ်နဲ့ကျမအဲ့ဒါအကြံပေးချင်တယ်နိုင်ငံရေးမကောင်းလို့ရှိရင်မြေမဝယ်နဲ့နိုင်ငံရေးမကောင်းလို့ရှိရင်ရွှေအတုံးဝယ်ပြီးလို့ရှိရင်မြေကြီးထဲမှာပဲကိုယ့်ရဲ့တင်ကြေသားနဲ့ဖွက်ပြီးတော့စုပါအဲ့ဒါဆိုလို့ရှိရင်ဘယ်တော့မှရွှေဈေးကကျသွားတယ်ဆိုတာမရှိဘူး तू ကဖမ်းပြီးတော့ဈေးထိန်းလို့ရှိရင်တော့80ကျော်ဆိုကျမမှန်းတယ်လေ60အတိပဲ60အောက်ရောက်မရောက်ရင်60အတိပဲရှိမှာအဲ့ဒါဖြစ်တဲ့အတွက်ပြည်သူကဘာဖြစ်လဲနိုင်ငံရေးကောင်းတဲ့ချိန်ကျရင်ဒီရွှေကိုပြန်ရောင်းလို့ရှိရင်ပြည်သူတွေအတွက်အကျိုးမြတ်ရတယ်ကျမအဲ့ဒါကြောင့်ကိုပြောတာဖြစ်တယ်ရွှေဝယ်လို့ရှိရင်ဒီလက်ခပါလက်ခမပါ73ပဲ14ရဲ့ဒါတွေမဝယ်နဲ့မမက်နဲ့အတုံးနာဝယ်စုအဲ့ဒါဘန်မှာမစုရဲလို့ကိုရီးယားမရှိတာလေးတွေနဲ့ဝယ်လိုက်ပြီးတော့ဒီလိုဒုက္ခများစရာကြီးဖြစ်တော့ကျမတို့လည်းစိတ်မကောင်းပါဘူးမြေရဲ့သဘောတရားမှာက तू ကဒီချထားတဲ့မြေမှာကျမတို့အခုဆိုလို့ရှိရင်ဗျာရန်ကုန်မှာဆိုလို့ရှိရင်ဂရံမြေဆိုတာရှိတော့ရှိတယ်ရှားတယ်ပါမစ်မြေတွေများတယ်ပါမစ်မြေတွေများရင်ဘလို့များလဲဆိုလို့ရှိရင်အခုဂရံကပေ40မှာတစ်ချမ်းဆိုလို့ရှိရင်ပါမစ်မြေကို तू ကဘလို့လောက်လဲဆိုလို့ရှိရင်ပါမစ်ကိုမှပေ40တစ်ချမ်းကို तू က10ပေစီခွဲရောက်တာဒီ10ပေကဥပဒေကြောင်းရနဲ့ကျမတို့ကရှောက်မယ်ဆိုရင်ကျမတို့ကတရားရုံးမှာတရားရင်ဆိုင်ကျမတို့ကရှုံးပါတယ်ဒါကိုမြန်မာနိုင်ငံမှာရန်ကုန်မှာဝယ်နေတဲ့10ပေအိမ်မှာရှိတဲ့ပြည်သူတွေကဒါကိုသိရမှာဖြစ်တယ်
ဒါမဲ့ဆီယာမရဲ့အများကြီးပဲဟုတ်ပါတယ်အများကြီးဇီဆယ်ပေဟိုမှ2ထပ်3ထပ်နေနေတဲ့လူအများကြီးပဲဒါမဲ့တခုရှိတာနားလည်မှုဗျနားလည်မှုနဲ့လုပ်နေကြတာတကယ်ဥပဒေရရင်ဆိုင်လို့ရှိရင်အဲ့ဒါတွေကရှုံးတယ်ဗျဒါတွေနဲ့ပတ်သက်လာပြီးတော့အများကြီးရင်ဆိုင်ရတယ်ဘယ်လိုရင်ဆိုင်ရလဲပါမစ်ကိုမှခေါင်းကင်ထားတဲ့လူပါဗျမူရင်းကင်ထားတဲ့လူကဒီဘက်က10ပေရောက်ထားတဲ့လူတို့တောက်ပလိုက်တာ तू မူရင်းစာရွက်စာတမ်းအစုံကင်ပြီဆိုတာနဲ့ तू ကသွားပြီးတော့တရဝေးခရံမှတ်ပုံတွေရှောက်ပလိုက်တာရှောက်လိုက်တော့ဘာဖြစ်လဲ तू ခရံမှတ်ပုံတွေရပြီဆိုတာနဲ့ဒီဘက်ကလူတို့ तू ကတုတ်ပလိုက်တာတုတ်လိုက်တော့ဘာဖြစ်လဲဒီပေ10ပေ3ချံကသွားရောဥပဒေရရေးဆိုင်ရေးလဲရှုံးရောအဲ့ဒီလိုဖြစ်တယ်ဗျနော်အဲ့ဒါတွေကအင်မတန်အရေးကြီးပါတယ်နော်ကျမတို့ဒီပါမစ်ကနေမှခရံကိုရှောက်မှဟာခရံတရားဝင်ခရံမြေဆိုတာမှဒါပြောမယ်ဆို तू ကနှစ်ငားတာပေါ့ဗျာကျမဒီမှာတစ်ချက်ပြောချင်တယ်နော်ဟာဥမရအောင်လို့လည်းတေချာနားထောင်သွားမြန်မာနိုင်ငံမှာရှိတဲ့မြေအားလုံးကနော်နိုင်ငံတော်ပိုင်းနဲ့နိုင်ငံတော်ပိုင်းဆိုတာဘာလို့မျိုးလဲနိုင်ငံတော်ဆိုတာပြည်သူကိုကိုစားပြုတာဗျာပြည်သူပဲပိုင်တာဒါကိုလည်းခမရတို့ကိုယ်တိုင်ဥပဒေထုတ်ထားပြီးတော့ကိုယ့်ရဲ့ထုတ်ထားတဲ့ဥပဒေတိုင်းတိတိကျကျရှိပြီပါလို့ကျမပြောချင်တယ်နော်နောက်စီပင်သားရအင်မတန်အလုတ်ရှုပ်တယ်ဒီမြေကိစ္စတွေမှာစီပင်သားရအလုတ်ရှုပ်တယ်ဒါစီပင်သားရအရေးပါလဲနော်စီပင်သားရအရေးပါလဲဟမ်ကျမတို့မြန်မာနိုင်ငံမှာစီပင်သားရလို့စပေါ်လာတာစီပင်သားရမှာလုံနေတဲ့လူတွေကဘဝမေ့သွားလားမြို့တော်တန်ရှင်းသားရဖို့စီပင်သားရဘာဖြစ်လဲအမိုက်ကောက်ကြစို့ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ်လာတာစီပင်သားရရှင်တို့ကအမိုက်ကောက်ဖို့ရှင်တို့ပေါ်လာတာလေအခုကျတော့လူသိရင်လည်းခမရတို့ပါတယ်မြေကွန်ဆိုလည်းခမရတို့ပါတယ်ရေကွန်ဆိုလည်းပါတယ်ဒီကတ်တရလမ်းမာတွေဆိုရင်လည်းစီပင်ပိုင်ဘာဆိုလဲစီပင်ပြိုင်ခမရတို့ကိစ္စအကြောင်းရဘာပါလဲခမရတို့အမိုက်ရှင်းဖို့လာတာရေမြောင်းနေရေဘာလို့ကြီးတာတော့ရေမြောင်းနေပိတ်လို့ကြီးတာရေမြောင်းနေဆဲလားနှစ်စဉ်နှစ်တိုင်းရေမကြီးဖို့ရေမြောင်းနေပုံမှန်ဆဲလားမြို့တော်တွေမှာလမ်းတွေမှာပြည်သူတွေနေသွားလာနေတဲ့လမ်းတွေပေါ်မှာနေ့တိုင်းတပြက်စီလဲလားတန်ရှင်းရေးလုပ်လားခမရတို့လုပ်လားအများဆုံးအိမ်သားတွေမှာခမရတို့တန်ရှင်းရေးလုပ်လားကို့ဘဝကိုမိမှာဆိုလို့ပြောပြတာနှိမ်တာမဟုတ်ဘူးနော်အဲ့တော့ဒီစီပင်သားရမှာလဲစီပင်သားရမှာထုတ်ထားတဲ့ဥပဒေကိုနောက်တိုးတာမပါဘဲနဲ့မူလဥပဒေမူလသူ့ရဲ့လုတ်ပိုင်ခွင့်ကဘာလဲခင်ဗျားတို့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုသေချာဖတ်လို့ကျွန်မပြောတာနော်နေရာတကာပါနေတယ်ဒီစီပင်သားရနော်စီပင်သားရဆိုတာကိုယ့်ရဲ့မူရင်းကအမိုက်ကောက်အောင်မှာဖြစ်တယ်နော်ခင်ဗျားတို့ကပြည်သူရဲ့အိုးအိမ်တွေကိုခင်ဗျားတို့ဂေါ်စာတွေနဲ့ထိုးခွင့်မရှိဘူးခင်ဗျားတို့မှာအဲ့ဒီအခွင့်အာဏာမရှိဘူးနော်ခမရတို့စီပင်ပိုင်နေဖြစ်တဲ့ဂျာမင်းပိုင်မှန်ပြနောက်ပြီးဆိုမင်းအောင်လိုင်းခေါင်းပေါ်မှာပြည်သူကအိမ်တက်ဆောင်နေနေတော့မှခမရတို့ကပြည်သူကိုဘိုးစာနဲ့ထိုးပြီးကော်ခွင့်မရှိဘူးကြားလားမသိနော်ဘာဖြစ်လို့လဲဆိုတော့မိကိုကျွန်မပြန်ပြောပြမယ်ဥမင်းအောင်လိုင်းကဘာလဲမြန်မာနိုင်ငံမှာဘာလဲကာကွယ်ရေးဦးစီးချုပ်ကဘာအတွက်လဲမြန်မာနိုင်ငံကိုကာကွယ်ဖို့ဘယ်လိုကာကွယ်မအောင်တိုင်းတစ်ပါးကျူးကျော်လို့မရအောင်လုံခြုံမှုရှိအောင်ကာကွယ်မှာလေအဲ့တော့ပြည်သူသားအဖဆိုရင်ပြည်သူကဗျာဥပမာပြောမယ်ဆိုပြည်သူကခမရတို့မကျင်တတ်လို့ရှင်ခမရတို့ခေါင်းပေါ်ကိုအိမ်တက်ဆောက်နေအောင်ခမရတို့ကခွင့်ပြုပါမှာနော်ရိုင်းဆန်းမမရိုင်းနေဗျာဒီလိုတွေကလည်းတော်တော်ရဲဆက်တယ်လှုပ်လာတာတွေကနော်ပြီးတော့လှုပ်လာတဲ့အကြောင်းတရားမှာဥပဒေအကြောင်းရသွားတာဒီနေရာမှာတရားမဝင်လို့အိမ်ဆောက်လို့ဒီလိုဖြစ်တယ်ဆိုရင်တော့မှဟုတ်လားနစ်နာတဲ့ပြည်သူလူထုကိုနစ်နာကြီးပေးတင်တယ်ခမရတို့ဝယ်ထားတဲ့မြေတန်ကြီးတွေပေးတင်တယ်ဒါမျိုးတွေအစားထိုးပြီးရော်ပေးတင်တယ်နော်ပြီးတော့အစောကြီးယုံလာတယ်ကျမရှင်းရှင်းလေးရဲ့နော်ဥပဒေကိုပြည်သူကချိုးဖောက်တယ်မပြောနဲ့ပြည်သူကဥပဒေတွေအကုန်လုံးပြည်သူကလိုက်မကြည့်နိုင်ဘူးလိုက်မဖတ်နိုင်ဘူးခမရတို့မြို့နယ်တွေရက်ွက်တွေမှာဌာနဆိုင်ရာတွေရှိတယ်အဲ့ဒီရက်ွက်မှာလက်စားတဲ့အုပ်ချုပ်ရေးမှုကိုပါးရီကြပဲချပေးလိုက်နော်ပါးရီကြပဲချဘဲပြန်ညာပြန်ချအားလို့အော်ရင်ဖနှောက်နေတာပေါ့အဲ့ဒီလိုလုပ်ပြရမယ်ဒီရက်ွက်အုပ်ချုပ်ရေးမှုကမသိဘူးလားဒီမြေကိုရောင်းခွင့်မရှိဘူးဆိုတာ तू မသိလို့လား तू ကဘာစားတာလဲဟမ်စာချုပ်ချုပ်ပြီးတဲ့ရှင်းနေရရောဒီမြေကတရားဝင်တယ်ဒီထက်မှပါတဲ့လူတို့ပြောတာပါနော်မပါတဲ့ရှင်းနေလို့တော့မစော်ကားပါဘူးဒီမြေကတရားဝင်တယ်မတရားမဝင်ဘူးဘယ်မြေပုံထဲမှာကြည့်လိုက်လို့ရှိရင်ဘယ်မြေကတရားဝင်တယ်ဘယ်ဟာအစိုးရမြေဖြစ်တယ်ဘယ်ဟာပြည်သူပိုင်းဘယ်ဟာစီပီမြေဖြစ်တယ်ဘယ်ဟာဘယ်မြေဖြစ်တယ်မြို့ပြမြေဖြစ်တယ်ဆိုတာကိုရှင်းနေတချို့ကမသိလို့လားခေါ်ပါးရီရပဲချမှာအဲ့တော့မြို့တစ်မြို့ကိုကျမပြောစင်တာမြို့တစ်မြို့မှာပြည်သူတွေစောက်ထားတဲ့အိမ်ကိုခမရတို့ဖျက်ချင်တယ်ဒီမြေရတရားမဝင်ဘူးဆိုလို့ရှိရင်အဲ့ဒီပြည်သူတွေကိုရောင်းပြီးတော့စာချုပ်ချုပ်ပေးတဲ့အုပ်ချုပ်ရေးမှုရယ်စာချုပ်ချုပ်ပေးတဲ့ရှေ့နေတွေရယ်ဟုတ်လား
အဲ့ဒီလူတွေကိုရှိမှာဒီအိမ်ရဲ့တန်ဖို့ဒီမြေရဲ့တန်ဖို့ပြည်သူတွေကိုအစိခမရတို့တောင်းပေးပါနော်တောင်းပေးရမယ်လေဒီပတ်စံအလကားမရဘူးပြည်သူတွေကကြောက်ခွဲသလဲတွေကောက်ထားမဟုတ်နော်ပြည်သူဆိုတာကတော့ဟိုတချို့ကလည်းအားတယ်ကွာဟုတ်လားဒီမြေကစီပင်ပိုင်မြေလားသိချင်မှသိမယ်သိချင်လဲသိလျက်နဲ့ကျူးလွန်နေရမျိုးအချောင်ရလို့လောက်တာလဲတကြောင်ရှိတယ်တကယ်မသိလျက်နဲ့ဝယ်တဲ့လူတွေလည်းရှိတာပဲနော်ခင်ဗျားတို့မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်ဒါတွေရေးကြည့်တယ်လေပြည်သူကဥပဒေမသိတော့ခင်ဗျားတို့ရက်ွက်အုပ်ချုပ်ရေးမှုကသိရမယ်ဒီမြေကဘာမြေလဲသိရမယ်မြို့နယ်ကသိတယ်အစင်စင်စားပြီးရအဲ့တော့ရက်ွက်တစ်ခုမှာအိမ်တအိမ်ကိုဖြိုမယ်ဒီရက်ွက်လုံးကိုဖြိုမယ်ဆိုရင်ခင်ဗျားတို့အဲ့ဒီမှာရှေ့နေနဲ့စာချုပ်ချုပ်တယ်လို့ပြောတယ်ရှေ့နေတွေရောဘာရှေ့နေတွေလဲဟမ်အတုတွေလားရှေ့နေအတုတွေလားစာချုပ်ချုပ်ပေးတဲ့လူတွေကိုပြောတာနော်အဲ့နေရာလေးကိုချုပ်ပေးတဲ့လူတွေကိုပြောတာနော်ပတ်စံရရင်အကုန်လုံးနေတာပြလောကမှာတော်တော်ယုံစရာကောင်းတဲ့လူတွေရှိတယ်ဒီလေခင်ဗျားတို့အာနာသိမ့်တဲ့9နှစ်မှာကျွန်မပြောပြဘလောက်ဆိုးလဲဆိုတော့လေရက်ွက်ရာအိမ်မှုအဆင့်အောင်မှာတထေးတွေဖြစ်ကုန်ပြီဘာဖြစ်လို့လဲရက်ွက်ထဲမှာ तू ကမျက်လုံးထဲမှာကြည့်နေရဘယ်နေရာမှာကြောက်ကြီးဖြစ်နေလဲဘယ်နေရာမှာလွတ်နေလဲလွတ်ပြီဆိုတာနဲ့အဲ့ဒီနေရာကိုမြေဖို့ပြီးချက်ချင်းအိမ်ဆောက်တာတလပဲစောက်ပြီးဘာဖြစ်လဲရောင်းတာဗျရောင်းပြီးဝေစားမြစားလုပ်နေတာဒါတို့ခမောက်သေးချာစစ်ဖို့ရေးကြည့်တယ်နော်ပြည်သူတွေကဘာဖြစ်ပြည်သူတွေကဒီနေရာမှာစောက်ခွင့်မရှိလို့နေခွင့်မရှိလို့ဖယ်ရတယ်ဆိုတဲ့သဘာဝတရားကြီးကမျှတမှုရှိရဲ့လားပြည်သူတွေပေါ်ခမောက်တို့ကမျှတမှုဘာမှမရှိဘူးဘယ်တော့ရှိမှတော့ခမောက်တို့ရဲ့မျှတမှုကခမောက်တို့အဲကြောင့်ပြောတာကိုထုတ်ထားတဲ့ဥပဒေကိုသေချာလေ့လာမှာနော်ဒါဆိုလို့ရှိရင်လေယာမြေဥပဒေဆိုလို့ရှိရင်ခမောက်တို့2012မှာပြောင်းထားတဲ့ဥပဒေရှိတယ်အဲ့ဒီဥပဒေနဲ့လည်းခမောက်တို့မညီဘူးခင်ဗျားတို့မူရင်းပေးထားတဲ့ဒီ2008ဖွဲ့စည်းပုံထဲမှာပါတယ်လေယာမြင်နဲ့သက်ဆိုင်တဲ့ဒီဥပဒေတွေလည်းမညီဘူးဖြစ်နေတာနော်အဲ့တော့မသိရင်လည်းကျမကိုမေးနော်တကယ်လို့ဟိုအဖြစ်လဲအဲ့မြို့နယ်မှုတွေပါကျမဒီမှာသင်တန်းပေးမယ်နော်ပုံမှဘလောက်ဘာညာကျမသင်တန်းပေးမယ်ကျမရှိမှလာတဲ့နော်ကျမသိတဲ့လောက်တော့ပြောပေးမယ်ဟုတ်ပြီလားမသိချင်အောင်စောင်းနေတာတချို့ကအနိုင်ကျင့်နေတာနော်ကြည်ထားအဲ့ဒီနေရာကိုမကြခင်တရုတ်တထေးကိုရောင်းမှာနော်ဒါတရားသလားဒါတရားသလားခင်ဗျားတို့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ကိစ္စကဟုတ်လားညှိနှိုင်းပြီးလို့ပါတီစုံပြိုင်ပြီဆိုလို့ရှိရင်ဒီလိုအာဂရိလိုက်စားတဲ့လွတ်တော်အမတ်တွေကိုလည်းခင်ဗျားတို့အရေးယူဆောင်ရွက်ရမှာဖြစ်တယ်နော်ဒါကြမ်းခိုင်ရေးရဖြစ်ဖြစ်ဘယ်ပါတီရဖြစ်ဖြစ်ခင်ဗျားတို့အရေးယူဆောင်ရွက်ရမှာဒီလိုရေးယူဆောင်ရွက်မှုမရှိဘဲနဲ့တော့ခင်ဗျားတို့ရွေးကောက်ပွဲလုပ်လဲပို့ပဲနော်ကျမပြောတာနောက်ကြရင်ဥမအောင်လည်းမှတ်ထားရွေးကောက်ပွဲကိုခင်ဗျားဝင်ပြိုင်မဲ့အဲ့ဒီအမတ်တွေကိုလေသိလားခင်ဗျားဟိုပညာတတ်တာတွေဟိုမျိုးရိုးတွေမစစ်နဲ့ဖျားပွဲထိုးပြီးတော့တစ္ဆာဆိုခိုင်းပြည်သူလူထုကျွန်တော်တို့ကဝင်ပြိုင်လို့ရှင်အရင်တော့ကလည်းမခိုးပါဘူးအခုလည်းမခိုးပါဘူးနောက်လည်းမခိုးပါဘူးဝန်ထမ်းတွေကဆိုတာခင်ဗျားတို့တစ္ဆာဆိုခိုင်းနော်တစ္ဆာဆိုခိုင်းတကယ်လို့လိန်ရင်သွေးတောက်လိုက်အံပြီးသေခိုင်းအဲ့ဒါမှမြန်မာပြည်ကညှက်တာတဲ့ဥပဒေဖြစ်မှာဒါမဲ့ဆိုရင်တော့ဘယ်တော့မှဖြစ်မှာမဟုတ်ဘူးမခိုးဘူးပြောလဲခိုးနေရအရှက်မှမရှိတာကိုတန်းအရှက်မရှိတာလည်းဖြစ်နိုင်တယ်နော်အဲ့တော့နိုင်ငံတစ်ခုကိုကောင်းကျင်တယ်ဆိုလို့ရှိရင်ဒါတွေကိုလည်းသတိထားရမှာဖြစ်တယ်အင်မတန်အရေးကြီးတယ်နော်မန္တလေးမှာဖြစ်တဲ့ကိစ္စကြီးကအင်မတန်ရုပ်ဆိုးလုံးနဲ့ဒါအများတန်းဖြစ်တယ်ဒီရွေးကောက်ပွဲကာလမှာဆိုကျွန်မကြည့်နေတာ2ကြိမ်ရှိပြီမော်လမြိုင်မှာ1ကြိမ်ဖြစ်တယ်အခုမန္တလေးမှာ1ကြိမ်ဖြစ်တယ်ခင်ဗျားတို့အဲ့ဒါကျန်းခိုင်ရေးပါတီကလောက်တာဗျကျန်းခိုင်ရေးပါတီကအဲ့ဒီနေမှာဝင်ပြိုင်မဲ့လူကသူ့အတွက်ဘာချက်မရှိလို့လောက်တာဘာတော့ကျွန်တော်တို့ပြည်သူတွေပိုက်ဆိုင်တဲ့အရာတွေကရှင်တို့သုံးစရာစားစရာမရှိတဲ့အချိန်မှာအနိုင်ကျင့်ဖို့လားနော်ဒါတွေရေးကြည့်တယ်နော်ပြည်သူလူထုကိုတိုင်းပြည်ကိုချစ်တယ်ဆိုရင်ပြည်သူလူထုကိုအနိုင်မကျင့်နဲ့နော်ဒါကိုပြောချင်တယ်နော်ပြည်သူလူထုအနေနဲ့လည်းနောက်ကြမှတ်ထားပါနိုင်ငံရေးအချိန်တွေမကောင်းလို့ရှိရင်နိုင်ငံရေးအချိန်တွေမကောင်းဘူးဆိုရင်ဗန်ထဲကပတ်စံတို့အိမ်နေချန်နေမဝယ်နဲ့ရွှေတာဝယ်ရွှေဝယ်လို့ရှိရင်အတုံးမဲဝယ်ဝယ်ပြီးလို့ရှိရင်တင်ကေရနဲ့မြေအိုးလေးထဲမှာထည့်ပြီးတော့မြေကြီးမှာမြုပ်ထားနိုင်ငံရေးအချိန်တွေကောင်းပြီဆိုတာနဲ့မပူနဲ့အဲ့ဒီရွှေရပြည်သူတွေအတွက်အကျိုးမြတ်ရအောင်ရလိမ့်မယ်ကျွန်မအာမခံရတယ်ရွှေတာဝယ်ပါလုံးဝမဝယ်နဲ့ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးကြီးခင်မကောင်းတဲ့အချိန်မှာဒီခင်မကောင်းတဲ့အချိန်ကြမှာဒီညီခွက်ရောင်းတဲ့လူတွေကလည်းဒီခစ်ကိုထတာဖြစ်တယ်လိန်စားရတာကိုဘာဖြစ်လဲသူတို့ကကြိုက်တယ်တချို့ကြလဲဟုတ်လားမမကန်ရောင်းတဲ့လူတွေကြတော့လေတထေးတွေပဲဝယ်နိုင်တာဂရံမြေတွေပါဆိုရင်ဘာဖြစ်လို့လဲသူတို့ကဒီမှာမနေချင်တော့ဘူးမနေချင်တော့လို့ပြပသွားနေချင်တာဒီလိုမကန်ရောင်းတဲ့လူတွေကြတော့ဘာဖြစ်လဲဒီမရှိစင်းရဲသားပြည်သူကမဝယ်နိုင်ဘူးဘာဖြစ်လို့ဈေးကြီးလို့မဝယ်နိုင်ဘူးဒီကြတော့ဘာဖြစ်လဲတထေးတွေပဲဝယ်နိုင်တာဖြစ်တယ်နော်ဒါလေးကိုတစ်ချက်ပြောချင်တယ်နောက်တစ်ခုဒီမှာထိုင်းနိုင်ငံမှာ
ဒါဟိုကကျမအာဆီယံကိစ္စကိုအရင်ဆုံးပြောလိုက်မယ်နော်အာဆီယံကိစ္စအာဆီယံကနေမှဒီတော်လိုင်းရေးလုပ်တဲ့လူကိုခေါ်တွေ့ဖို့ဆိုတာပြီးခဲ့တဲ့4ရက်လောက်ဝင်ကျမအဲ့သတင်းကိုကြားတာဖြစ်ပါတယ်နော်ပြီးခဲ့တဲ့4ရက်လောက်ဝင်ကြားတာနော်ဒီအချိန်တွေကတော့ကောင်းပါတယ်နော်ကျမလိုချင်တာအတိုင်းတာပေါ့နော်UNG တယောက်တည်းဒီအလုပ်ကိုလုပ်တာမဟုတ်ဘူးမြေပြင်မှာရှိတဲ့ကလေးတွေတိုင်းရင်းသားတွေအားလုံးပါတာဖြစ်တဲ့အတွက်ဒါကိုအာဆီယံခေါ်တွေ့မယ်ပြောတာဒါဒီတစ်ချိန်တော့ဦးလေးကြီးတို့ဦးပြောင်ကြီးတို့အဖွဲ့ကိုကျေးဇူးတင်ပါတယ်လို့ပြောချင်တယ်ပေါ့နော်ကောင်းပါတယ်နော်ခေါ်တွေ့မှာကိုဆီယမသွားတင်လားမသွားတင်လားဆိုတာကိုယ့်အကူစဉ်းစားဒါကိုဆီယမလုံးဝအကျယ်မပေးနော်ခေါ်တွေ့တာကတော့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်ငြိမ်းချမ်းမှုဖြစ်တယ်နော်အဲ့ဒီအတွက်ကောင်းတယ်အဲ့တော့ခေါ်တွေ့လို့သွားခြင်းတဲ့လူငယ်တွေကိုဆီယမအကြံပြုကျင်တာပေါ့နော်ဒါတိုင်းရင်းသားတွေရောပါတယ်ကြိုက်ရင်တော့ယူမကြိုက်ရင်တော့ကိုယ်သဘောပဲခေါ်တွေ့လို့ဆွေးနွေးမဲ့နေရာမှာနံပါတ်1ကြည့်ရမှာကိုအုံနောက်ထဲမှာစဉ်းစားရမှာကိုရင်ထဲမှာစဉ်းစားရမှာကိုမြန်မာနိုင်ငံမှာလက်ရှိနေတဲ့ပြည်သူလူထုကိုငဲ့ပါဒီတစ်ချက်ပြောခြင်းနဲ့နောက်တစ်ချက်ကကိုသာသနာကိုနိုင်ငံဒီနှစ်ခုကိုလုံးဝအထိမခံပါနဲ့နော်ကြံတာတော့လူငယ်တွေရောတိုင်းရင်းသားတွေရောကိုကြိုက်တဲ့ဟာကိုဆွေးနွေးပြီးတော့ရရင်ယူမရရင်မယူနဲ့ဒီနှစ်ချက်ကိုတော့ကျမမှားခြင်းတယ်ကိုလက်ရှိနေတဲ့မြန်မာနိုင်ငံမှာရှိနေတဲ့ပြည်သူလူထုရဲ့အချိန်ကြီးကျမတို့ပြည်သူလူထုကိုငဲ့ပါပြည်သူလူထုရဲ့အနေအထားကိုသိရမှာဖြစ်တယ်ကိုကပြည်သူအတွက်စူးစမ်းတာဖြစ်တဲ့အတွက်ပြည်သူလူထုကဘာဖြစ်ချင်တာလဲပြည်သူလူထုရဲ့ဆန္ဒဘာရှိတာလဲဒါကိုငဲ့ရမှာဖြစ်တယ်နောက်ဒုတိယအချက်ကကိုနိုင်ငံကိုချစ်ရမယ်ကိုသာသနာကိုအထိမခံပါနဲ့ကိုသာသနာကိုအထိမခံပါနဲ့တော့ဒါအရေးကြီးတယ်ကျမတော့ရှင်းရှင်းပဲကျမအဖေကအမြဲတမ်းပြောတယ်ကျမဘဝတသက်စာလုံးမှာယောက်ျားယူလို့ရှင်အောင်ကျမတို့ညီမတွေအကုန်လုံးကြိုက်တဲ့ယောက်ျားကိုယူလို့အဖေကပြောတာရိုးသားမှုရှိရမယ်လူမျိုးခြားဘာသာခြားလုံးဝမယူနဲ့လို့ပြောတာအဖေရဲ့တောင်းဆိုချက်ကဒီတစ်ခုပဲကိုယ့်ရဲ့သာသနာကနံပါတ်1ကိုယ့်ရဲ့နိုင်ငံနံပါတ်2လို့အဖေကပြောတာဖြစ်တယ်နော်ဒါကတော့ကျမအဖေကကျမကိုသင်ပေးခဲ့တဲ့နီလန်ပဲနော်လက်တွေမှာလည်းကျမကိုယ်တိုင်ကြည့်ရဲဒါအမှန်ကန်ဆုံးပဲနော်ကျမအတွက်ကတော့ဒါမှန်ကန်တယ်ကျမလက်တွေကြိုက်တာဟုတ်နော်လက်တွေသမားဆိုလက်တွေစုံစမ်းတာဒါအမှန်ပဲနော်အဲ့တော့ဒါလေးကိုအကြံပေးချင်တာကြိုက်တဲ့လူကဒီနှစ်ချက်ကလေးကိုမှတ်ပေးထားပါနော်ကိုယ်နိုင်ငံနဲ့ကိုယ်သာသနာကိုထိမခံပါနဲ့နော်ဒီနှစ်ချက်ကိုတော့မှတ်ပေးထားပါကျန်တာကတော့ကိုယ့်အကူကြိုက်တာဆွေးနွေးကြနော်ဒါလေးကိုအကြံပြုတဲ့အနေနဲ့ထည့်ပြောပေးတာနော်နောက်တစ်ခုဒီမှာတစ်ချက်ပြောချင်တာကကလေးတွေနေတဲ့နေရာကိုတေချာချိန်ပြီးတော့လေနဲ့ဘုံကျဲပါမယ်လို့ကျမတင်မှုတော့ငိုပြီးတော့အဲ့ဒါကိုဟိုပြောမယ်ဆိုရင်ဆရာဆိုးမဟုတ်ဗျာဗာလဲတီချာတော့ဆိုးပေါ့ဗျာအဲ့ခွေးဆိုးပေါ့ဗျာအဲ့ဒီခွေးဆိုးဆိုတဲ့လူကိုပြောလိုက်ပါဦးကျမအဲ့ဒီမှာပြောတဲ့ဟိုအလုံးဆိုတဲ့ဟာကြီးပဲကျမမြင်တယ်လေဒီအလုံးကဘာအလုံးလဲကျမလည်းမသိဘူးလေကျမပြောနေတဲ့အလုံးကြီးမြင်တယ်လို့ပြောနေတယ်လေအဲ့ဒီမှာအလုံးကြီးမနေ့တုန်းကထွက်လာပြီမလားထွက်လာအားလုံးလည်းမြင်မှာပဲနော်အဲ့ဒါပြောလာအောင်ခွေးဆိုးနင့်ဘာအဲ့မှာလုံးမဲ့အလုံးကအဲ့လုံးပဲလို့နော်အဲ့သူ့ကိုသိအောင်ပြောလာနော်အဲ့ဒီခွေးဆိုးကိုလည်းနည်းနည်းပါးပါဟိုဘက်ကလူတွေထိမ့်မအောင်တားဟောင်းတယ်ကျမမကြိုက်ဘူးနော်ရန်တမ်းပြီးဟောင်းတာကိုကျမမကြိုက်ဘူးနော်ဒါကိုပြောချင်တယ်နောက်တစ်ခုကဒီအာဆီယံမှာသွားမဲ့လူတွေရှိသလိုမလိုက်မဲ့လူတချို့လည်းရှိပါလိမ့်မယ်ဒါကလည်းပြောမှဆိုရင်ကျမကြိုပြောပြီးသားပဲမြန်မာနိုင်ငံရေးရက2026နှစ်လပိုင်းမကြုံနိုင်ငံငြိမ်းချမ်းမှာဖြစ်တယ်ငြိမ်းချမ်းမှာဖြစ်တဲ့အတွက်ဒီဆွေးနွေးပွဲကကျမထင်တာမမှားဘူးဆိုရင်17လပိုင်းနဲ့12လပိုင်းအစလောက်မှာပဲဖြစ်ပါလိမ့်မယ်နော်ပြီးပါလိမ့်မယ်အဲ့လိုမျိုးဖြစ်မယ်အဲ့မှာလိုက်မဲ့လူရှိမယ်မလိုက်မဲ့တချို့မှရှိမယ်အဲ့တော့မလိုက်မဲ့တချို့ကိုဆရာမအကြံပေးချင်တာဘာပေးချင်လဲဆိုတော့ကိုကမကြိုက်လို့မလိုက်ဘူးဆိုရင်ကိစ္စအကြောင်းအရာကကာလာဒေတာကိုကြည့်ရမှာဖြစ်ပါတယ်နော်အဲ့တော့ကျတော့ကိုကဒီကာလာဒေတာကိုကြည့်ပြီးတော့ကိုကငြိမ်းငြမ်းနေပါလို့နော်ကိုနေတဲ့နေရာကိုတော့ပြောင်းရွှေ့ရမှာဖြစ်တယ်ကိုရဲ့လက်နဲ့ကိုနဲ့သက်ဆိုင်တဲ့အကြောင်းအရာကိုတနေရာမှာဖွက်ထားပြီးတော့ကိုကငြိမ်းငြမ်းနေလိုက်ပါအစိုးရတရက်ပေါ်ပြီဆိုရင်ကိုကကိုရဲ့ရက်ရွာကိုအေးချမ်းပြန်ပြီးတော့နေထိုင်လို့ရပါပြီနော်အဲ့ကိုကမယုံကြည်လို့ကိုကမလိုက်တာပေါ့နော်မလိုက်ဘူးဆိုရင်အဲ့ဒီလမ်းကြောင်းကိုရွေးထားပါဒါအရင်တော့ကတိုင်းဆရာမဒီအကြံကိုပေးပြီးသားဖြစ်ပါတယ်နော်အဲ့ဒီလိုမဟုတ်ဘဲနဲ့ကိုတယောက်တည်းပဲချပြီးတော့ဖြစ်မယ်ဆိုရင်အသက်အန္တရာယ်ကိုဆရာမစိတ်ပူလို့ဒါအကြံပေးတာပါဆရာလောက်တာတော့မဟုတ်ကြိုက်ရင်တော့ယူပေါ့နော်ဒါကိုဆရာနောက်တစ်ခုကဒီမှာဆရာမတိုင်းရင်းသားတချို့ကိုပြောချင်တဲ့ message ပေးချင်တဲ့ message ကဆရာမပြောနေကြစကားလိုပဲကံကြီးအကျိုးတရားရှိတယ်အခုပြည်သူတရက်လုံးကမင်းအောင်လန်ကိုတေးစေချင်တာဒါဥပမာပြောတာတေးစေချင်တာဆရာမလည်းတေးစေချင်ဟဲ့လက်ညှိုးထိုးလိုက်မယ်ဟဲ့ဦးမင်းအောင်လန်တေးစမ်းဆိုပြီးကျမတို့9နှစ်လုံးလှုပ်လာခဲ့တာဦးမင်းအောင်လန်မတေးဘူးငုတ်တုတ်ကြီးထိုင်းနေတာဖြစ်တယ်နော်အဲ့ဒါဘာဖြစ်လို့လဲ
ကဲကိုဖြစ်ချင်တိုင်းဖြစ်တာမဟုတ်ကိုအတိတ်ဘဝပြုတ်ထားတဲ့ကုသိုလ်ကံအာကုသိုလ်တိုင်းတဘာဝတရားကြီးကံတရားကြီးကသူ့လိုသွားနေတာဖြစ်တယ်ကံကြီးအကျိုးတရားရှိသေးတယ်ဘယ်အရာမှအချိန်မကျရင်လုပ်လို့မရပါဘူးအဲ့တော့ကြတော့ကာလာဒေတာကိုကြည့်ပြီးတော့ကိုယ့်အကိုဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်လို့เนาะဒါလေးကိုအကြံပြုချင်ပါတယ်เนาะနောက်တစ်ခုပြောချင်တာကမြေပြင်မှာလှုပ်ရှားနေတဲ့လူတွေကကိုကြုံရတဲ့ဒုက္ခအခက်အခဲကိုအသိဆုံးပဲအဲ့အကြောင်းမို့ဆရာမတော့ရှင်းရှင်းပဲဒီမှာတော့ပြောမှဆိုမင်းအောင်လိုင်းဘက်ကလူတွေကဆရာမကိုဒီကိစ္စနဲ့ပတ်သက်ပြီးတွားပါလို့ပြောစီချင်မှမယ်အန်ယူဂျီအစားပေါ့နော်မပြောပါဘူးတွားပါလို့ဘယ်သူမှမတိုက်တွန်းပါဘူးနော်ဘယ်သူမှမတိုက်တွန်းဘူးဘာဖြစ်လို့လဲကံဆိုတာပြောလို့မရဘူးကျမညွန်လိုက်လို့တွားလိုက်လို့ဒုက္ခရောက်ရင်ကျမပဲရင်ကျိုးရမှာနော်ကျမညွန်မပေးဘူးကိုယ်စိတ်နဲ့ကိုယ့်အကိုဆုံးဖြတ်ပြီးတော့လုပ်ကြပါတကယ်လို့တွားဖြစ်ခဲ့သည်ရှိတော့ကံကြီးအကျိုးတရားဆိုတာရှိတယ်မြမပြည်သူတွေရဲ့ဆန္ဒသဘောထားကိုရှေ့တန်းတင်ရမှာဖြစ်တယ်နောက်တစ်ခုကကိုယ့်တာသာနာတနာကိုယ့်နိုင်ငံကိုလုံးဝအထိမခံပါနဲ့ဒီ၃ချက်ကိုတော့အသေးမှတ်ပေးပါဒါကတော့အရေးကြီးတယ်မြန်မာနိုင်ငံရေးမှာနော်ဒါလေးတစ်ချက်ပြောချင်တယ်ပေါ့နော်နောက်တစ်ခုကဒီမှာအာစာလားအဆာလားမသိဘူးခွေးတွေပေါ့ဗျာနော်အောက်တန်းစားတွေမိမဆုံးမဖမဆုံးပါတယ်နော်ဟိုတနေ့ကကျမတော်တော်လေးစိတ်လဲတူပါတယ်ဒီမှာကျမဘာတွေ့လဲဆိုဘင်္ဂလိဘင်္ဂလိနိုင်ငံသားတွေရှိတယ်ဘင်္ဂလိဆိုတာကျမပြောချင်တာအခုနိုင်ငံတစ်နိုင်ငံမှာကျမတို့မြန်မာနိုင်ငံမှာတိုင်းရင်းသားတွေအများကြီးရှိတယ်နာမည်တွေရှိတယ်အဲ့ဒီနာမည်တွေကဒီနိုင်ငံမှာရှိတယ်ဆိုတာကနိုင်ငံတစ်ခုကိုစည်ရင်းကစ်စစ်လိုက်တာနဲ့အကုန်ပေါ်တယ်အဲ့ဒီလိုပဲသူများနိုင်ငံလာတယ်သူကဘာလူမျိုးလဲလူမျိုးဆိုလို့ရှိရင်သူများနိုင်ငံမှာလည်းရှိရမှာဖြစ်တယ်နော်အဲ့တော့ဘယ်ဟာမှမသိတဲ့ကလေးကဝတချို့တွေကရှိတယ်နော်ဒါကိုကျမတို့ကလူသားချင်းကိုချင်းစာနာပြီးတော့မှန်မှန်ကန်ကန်နေတဲ့လူမပြောဘူးဒီလက်နဲ့ကင်ပြီးအကြမ်းဖက်တဲ့လူတို့ကျမတဲပြောတာနော်အကြမ်းဖက်ပြီးတော့ရည်ရွယ်ချက်ရှိဒုက္ခရောက်နေတဲ့လူတွေကိုနော်စစ်တပ်စုဆောင်းမှုခေါ်တယ်ဒုက္ခရောက်တဲ့လူတွေကိုကဲတင်ပါတယ်ဆိုပြီးအကြောင်းပြပြီးတော့ကို့ဘာသာဘက်ကိုပါအောင်စီယုံပြီးတော့အနိုင်ကျင့်နေတဲ့ဝါဒကဒါလူမျိုးသုံးတိုက်ဖြတ်တယ်ဆိုတာထက်အောက်တန်းကြတဲ့ခွေးစိတ်ဓာတ်ဖြစ်တယ်ရှင်းလားမသိဘူးနော်ဘာသာမတူတာရန်သူမဟုတ်ဘူးလူမျိုးမတူတာလည်းရန်သူမဟုတ်ဘူးနော်ဒီစိတ်ဓာတ်ကအင်မတန်အောက်တန်းကြတဲ့စိတ်ဓာတ်ဖြစ်တယ်လောကမှာကြိုက်တဲ့ဘာသာကိုကိုယ်ပဲကျမတို့ဗုဒ္ဓဘာသာမှာကဲတင်ရှင်ဆိုတာမရှိဘူးကျမတို့ဗုဒ္ဓဘာသာတော့လာပါဆိုပြီးတော့ဘယ်သူမှသွေးစားဖျားရောက်ပြီးတော့ဟောပြီးတော့ခေါ်တာမျိုးမြမသမိုင်းမှာလည်းမရှိဘူးနော်နင်တို့ဒုက္ခရောက်နေတယ်ကဲတင်တယ်လို့ပြောတာအဲ့ဒါဆိုလို့ရှိရင်အဲ့ဒါစောက်ယူဖြစ်တယ်နော်ဘာသာရေးအစွန်းရောက်လူမျိုးရေးအစွန်းရောက်ဖြစ်တယ်ကိုကလူတယောက်ကိုကူညီခြင်းတယ်လူတစုတစ်ဖွဲ့ကိုကကူညီခြင်းတယ်ဆိုရင်ကို့ဘာသာကိုဝင်ဖို့ကိုလိုတဲ့နေရာမှာဆွဲပြီးတော့သုံးလို့ရဖို့အသုံးချဖို့ဆိုတဲ့စိတ်နဲ့ဘယ်တော့မှမလူနဲ့လမ်းပြသထောင်းစားကိုလှူလို့ရှင်တော့မှနိဗ္ဗာန်ပစ္စည်းရောဟောတု तू ကလိန်ပြီးတော့တောင်းသည်ဖြစ်စေ तू ကမှန်မှန်ကန်ကန်မရှိလို့တောင်းသည်ဖြစ်စေကိုလှူလိုက်တဲ့ကုသိုလ်ပဲအဲ့ဒီပုံမှာဒီသထောင်းစားကိုကျေးဇူးတင်ပါစေतू ကကိုလိန်ပါစေဆိုတဲ့စိတ်ထားမှမဟုတ်ဘူးနော်ဒါတွေကလည်းအင်မတန်အရေးကြီးတယ်မေတ္တာသမားကျမအကြောင်းပြောတယ်မေတ္တာရှိပါတယ်စေတနာရှိပါတယ်ဆိုတဲ့လူတွေကိုကျမကြောက်တယ်ဘာဖြစ်လို့လဲအဲ့မေတ္တာရှိပါတယ်စေတနာရှိပါတယ်ကဲတင်ရှင်လုပ်ပါတယ်အဲ့ဒီလူတွေရဲ့ကျေးဇူးကလေသေထီတောင်ဆက်လို့မကုန်တော့ဘူးနော်ဒါအင်မတန်စိတ်ရုပ်စိတ်မှရှိတာနောက်တစ်ခုကဓာကြီးကိုအကြောင်းပြပြီးတော့ကိုလူမျိုးရေးနောက်တစ်ခုတခြားရည်ရွယ်ချက်ပေါ့ဗျာသူများနိုင်ငံကိုပိုင်ခြင်းပြီးတော့သူများလူမျိုးတိုင်းရင်းသားပုံစံမျိုးဖြစ်ချင်တဲ့ပုံစံဖန်တီးတာအင်မတန်စိတ်သက်အောက်တန်းကြတယ်အင်မတန်စိတ်သက်ရုပ်မှအောက်တန်းကြခြင်းဖြစ်တယ်နော်ဒါအကျန်းဖက်အုပ်စုကတိတရည်ရွယ်ချက်ရှိလုပ်နေတာဖြစ်တယ်ရည်စရာတော့ကောင်းတယ်နော်ကျမတို့ရခိုင်ပြည်နယ်ကိုသူတို့ကပြန်ပြီးတော့ဘာဖြစ်လဲရခိုင်ပြည်နယ်မှာရှိနေတဲ့အေးကိုသူကအကျန်းဖက်တယ်ပြောမယ်ဆိုလို့ရှိရင်ရှင်းပြောမယ်ဆိုလို့ရှိရင်ဇဂပုံရိုင်းမယ်ဆိုလို့ရှိရင်နော်ဟိုတပုတ်ဦးတော်မဟုတ်တော့ဘူးနော်ပြောဆိုမကောင်းရိုင်းမှာဆိုလို့နော်ဟိုပြောမှဆိုလို့ရှိရင်သူများအိမ်လဲလာနေသေးတယ်သူများအိမ်မှာလဲလာပြီးတော့ဟိုဟာဖြစ်သေးတယ်သူများလာပြီးတော့ဟိုတခိုးလာဆွဆွဲနေကိုကြည့်တော့နေစရာစားစရာတော့မရှိဘူးနော်တော်တော်စိတ်ဓာတ်အောက်တန်းကြတယ်ဒီလိုလူမျိုးတွေကတဘဝဆံပဲနောင်ဘဝဆိုတာမရှိဘူးနော်တေချင်းစိုးနဲ့တေမှတေးကြတယ်နော်ဒါအမှန်တရားဖြစ်တယ်ကျမကသူများနိုင်ငံသားကိုနေစရာမရှိလို့ကျမတို့နိုင်ငံမှာလာခိုနေတယ်ဆိုရင်သူတို့ကရိုးသားနေတယ်ဆိုရင်ဒါပုံမှာကျမအကြမ်းဖက်တတ်တာမျိုးတို့လူမျိုးသုံးတတ်တာမျိုးတို့ဒါမျိုးကိုလည်းကျမမကြိုက်ဘူးလူချင်းကိုတတ်ဖြတ်တယ်အနိုင်ကျင့်တယ်ဒီစိတ်ကိုကျမတို့ကမကြိုက်တာဖြစ်တယ်ကျမရဲ့စိတ်ကတော့ဒါပဲနော်အဲ့ဒီတော့ဒါမျိုးတွေကိုတွေ့ရတာဖြစ်တယ်နော်ဒါစိတ်ဓာတ်တော်တော်အောက်တန်းကြတယ်ကဲတာဘာဖြစ်လဲဒီလူမျိုးတွေကိုကဲခြင်းလို့ဆိုသူတို့ကလက်နက်ကင်နဲ့ကာကွယ်တယ်ဒါအောက်တန်းသားစိတ်ဓာတ်ဖြစ်တယ်
နော်ဒီစိတ်ကအင်မတန်အောင်အောက်တန်းကြလို့နေနော်ပြီးတော့ဘာဖြစ်လဲအဲ့တော့ကျမပြောချင်တယ်နော်အဲ့ဒီလူမျိုးတွေကိုလည်းကျမပြောချင်တယ်အဲ့ဒီဘင်္ဂလိလူမျိုးတွေကိုရှင်တို့တချို့ဆိုလို့ရှိရင်ဓာရီပေါ်မှာသူတို့မကြိုက်တော့ဘူးပေါ့နော်တနာပါတယ်ဟိုကလေးတွေရောဘာတွေရောပြေးနေရတာဒါမျိုးတွေမြင်ဒါစိတ်တော်တော်စိတ်မကောင်းတော့ဒါအရင်တော့ကလည်းဒီတိုင်းပဲအရင်တော့ကလည်းကျမတို့ဓာတွေကိုတွေ့ရတာဖြစ်တယ်တွေ့ရတော့လူကျမတို့ကလူတွေဖြစ်တယ်လူဖြစ်တော့လူသူနဲ့ကိုယ်နဲ့ကဘာသာမတူနိုင်ငံမတူဒါပေမဲ့လူကိုဒီလိုမျိုးညှဉ်းပန်းနှိပ်စက်ပြီးဒီလိုဒုက္ခရောက်နေတဲ့ကိစ္စကိုကျမမျက်စိရှိမှလုံနေလေကျမမကြိုက်ဘူးနော်အဲ့ဒီလိုပဲကျမနိုင်ငံသားကိုကျမနိုင်ငံပေါ်မှာလာကျူးကျော်ပြီးတော့ကျမတို့နိုင်ငံသားကိုလည်းအနိုင်လာမကျင့်နဲ့ဒါမျိုးကိုလည်းကျမတို့ကမကြိုက်ဘူးရှင်းလားမသိဘူးနော်ဟိုပြောမှဆိုရင်ခင်ဗျားတို့ကခွေးရခွေးပဲဗျနော်ခွေးရဘယ်တော့မှဟိုဟာဖြစ်เสียမလို့နော်တနာလို့ဟိုဟာပေးဟိုဟာရန်ရှာတယ်ဆိုတော့အောက်တန်းစားတွေဖြစ်နေရနော်ဒါတချို့ကိုပြောတာပါအကုန်လုံးလုံးမပြောဘူးအကုန်လုံးမပြောဘူးကျမနော်အဲ့တော့ကျမတို့ကဒီမှာရှိနေတဲ့ဒုက္ခရောက်တဲ့လူတွေကိုကျမတို့ကငဲ့ညာတနာပါစာနာပါဆိုတော့ငဲ့ညာတနာပါစာနာပါလို့អော်ပြီးတော့အကျန်းဖက်ပြီးတော့လုံနေတာစိတ်ဓာတ်တော်အောက်တန်းကြတယ်နော်ပြီးတော့ပို့ဆိုးတာကျမတို့မြန်မာပြည်သူနဲ့မှဆိုရင်လက်မခံဘူးပြည်သူလူထုကပြည်သူကိုရှော့မတွက်နဲ့ခင်ဗျားတို့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူကိုရှော့မတွက်နဲ့လုံးဝလက်မခံဘူးကျမတို့ကြံနာမကြည့်နဲ့နော်ဟိုဘာလဲမိထီလာမှာဖြစ်တဲ့အရေးခင်းကိုကြည့်နောက်ပိတ်ဆုံးခင်ဗျကြံနာမပြောနဲ့ခင်ဗျကြောက်ပရောင်းကိုသွားကြည့်လိုက်ဒီလက်ရှိမြန်မာနိုင်ငံမှာရှိနေပါတယ်အစ္စလမ်ဘာသာဝင်ဆိုကြောက်ပရောင်းကိုသွားကြည့်လိုက်ရှင်းလားမသိဘူးပြည်သူကလက်မခံဘူးဒါပေမဲ့ဘာဖြစ်လဲအေးကလူသားချင်းကိုချင်းစာ तू ကတော့မြေပြင်မှာဆင်းရတာဖြစ်တဲ့အတွက်तू ကတော့အကုန်မြင်ရတယ်ကျမလည်းမြေပြင်ကိုဆင်းကြည့်နေပါတယ်နောက်တစ်ချိန်ကျရင်တော့ကျမကြည့်ပြအောင်ကြိုးစားပါမယ်เนาะအခုကတော့ကျမလည်းမသွားနိုင်ဘူးဒါအပေါ်မှာ तू ကအမြင်ရတာဖြစ်တဲ့အတွက်သူ့မှာလည်းလူဖြစ်တာဖြစ်တဲ့အတွက်ကိုချင်းစာစိတ်တနာငဲ့ညာစိတ်တော့ तू ရှိမှာပဲဟုတ်လားရှိလို့ तू ကအတူရှင်တွဲနေထိုင်ရေးဆိုတဲ့လမ်းကြောင်း तू ကဖော်ဆောင်နေတယ်ဆိုရင်ဒါမုံမြတ်ချင်းဖြစ်တယ်လေဟုတ်လားမင်းတို့ဒါအေးရတာပြောမယ်ဆိုလို့ရှိရင်ဘိုးချုပ်ထုံးမြင့်နိုင်ရတာ तू အတ္တကြီးမယ်ရှင်တို့အခုစစ်သေးကြတယ်လို့မျိုး तू ကအတ္တကြီးမယ်ဆိုရင်ဟမ်မင်းတို့ငါတို့နိုင်ငံမှာနေခြင်းလားနေခြင်းဗုဒ္ဓဘာသာပြောင်းလို့ပြောမှာပေါ့ဟမ်ရှင်တို့အဲ့အစ္စလမ်ဘာသာတော့ဝင်ခိုင်းတယ်လို့မျိုးရှင်တို့ဗုဒ္ဓဘာသာပြောင်းလို့ပြောမှာပေါ့ပြောင်းလို့ဆိုရင်မင်းတို့ငါတို့နိုင်ငံမှာလာနေလို့ပြောမှာပေါ့ तू ပြောလားမပြောဘူးဘာသာမတူတာရန်သူမဟုတ်ကျမဆိုရင်လည်းပြောမှာမဟုတ်ကျမဆိုရင်ရောမပြောဘူးကိုကြိုက်တဲ့ဘာသာကိုလွတ်လပ်စွာကိုးကွယ်ဝင်ရှိတယ်ကိုးကွယ်အေးစစ်စစ်နေအတူရှင်တွဲပြီးတော့ဒီလိုလေးသွားမယ်ဆိုရင်ဒါမျှတခြင်းကုညီခြင်းဖြစ်တယ်ဒါကိုဘာဖြစ်လဲကျမအခုမှကြားတာမဟုတ်အရင်တုန်းကလည်းအဲ့ဒီအကျန်းဖက်အုပ်စုကတော်တော်အောက်တန်းကြတာနော်ဟိုရွာမီးရှို့တယ်ဒီရွာမီးရှို့တယ်ဟိုလူတွေအစုဖြက်အစုံဖြက်စုမီးရှို့တတ်တယ်နော်ရှင်တို့လုတ်ခိုင်းတဲ့လူကလည်းအစင်သင့်ရှိပြီးသားလုတ်တယ်ပြီးလို့ရှင်ဘာဖြစ်လဲအိမ်ရှင်ဟိုပဲဆွဆွဲနေတာအိမ်ရှင်ဟိုပဲဆွဆွဲနေတာဒါတရားမျှတမှုရှိရလားနော်ပြီးတော့အခုဆိုရင်ပိုးစုတာဟိုနိုင်ငံသားထီတောင်ရောက်တယ်ဆိုတော့ရှင်တို့စဉ်းစားကြည့်လေဟမ်တနာလို့အိမ်မှာလဲခေါ်ထားရသေးတယ်ဘလောက်စိတ်ဓာတ်အောက်တန်းကြလဲဒါအေးမလို့လက်ခံပြီးရှင်တို့ကိုခေါ်ထားတာကျမတို့ပြည်တွင်းထဲမှာရှင်တို့အဲ့လိုမျိုးလာနေဘယ်ပြည်သူမှလက်မခံဘူးနော်ဘယ်ပြည်သူမှလက်မခံဘူးဘာဖြစ်လို့လက်ခံမှာသူများနိုင်ငံသားဟုတ်လားလူဆိုတာအဲ့ဒါကိုကြည့်ရမှာဖြစ်တယ်နော်အဲ့တော့ကျမဒီမှာအကြံပေးချင်တာဒီမှာလှုပ်ရှားတဲ့ထဲမှာနှစ်ဖွဲ့ရှိတယ်ဒီဘင်္ဂလိတွေဒုက္ခရောက်နေလို့ခိုကတ်လို့ရအောင်လို့ဆိုပြီးလှုပ်ရှားနေတဲ့အဖွဲ့နိုင်ငံရေးအဖွဲ့အစည်းပုံစံမျိုးဟုတ်လားကုညီပေးမဲ့အဖွဲ့ပုံစံမျိုးဖြူဖြူစင်စင်လှုပ်ရှားနေတဲ့အဖွဲ့ကတီးတန့်ရှိတယ်အောက်တန်းကျပြီးတော့အကြမ်းဖက်ပုံစံမျိုးနဲ့သွားပြီးလှုပ်ရှားနေတဲ့လူကတီးတန့်ရှိတယ်ဘလို့ရှိလဲဆိုတော့ तू ကဘလောက်ထိယူရထားလဲဒီအဖွဲ့ကနိုင်ငံရေးသမားတွေပါတယ်မြန်မာနိုင်ငံမှာမွေးတယ်အဲအစ္စလမ်ဘာသာဝင်နိုင်ငံရေးသမားတချို့ပါတယ်ခေါင်းဆောင်တွေတချို့ပါတယ်ကိုမြရေးထိတ်ဆုံးပါပဲတဲ့ပြောတာကျမတဲ့ပြောတာနော်ဘလောက်ထိယူရထားလဲဆိုတော့ဒီပေါ်မှာမှအကျိုးမြတ်ရှာပြီးတော့နောက်တစ်ချိန်ကျရင်မြန်မာနိုင်ငံမှာတိုက်ရင်သားဆိုတဲ့နေရာတနေရာရဖို့အထိပါစူးစမ်းတယ်ဒါကြတော့ခင်ဗျားတို့ကလွန်သွားပြီစိတ်ဓာတ်တော်တော်အောက်တန်းကျသွားပြီကိုမြရေးကိုနိုင်ငံရေးရကျမအကုန်ကြိုက်တယ်ကိုမြရေးနဲ့ဦးကျနဲ့မတဲ့တဲ့အကြောင်းရင်းကကြံနာကုန်တဲ့တယ်အဲ့ဒီဘာသာရေးမှာမတဲ့တာပဲဘာဖြစ်လို့မတဲ့လဲကိုမြရေးရဘာဖြစ်လဲဒီလူမျိုးတွေကိုဒီလိုလုပ်ပြီးဒီအကြမ်းဖက်တွေကိုအားပေးပြီးတော့နောက်တစ်ချိန်ညရင်မြန်မာသမိုင်းမှာ तू ကတိုင်းရင်းသားနေရာတနေရာကိုရအောင်ကြိုးစားကြတာဦးကျူကလက်မခံဘူးဘာလို့လက်မခံတာကူညီမယ်
ကဲစဲမယ်တိုင်းရင်းသားနေရာပေးဖို့မဖြစ်နိုင်ဘူးဒါလူအခွင့်အရေးနဲ့မဆိုင်ဘူးကေကျုနဲ့ကိုမြကြီးအသေးချစ်တယ်သူတို့နိုင်ငံရေးသမားတွေသူတို့88အသေးချစ်တယ်ဒီနေရာမှာကျတော့သူတို့မတည့်ဘူးအဲအကြောင်းမို့ဥကျူကိုကျွန်မအဲ့ဒီတစ်ချက်တော့တော်တော်လေးစားတယ်နော်ကျန်တာတော့ကျွန်မလည်းမကြိုက်ဘူးဒါပေမဲ့ကိုမြကြီးကိုကျန်တဲ့နိုင်ငံရေးမှာကျွန်မသဘောကျတယ်ဒီအချက်ကိုကျွန်မလုံးဝမကြိုက်ဘူးနော်ဒါကမြန်မာနိုင်ငံကိုတစ္ဆာဖောက်တာကျွန်မတဲ့ပြောတာနော်ဒီချိန်မှာကျွန်မအဖြူတွေစိမ့်နေအနီတွေမခွဲဘူးကျွန်မပြောတဲ့နေရာမှာနော်ကျွန်မဘသူရှိရမှာလဲထမင်းတလုံးစားမထားဘူးထမင်းတလုံးလာကျွေးအဲ့လိုကိစ္စနဲ့မှတ်ထားကျွန်မဘိုးကမှာသာသနာနဲ့သက်ဆိုင်မဲ့ကိစ္စကိုနိုင်ငံနဲ့သက်ဆိုင်မဲ့ကိစ္စနဲ့ပတ်သက်လာကိုနိုင်ငံလည်းအထိမခံနိုင်ဘူးသာသနာလည်းအထိမခံနိုင်ဘူးနော်သေသွားပါစေဘာမှကျွန်မကိုပတ်စံနဲ့လည်းဖုံးလို့မရဘူးနေရာနဲ့လည်းဖုံးလို့မရဘူးအဲ့ဒါသေတဲ့အထိပဲနော်ဒီချိန်မှမဟုတ်ရင်တော့လည်းဒီစိတ်နောက်လည်းဒီစိတ်ပဲသေတဲ့အထိကျွန်မစိတ်ကအဲ့လိုပဲဖြစ်နေမှာနော်လူသားချင်းကိုချင်းစာနာလို့ရတယ်ငဲ့ညာလို့ရတယ်တနာလို့ရတယ်ငဲ့ညာတာတနာတာနဲ့ကိုယ်နိုင်ငံကိုထိခွေပြူတာနဲ့ကိုယ်သာသနာကိုထိခွေပြူတာနဲ့မဆိုင်ဘူးဗျနော်ဒါကတော့ကျွန်မကိုလက်ခံပြီးလို့မရဘူးနော်ဒါကကျွန်မပုံမှန်လေးပြောတာမြန်မာနိုင်ငံရေးမှာအင်မတန်အရေးကြီးတဲ့အခန်းကဏ္ဍတွေဖြစ်တယ်ဒါကိုထိလို့မရဘူးကျွန်မတို့ကနော်အထိလည်းမခံနိုင်ဘူးဒါကတော့နိုင်ငံရေးမဟုတ်ကျွန်မအဖေကတင်မိတာပဲနော်မြန်မာနိုင်ငံမှာကိုယ့်ရဲ့သာသနာနံပါတ်1ပဲကိုယ့်ရဲ့နိုင်ငံနံပါတ်2ပဲလို့အဖေကတင်မိထားတာပဲနော်အဲ့ဒါပဲအဖေကပြောပြီးသားယောက်ျားယူလို့ရှင်တော့မှစီရဲတာချမ်းသာတာမရွေးနဲ့ရိုးသားတဲ့ယောက်ျားဆိုရင်ပစိုးမပိုင်တော့ तू ဝင့်နေတဲ့ပစိုး तू ခါစီပြီးတော့ဆယ်မယ်လို့ပြောတာဒါမဲ့ဘာဖြစ်လဲဘာသာကြားကိုမယူအောင်လို့ပြောတာဖေကရှင်းပဲနော်ကျမတို့ဖေအဲ့လိုပဲမှာတာဒါကတော့ကျမတို့မောင်နှမကြီးအကုန်သိတယ်ဒါနဲ့ပတ်သက်လာလို့ရှင်သူတို့နိုင်ငံရေးတာစိတ်ဝင်စားတာဒါနဲ့ပတ်သက်လာရှင်အကုန်လုံးကရဲနေရပဲတယောက်မှစိတ်မနေဘူးကျမတို့ကဘာသာရေးဆုံးမရဘူးနော်အတူတူသွားလို့ရတယ်အတူတူစားလို့ရတယ်ဒါပေမဲ့အဲ့ဒီကိုယ်သာသနာနဲ့ပတ်သက်လာလို့ရှင်မရဘူးနော်ဒါကတော့ကျမဘာသာရေးဆုံးရောက်မဟုတ်ဘူးနော်လူမျိုးရေးဆုံးရောက်လဲကျမတို့ကကျမကိုယ်တိုင်ကိုအကြမ်းဖက်တာလူတစ်ဖက်ကိုတတ်ရတာမျိုးမကြိုက်ဘူးဒါမဲ့တခုရှိရကျမတို့နိုင်ငံကိုလည်းမထိနဲ့ကျမတို့သာသနာကိုလည်းမထိနဲ့အဲ့လိုထိကြိုက်စေမဲ့အရာတွေဆိုကျမမကြိုက်ဘူးလောက်ရတာဘသူလောက်လာသိရင်သိပါစေအဲ့ဒါနဲ့ပတ်သက်လာရင်ချွားမှာရှင်းလားမသိဘူးနော်ဒါကတော့ပုံမလေးကြော်ညာပေးတာဒါကတော့အရင်တော့ကဒီတိုင်းပဲအခုလည်းဒီတိုင်းပဲနောက်လည်းကျမတို့စိတ်ကဒီတိုင်းပဲနော်ဒါကတော့အင်မတန်နိုင်ငံရေးလုပ်တယ်ဆိုလို့ရှိရင်နိုင်ငံရေးကိုလုပ်မယ်တော်လှန်ရေးကိုလုပ်မယ်အာဏာရှင်ခြုံငိမ့်ဖို့လုပ်မယ်ဆိုကျမတို့ကဒီနှစ်ချက်ကိုအဓိကမိန်ကင်ထားရမှာဖြစ်တယ်ဒါကတော့ထိလို့မရအောင်နော်အဲ့ဒါမှတချို့ရှိပါသေးတယ်ငါတို့ကဘာသာမဲ့ဆိုငယ်ရင်သွားပြီကိုကစောက်သုံးမကြတဲ့လူဖြစ်သွားတယ်နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုအသုံးမကြလို့ဘာသာမဲ့ဖြစ်တာလေဗုဒ္ဓဘာသာကိုယ်ကနေနဲ့ကိုကဘာသာမဲ့ဖြစ်သွားတယ်ဆိုငယ်သူတို့ကိုယ်သူတို့ဂုံယူနဲ့ဂုံမယူနဲ့ဘာသာမဲ့ဖြစ်တယ်ဆိုငယ်ကိုကအောက်တန်းစားဖြစ်နေလို့နော်ဒါအရေးကြီးတယ်နော်ဟိုလူကြီးတွေတချို့ကရှိပါတယ်နိုင်ငံရေးဒါတွေအဲ့လူကျမတာကူပြောနေတာအဲ့ဒီလှုပ်ရှားပါတယ်ဆိုတော့အရှိဆုံးကလူတွေကဖင်မွေးတောင်ဖြူနေပြီသူတို့အကုန်သိတယ်ဒါမဲ့သူတို့မပြောသူကဆရာကြီးနော်သူတို့ကလွတ်ထားတာခမရတို့မနိုင်တော့ဘူးဆိုမှသူတို့ကကယ်တင်ရှင်ပုံစံမျိုးလောက်တာဒါအောက်တန်းကြတာဗျနော်ပြောမယ်ဆိုရင်ပုံမလင်းလင်းလူငယ်တွေကိုပြောရမယ်ဒီလိုအကြောင်းရှိတယ်ဒါကဒီလိုဖြစ်လာနိုင်တယ်ဒါကဒီလိုဖြစ်တယ်ဒါဖြစ်ဒီလိုလေးရှောင်ရမယ်ဒီလိုလေးဖြစ်တယ်ဘယ်လိုဒီလိုလမ်းမဲ့ကြောင်းမဲ့နဲ့ဘာသေမပြောမှလားဘာဒါမှမဟုတ်ရင်လောက်ပါဗျာကျွန်တော်တို့ကိုပြောပါဗျာလူကြီးတွေကဗျာကျွန်တော်တို့ကိုပြောပါဗျာကျွန်တော်တို့ဒီလမ်းကြောင်းအဲ့လိုလောက်ရမှာလားပြီးရင်တော့ဗဇက်ကပြောလိုက်ရင်တော့လူငယ်တွေကိုချစ်တယ်လူငယ်တွေကိုလမ်းပြနေတယ်ခင်ဗျားတို့ကသေမပြမှာသေမခင်ဗျားတို့ကပြမှာဘယ်တော့ပြမှာကျမတို့ဒီမှာတောက်လျှောက်ကိုကျမမတွေ့သေးဘူးမတွေ့လို့လဲလူငယ်တွေကလမ်းကြောင်းလွဲနေတာကျမဒီထိုင်းရောက်ခါစားဆိုရင်ပိုးဆိုးတယ်လိုင်းပေါ်မှာတောက်လျှောက်ဒီလွဲချော်တဲ့အရာတွေပဲတချို့ဟာတွေလောက်တာဖြစ်တယ်ကျမတို့ဒီတော်လန်ရေးမှာစစ်မှုထမ်းနေပါတယ်ဆိုတော့အဲ့ဒီစစ်သားကြီးတွေအဲ့ဗိုလ်မှုတွေကစထောက်ဖို့လုပ်ပြီးလှူနေတဲ့လူတွေအများကြီးအဲ့ဒီမှာနိုင်ငံရေးထဲမပါဘူးဆိုပြီးလှူနေတဲ့လူတွေအများကြီးဗျနော်ကျမအားကြောင့်မို့ကျမတောက်လျှောက်ပြောပေးနေတာနော်ဘာဖြစ်လို့ပြောရှင်တို့မပြောဘူးရှင်တို့ပါဇက်ပေါက်ပိတ်နေတယ်ဘာဖြစ်လို့ပိတ်တာရှင်တို့အဲ့လူငွေတွေကိုခိုးချင်လို့ပိတ်လာတော့ကျမလည်းမသိဘူးနော်ကျမမသိတဲ့ဟာတော့မသိဘူးလို့ပြောတာပြောရမယ်လေဒီလိုရှိရဲဒီလိုအကြောင်းတရားရှိတယ်ပြောမှဒီကလေးတချို့ကသိမှာပေါ့မပြောဘယ်လိုသိမလဲနော်နောက်တစ်ခုပြောချင်တာကနိုင်ငံရေးကိုသွားတော့မယ်ဆိုရင်အဓိကနံပါတ်1ကပြည်သူကိုဘယ်တော့မှအပြစ်မတင်နဲ့နောက်တစ်ခုကမြန်မာနိုင်ငံအရေးမှာဟုတ်လားအခုရွေးကောက်ပွဲလုပ်တယ်ဟိုမင်းသားကပါတယ်ဟိုအဆိုတော်ကပါတယ်ဟိုစစ်တပ်ကလူတွေကိုသွားပြီးလုပ်တယ်
ကျမတို့တော်လန်ရေးလုပ်တဲ့လူငယ်တွေကဟုတ်လားအခုမှလုပ်တဲ့လူငယ်တွေကဒီကလေးတွေကစိတ်ဆိုးတယ်စိတ်တူတယ်သူတို့ဒါပဲသူတို့ပြောမယ်ဒါပဲခမရတို့လိုဘယ်သူမှတချို့လူလိုအောက်တန်းကြပြီးအစွန်းရောက်မလို့ဒါကိုအစွန်းရောက်ပြီးတော့အောက်တန်းကြပြီးတော့မပြောဖို့ဟာကိုကထိန်းချောင်းပြီးတော့သွားမယ်မရှိဘူးကိုကပါဟိုမီးလောင်ကလေပင့်နေတယ်ဒါတွေကအပြစ်တွေလို့မရဘူးနော်ဒီတော်လန်ရေးကဘာကြောင့်လုပ်တာလဲဒီနိုင်ငံရေးကဘာကြောင့်လုပ်တာလဲဒီအာဏာရှင်ကိုဘာကြောင့်ခြုံငိမ့်စေချင်တာလဲပြည်သူလူထုကြောင့်ခြုံငိမ့်စေချင်တာမလားပြည်သူတွေလုပ်တာမလားအဲ့ဒါဆိုလို့ရှိရင်ကိုယ့်ဘက်ကိုပါသည်ဖြစ်စေဟိုဘောမသည်ဖြစ်စေဘောမမသည်ဖြစ်စေအားလုံးကပြည်သူဖြစ်တယ်သူတို့နေရာမှာသူတို့အချိန်နေဆိုတာရှိသေးတယ်သူတို့မှာချိန်ချောက်မှုတွေအများကြီးရှိတယ်သူတို့ကပြည်တွင်းမှာနေရတာလေကိုရီးယားပြည်ပမှာနေရတာတောထဲမှာနေရတာကိုနေရာလာရင်ကိုမှပြန်ပစ်เสียတနက်ရှိတယ်သူတို့နေရာလာရင်သူတို့ကဘယ်တနက်နဲ့သွားပြစ်မှာတော့သူတို့အမေရှိတဲ့အမွေနဲ့ပဲသူတို့မှချွတ်ပြစ်တဲ့အနေထားဖြစ်နေမှာပဲဟုတ်လားဒါကိုလည်းကိုရီးယားနားလည်ရမှာဖြစ်တယ်ဒါကိုအတန်းရှင်းရှာပြီးတော့လိုက်မပြောသင့်ဘူးနော်နောက်လာအောင်မယ်ကျမတော့ဒီမှာတခါတည်းပြောချင်ပါတယ်နော်ရွေးကောက်ပွဲကိစ္စမှာမဖြစ်မနေသူတို့စီယုံရေးဆင်းခိုင်းမှာပါနော်ဒါလည်းပြောမယ်ဆိုရင်နည်းနည်းလေးစွပေးတဲ့သဘောဒီဘက်ကလူငယ်တွေကိုစွပေးတဲ့သဘောပြောကျမပြောသလိုရုပ်ရှင်ရိုက်မှာပေါ့ဗျာရုပ်ရှင်ရိုက်တဲ့အကွက်တွေကလာမှာအဲ့ဒီအတွက်ဒီရွေးကောက်ပွဲမှာရုပ်ရှင်မင်းသားကျမအစောငိုင်ပြောပြီးသားရုပ်ရှင်မင်းသားမင်းသမီးတွေကိုခေါ်တွေ့တာဒီရွေးကောက်ပွဲအတွက်အသုံးချမှာပါဆိုတာဘိုးတော်ကြီးလေးဘက်ကုန်းမှာကျမကြိုဟောထားပြီးသားကျိုဟောထားပြီးသားကျမလိုက်ကြည့်တယ်လို့ဆိုသိပြီးသားနော်အဲ့တော့ရုပ်ရှင်မင်းသားမင်းသမီးတွေအဆိုတော်ကိုခေါ်သုံးတယ်ဆိုရင်လေလောက်ကြပါနော်ကျမကတော့အပြစ်မမြင်ပါဘူးဘာဖြစ်လို့အပြစ်မမြင်လဲဆိုတော့လောကမှာကံကြီးအကျိုးတရားရှိတယ်မင်းအောင်လိုင်းကသူ့ရဲ့ရည်ရွယ်ချက်နဲ့ तू ကဒီတိုင်းသွားနေပေမဲ့ तू ကလှုပ်ခွင့်ကြုံမှာလားမကြုံဘူးလားဆိုတာဘယ်သူကသိမှာလဲဒီရည်ရွယ်ထားတဲ့ရည်ရွယ်ချက်ကဖြစ်မြောက်မှာလားမဖြစ်မြောက်ဘူးလားဘယ်သူပြောနိုင်လို့လဲဘယ်သူပြောနိုင်လို့လဲကျမပြောထားပြီးပြီလေအဲ့ရွေးကောက်ပွဲမလုပ်ဖြစ်ဘူးပထမရည်ရွယ်ထားတဲ့ရွေးကောက်ပွဲကတော့တေချာပေါက်ပြတ်မှာတကယ်လို့မြန်မာနိုင်ငံမှာရွေးကောက်ပွဲလုပ်ဖြစ်ရင် NLD ပါတီပါပြီးတော့မှပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဖြစ်လိမ့်မယ်ဒါမျိုးဆိုရင်တော့ဒီရွေးကောက်ပွဲကဖြစ်မယ်လုပ်ဖြစ်လိမ့်မယ်အခုမူလရည်ရွယ်ထားတဲ့ရွေးကောက်ပွဲကတော့ပြတ်မှာကျမဟောပေးထားပြီလေနော်အဲ့ဒါကိုဘာဖြစ်လို့များကိုကစိတ်ပင်ပန်းကိုပင်ပန်းခံနေတာတော့ပြီးတော့ဒီရုပ်ရှင်မင်းသားမင်းသမီးကိုချစ်တဲ့ပြည်သူတွေရှိတယ်ဟုတ်လားအဲ့ပြည်သူနဲ့ကိုနဲ့ကြားမှာဘာလို့ရန်နေဖြစ်နေမှာတော့ဟုတ်လားပြည်သူတွေကလည်းအများတိုင်းကြီးဆိုတော့တစ်ခါတိခါနှစ်ခါတိခါဆိုဟင်းနင်တို့ဟာလည်းမဟုတ်တော့ပါဘူးဆိုကိုယ့်ပြည်သူကမုန်းမဲ့ကိစ္စဘာကိစ္စလုပ်နေမှာလဲကျမပြောတာသဘောပေါက်လားတချို့ကိစ္စတွေကလူကသူ့ဖြစ်ချင်တာလေသူ့ဖြစ်ချင်တာသူ့ဆန္ဒဖြစ်မှန်မဖြစ်ဘူးဆိုတော့ကဲဒီမြန်မာနိုင်ငံဇာတာမှာပါပြီးသားဒီကံတွေကဒီလိုလာတာဖြစ်တော့သူရည်ရွယ်ထားတဲ့ဒီဇင်ဘာတဲ့ဟုတ်လားဒီဇင်ဘာဘယ်နှစ်ရက်နေလဲမသိဘူး18ရက်လားဘာလားဒီဇင်ဘာ23ရက်နေတဲ့သူကြော်ညာထားတယ်အဲ့ဒါကိုကျမပြောတာမယုံနဲ့နိုင်ငံကျော်ကဘာကျော်နက်ခတ်ပညာရှင်တွေရှိမှသွားမေးကြည့်လိုက်ဒီဇင်ဘာ23ရက်နေ့မှာဦးမင်းအောင်လန်ရွေးကောက်ပွဲလုပ်မယ်ကြော်ညာထားပါတယ်လုပ်ဖြစ်မလားမလုပ်ဖြစ်မလားမေးကြည့်လိုက်အခုပထမတစ်ခါအာနာသိမ့်ပြချင်းမှာသူရွေးကောက်ပွဲလုပ်မယ်ပြောတယ်ဟမ်ရတဲ့နယ်လေးဝယ်သူချုပ်ပြီးတော့လုပ်မယ်ပြောတယ်အဲ့တုန်းကလည်းကျမတစ်ခါဟောပြီးတယ်ရွေးကောက်ပွဲမလုပ်ဖြစ်အောင်ပြက်လိမ့်မယ်လို့ကျမဟောပြီးတယ်အဲ့ဒါပြက်မသွားဘူးလားဟမ်အခုနောက်ထပ်လည်းကျမပြောပြီးထားပြီလေဒါဘာဖြစ်လို့ဆရာမပြောနေအောင်သိလားဒါဆိုတချို့လူတွေကကြိုက်မှာမဟုတ်မကြိုက်လဲတေချာနောက်ထောင်မင်းတို့ပြည်သူကချစ်တာပဲဆရာမဖြစ်စေချင်တာပြည်သူကမုန်းတယ်ဆိုတာမျိုးမဖြစ်စေချင်ဘူးပြီးတော့ဒီကြားထဲမှာ issue ရှာပြီးတော့အဲ့ဒီစစ်သွေးကြွတွေအဲ့ဒီအစွန်းရောက်ဘာသာရေးအစွန်းရောက်တွေအဲ့ဒါတွေကဒီကြားဖြန်တွေကမှွေနေလို့အဲ့ဒီအကွက်ထဲမှာဝင်းပြီးတော့စိတ်ပင်ပန်းကိုပင်ပန်းမဖြစ်စေချင်ဘူးအဲ့ဒါကြောင့်မို့ဆရာမပြောတာအရေးမရအရာမရောက်တဲ့ကိစ္စတွေမှာကိုကဘာကြောင့်စိတ်ပင်ပန်းခံနေမှာလဲဟုတ်လားအဲ့ဒါကိုပြောပြပေးတာနော်ဦးမင်းအောင်လိုက်အနေနဲ့ကဒါ तू ကလည်းသူ့ရဲ့အကွက်လေ तू ကတော့ရှင်းပဲ तू ကမရှိတဲ့အကွက်ထုတ်သုံးနေမှာပဲနော်ဒါ तू လုံးဝမပိုင်လေကိုရီးယားလည်းဘာဖြစ်လို့ကိုလုံးဝမပိုင်ပြည့်လုံးဝမှာအဲ့ဒီလိုအပြစ်မတင်မပြောဘူးဆိုရင်ဘာဖြစ်မလဲတစ်ဖက်နဲ့တစ်ဖက်ကြောင့်အမုန်းပွားမှုတွေမဖြစ်တော့ဟုတ်လားဒါကိုဆရာမပြောတာအဓိကရုပ်ရှင်မင်းသားမင်းသမီးလဲပြည်သူပဲအဆိုတော်လဲပြည်သူပဲပြည်သူကလည်းပြည်သူပဲဆရာမတို့ကလည်းပြည်သူပဲတော်လိုင်းလုပ်တဲ့လူတွေရောပြည်သူပဲအကုန်လုံးကပြည်သူတွေကြီးရပဲပြည်သူတို့မှရည်ရွယ်တယ်ဆိုရင်ကိုကဘာမှမျှော်လင့်မထားဘူးဆိုရင်ဟုတ်လားဘာမှမျှော်လင့်မထားဘူးဆိုရင်ဒီပေါ်မှာဘာမှအပြစ်ကိုမြင်မနေတော့နဲ့လွတ်တာထားလိုက်အဲ့မှာဒီမှာတခါတည်းဆရာမတခါတည်းဘိုင်ငိမ့်ပြောပါမယ်နော်ဒီတော်လန်ရေးပြီးသွားလို့မြန်မာပြည်ငိမ့်ညမ်းသွားလို့ရှိရင်
စစ်တပ်ဘက်ကတော့၎င်း UNG ဘက်ကတော့ဘယ်ဘက်ကမှဆီယမကိုမခေါ်ပါနဲ့နော်အပြင်မှာတွေ့ရင်တော့နှုတ်မဆက်နဲ့ခေါ်လဲမခေါ်နဲ့ဆီယမလည်းသူတို့တွေ့လဲခေါ်မှာမဟုတ်နော်ကိုယ့်ဘာကိုနေကြနော်အဲ့ဒါနဲ့ပတ်သက်လာပြီးရှုပ်ရှဲလဲမလို့အဲ့နေရာယူတဲ့အချိန်အာနာယူတဲ့အချိန်ရွေးကောက်ပွဲဝင်ဘာကိစ္စအကြောင်းလားလို့ဘယ်သူမှမခေါ်နဲ့တခါလဲပြောပြီးသားဘယ်သူရှိမှမလာဘူးဘယ်သူနဲ့မှလည်းမပတ်သက်ဘူးတဲ့ပြောပြီးတာအဲ့ဒါဘာကြောင့်ပြောလဲဆိုခဏဘာဖြစ်လဲခဏဆီယမကိုအထင်လွဲပြီးစော်ကားနေတဲ့အောက်တန်းသားတွေတီးတတ်ရှိတယ်အဲ့သူတို့အကုဆိုဖြစ်နေမှာဆိုလို့တခါလဲရှင်းပြလိုက်တာတခါလဲမှာပြလိုက်တာအစောငိုင်းပြောမလို့ကိုကလည်းအဲ့ဒါနဲ့ပြောဖို့ဟာတခါကျပြောဖို့ပြင်နေမေ့သွားတယ်တခါလဲပြောပြလိုက်တာရှုပ်ရှဲဘယ်သူနဲ့မှမလုပ်ချင်ဘူးကျမလုပ်ပေးနိုင်တဲ့အရာပေါ်မှာကျမပြောချင်တာပြောတယ်လုပ်တင်လုပ်ထိုက်တာလုပ်ပေးလိုက်တယ်ပြီးပြီအဓိကပြည်သူငြိမ်းချမ်းရင်ရပြီပြည်သူအေးချမ်းရင်ရပြီဘယ်သူမှကျမကိုဖက်လုပ်စရာမလိုကျမလည်းဘယ်သူမှအဖက်လည်းမလုပ်ထင်လည်းမကြည့်ဘူးရှင်းပဲကျမဒီလုံမှာလူရဝင်ရင်လို့ဝင်လုံးနေမို့ကျမလူရဝင်ပြီးသားဖြစ်တယ်ကျမတို့ဒါတွေကဘာမှမလုပ်တာတခါတည်းကြော်ညာပေးထားတာအပြက်ပြောတာနော်ရက်ဆွဲလေးနဲ့မှတ်တာတရက်17လ2025မကြခင်ငင်းညမ်းတော့မှဆိုကြိုးပြောထားတာနော်လမ်းတွေ့တော့မခေါ်နဲ့ကျမလည်းမခေါ်ဘူးဒါပေမဲ့ဘာဖြစ်လဲကျမချစ်တဲ့လူတွေရှိတယ်ကျမချစ်မယ်သူ့တွေ့တယ်ဆိုသူကျမ်းမာလာနေကောက်လာဒါလောက်ဆိုရပြီအဆင်ပြေတယ်နော်ဒါပြပြတတခါလည်းပြောထားတာဒီမှာနောက်တစ်ခုဆက်ပြောမယ်ဗာလဲဟိုကအာဆီယံကိစ္စပြီးသွားပြီ CI ကိစ္စပြောမယ်ကျမတို့ဒီထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေရေတောက်လောက်မယ်နော်အရေးကြီးတဲ့ဟာပြောမယ်နော်အခု CI ကိုထိုင်းနိုင်ငံမှာရိုက်ပြီးတော့မှတရားဝင်ပေါ့နော်ဒါဘယ်လိုလူမျိုးတွေရိုက်ရတာလဲဆိုတော့မြန်မာနိုင်ငံကနေမှာ passport မပါတဲ့မြန်မာနိုင်ငံသားတို့ဒီထိုင်းနိုင်ငံမှာ CI ဆိုတဲ့အစိမ်းရောင်စာအုပ်လေးရိုက်ပြီးတာအဲ့ဒီစာအုပ်လေးရိုက်လို့ရှိရင် तू ကဗီဇာထည့်လို့ရတယ်ပေါ့နော်ဗီဇာထည့်လို့ရတယ်ထိုင်းနိုင်ငံတစ်နိုင်ငံလုံးကိုသွားလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ရိုက်တာမရိုက်ဖဲနေလို့ရှိရင်မရဘူးလားရပါတယ်တနေ့တစ်ခါဘာဖြစ်လဲကိုကဒီအလုံးလုံးခွင့်ရတဲ့ပန်းရောင်ကက်ရယ်ဝါပါမင်းလေးနဲ့တနေ့တစ်ခါနေလို့သူတို့လုတ်ပေးတဲ့အချိန်မှာနေလဲရပါတယ်နော်ဒါပေမဲ့ CI လေးရှိတော့ဘာဖြစ်လဲလူရှိန်တာပေါ့နော်လူရှိန်တာပေါ့နော်အဲ့ဒီမှာအရင်တော့ဆိုလို့ရှိရင် CI ရှိတယ်ဆိုရင်ကျမတို့ရိုက်ကြတာဘာကြောင့်ရိုက်တာ CI ရှိလို့ရှိရင်ကျမတို့က9နှစ်ပြည့်လို့ရှိရင် passport အနီရောင်စာကိုကျမတို့ကတရားဝင်ပြောင်းလို့ရတယ်အဲ့ဒီအတွက်ကိုဘာဖြစ်လဲထိုင်းမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေက passport အနီရောင်ရဖို့အတွက် CI ရပြီဆိုတာနဲ့CI ကိုရိုက်ကြတာမဖြစ်မနေရိုက်ကြတာဘာဖြစ်လို့ရိုက်တာကို passport အနီရောင်စာကိုလဲချင်လို့ရိုက်တာဖြစ်တယ် passport အနီရောင်စာကိုရလို့ရှိရင် visa ထည့်ပြီးတော့တခြားနိုင်ငံတွေကိုသွားလဲလို့ရတယ်သွားလို့ရတယ်အဲ့ဒီအတွက်ကိုမြန်မာနိုင်ငံသားကရိုက်တာဖြစ်တယ်နော်အဲ့ဒါကြတော့ CI ကိုဖွင့်ပေးတယ်ဆိုတော့ဟုတ်လားအခုဟာဘာဖြစ်လဲ CI ကနေမှတို့ကျမတို့ passport ပြောင်းနေဆိုရင်လေကျမတို့ထိုင်းနိုင်ငံတနိုင်ငံပဲကျန်တဲ့နေရာကိုသွားလို့မရတော့ only me သူကတစ်စိတ်တုံးတစ်ခါလေးရိုက်ပေးတာပေါ့နော် only me ထိုင်းနိုင်ငံတနိုင်ငံပဲသွားလို့ရမှာအဲ့တော့မထူးတော့ကြတော့ CI ကိုမရိုက်ချင်တဲ့လူကပါမစ်နဲ့နေမရိုက်နဲ့ရိုက်ချင်တဲ့လူကရိုက်နော်ဒီဟာပဲကျမနှစ်ခုပဲပြောချင်တယ်အဲ့ဒီမှာတချို့ကကျမနာမည်တွေတက်မပြောချင်ဘူးဒီကိစ္စနဲ့ပတ်သက်လာပြီးကျမတောက်လျှောက်လေ့လာနေတာဖြစ်တယ်နော်အစွန်းရောက်ပြီးတော့ဘာပြောလဲဆိုတော့ CI ရိုက်လို့ရှိရင်ရိုက်ပေးတဲ့ပွဲစားတွေကဒလန်ဘောမတွေဖြစ်တယ် CI ကိုရိုက်လို့ရှိရင်မင်းဦးမင်းအောင်လိုင်ကိုအခိုဆောင်ရမယ်ဦးမင်းအောင်လိုင်ဒီပတ်စံနေနေပဲငါတို့အနိုင်ကျင့်နေဆိုပြီးပြောနေတာဒါကို CI လုံးဝရိုက်ခွင့်မရိုက်ဘဲနဲ့ဒီဘက်နဲ့ပဲတွားလို့ရအောင်ဆိုပြီးလှုပ်ရှားနေတဲ့လူတွေရှိတယ်ဒါကိုကျမအဓိကပြောချင်တာနော်ကျမတို့ကအာဏာရှင်ချုပ်ငိမ့်မှုကျမတို့မြန်မာနိုင်ငံမှာအာဏာရှင်ရှိလို့ဒီစနစ်ကိုမကြိုက်လို့ကျမတို့ကတော်လှန်နေတာဖြစ်တယ်သူများနိုင်ငံမှာရောက်ရင်သူများနိုင်ငံရဲ့စီကံဥပဒေကိုကျမတို့ကအတိအကျလိုက်နာမှာဖြစ်တယ်ကျမတို့ကြိုက်တာတွေမကြိုက်တာတွေကျမတို့မှာရွေးချယ်ခွင့်မရှိဘူးကျမတို့ကတွားပြီးတရားဝင်တောင်းခွင့်မရှိဘူးကျမတို့တောင်းရင်ဘယ်ချိန်တောင်းရမလဲကျမတို့နိုင်ငံကောင်းနေတဲ့အချိန်မှာဟုတ်လားဒီမဲ့ဟိုအဖြစ်တယ်ဆိုတော့ဒါတော့မှတရားဝင်ကျမတို့ကတောင်းခွင့်မရှိဘူးနော်အဲ့ဒါကိုသိရမှာဖြစ်တယ်သူများနိုင်ငံမှာနေရင်သူများစီကံဥပဒေကိုတိကျလိုက်နာမှာဖြစ်တယ်နော်နောက်တစ်ခုကထိုင်းနိုင်ငံကကျမတို့မြန်မာနိုင်ငံသားတွေအားလုံးဒီစစ်တပ်နဲ့ပတ်သက်လာပြီးတော့မနေချင်လို့ရှောင်လာရတဲ့လူတွေအားလုံးအတွက်ကျေးဇူးရှင်နိုင်ငံဖြစ်တယ်နော်ကျေးဇူးရှင်နိုင်ငံတခြားနိုင်ငံတွေမှာကျမတို့ဝင်လို့ရတယ်ထွက်လို့ရတယ်တွားလို့ရတယ်ဆိုတာထိုင်းနိုင်ငံမှာအစင်မပြေဘူးကြက်တဲတယ်ဆိုတာတခြားနိုင်ငံအနေနဲ့စာရင်ထိုင်းနိုင်ငံအများကြီးတော်တယ်နော်အများကြီးတော်တယ်သူတို့ဥပဒေတိုင်းနာနေသူတို့ကဘာဖြစ်လဲသူတို့မစော်ကားဘူး
အဲ့တော့သူများနိုင်ငံနေသူများစီကံဥပဒေကိုလိုက်နာမှာဖြစ်တယ်သူများနိုင်ငံမှာဒီလိုစီကံဥပဒေထုတ်ထားတဲ့ဟာကိုဒါဥမရောင်လိုင်းရှိပေးရမယ်ဆိုပြီးတော့ဒါကိုလိုက်ပြီးတော့တော်လန်လို့မရဘူးခင်ဗျားတို့တော်လန်ရင်ကိုယ့်ဘာကိုတဦးတယောက်ချင်းစီကတတိပုဂ္ဂလတော်လန်လိုက်လောကမှာဘာဖြစ်လဲဒီမိုကရေစီဆိုတာကိုကြိုက်တာကိုလုပ်ခွင့်ရှိတယ်ကိုယ့်ရဲ့အခွင့်အရေးကိုပဲကိုလုပ်ခွင့်ရှိတာတပားသူတွေထိခိုက်မဲ့အခွင့်အရေးကိုရှင်းလို့လုပ်ခွင့်မရှိဘူးကျမဒီကိစ္စနဲ့ပတ်သက်လာရင်မုန်းရင်မုန်းချစ်ကျမဒဲပြောမှာနော်အကောက်ကိုထုစရာမလိုဘူးအကောက်ကိုထုစရာမလိုနော်ကျမဒဲပြောမှာထုလဲအလကားပဲကျမဆက်ပြောနေမှာပဲနော်ဒီကိစ္စနဲ့ပတ်သက်လာရင်မုန်းရင်မုန်းချစ်ကျမသဘောမတူဘူးနော်မြန်မာနိုင်ငံသားတွေအားလုံးက CI ရိုက်တဲ့အချိန်မှာ CI ရိုက်မယ်ဆိုရိုက်ဖြစ်အောင်ရိုက်ပါအကောက်ထုလဲအိုင်လုံးပဲသဘောမတူဘူးဘာဖြစ်လို့လဲဆိုတော့သူများနိုင်ငံမှာနေတာဗျနော်သူများနိုင်ငံထုတ်ပေးထားတဲ့စီကံဥပဒေကိုအတိအကျကျမတို့ကလိုက်နာရမယ်နော်ကိုကြိုက်ရင်ကိုလုပ်လေခင်ဗျားတို့ကအားချောင်းပြီးလိုင်းပေါ်မှာဟိုလူမလုံနဲ့ဒါမလုံနဲ့ဘာဖြစ်တယ်ပြောတကယ်ကြတော့မြန်မာနိုင်ငံသားတွေကလိုက်လို့တော့ကျမတို့ထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေအခြေခံဘာမှမသိတဲ့ဒီအလုပ်သမားတွေပဲထောင်ကြမယ်ဖမ်းဆီးခံရမယ်ပြီးရင်မြန်မာနိုင်ငံပြန်ပို့ခံရတယ်ခင်ဗျားဘာတာဝန်ယူနိုင်တော့အဲ့ဒီ CI မလုပ်ပါနဲ့ဆိုတဲ့လူကကျမဒဲမေးတာအဲ့ဒီ CI ကမြန်မာနိုင်ငံသားဒီမှာရောက်နေတာတန်းနဲ့ချီပြီးရှိတယ်ဒီတန်းနေ9တန်း3တန်းလူတို့က CI မရိုက်ဘူးလို့ပြောရင်ခမရအဲ့ဒီလူတွေပြဿနာတက်ရင်ခမရအဲ့3တန်းလုံးကိုခမရတာဝန်ယူမှာလားကိုတာဝန်မယူနိုင်တဲ့လုပ်ကိုမလုပ်နဲ့အောက်တန်းမကြပါနဲ့နော်ဒါနိုင်ငံရေးနဲ့မဆိုင်ဘူးခမရနိုင်ငံရေးလုပ်ချင်ခမရမြန်မာနိုင်ငံမှာပြန်လုပ်ရမှာဖြစ်တယ်မြန်မာနိုင်ငံမှာခမရတသိရှင်မင်းအောင်လှိုင်ကိုစိန်ခေါ်ထိုးနော်ဒါကတော့နိုင်ငံရေးနဲ့မဆိုင်ဘူးနော်သူများနိုင်ငံချမှတ်ထားတဲ့ဥပဒေကိုကျမတို့ကအတိအကျလုပ်ရမှာဖြစ်တယ်ပြီးတော့နိုင်ငံရေးဆိုတာရမ်းမပြောနဲ့နော်ခင်ဗျားတို့စာတက်တွေအင်္ဂလိပ်လိုပါရတော့ကျမမှုတ်မနေဘူးကျမကတော့ဒဲသမားနော်ကျမတို့ကတော့အရက်သူရက်သားဒါပေမဲ့ကိုနားလဲတဲ့လောက်သိတာအင်္ဂလိပ်လိုတော့မှုတ်မနေဘူးခင်ဗျားတို့တော့အင်္ဂလိပ်လိုမှုတ်ပြောမှမဟုတ်ဒဲပြောတာနော်နိုင်ငံရေးဆိုတာတဆင့်စီသွားတာကိုလုံးမဲ့အကြောင်းအရာနဲ့ကိုလုံးလို့ရလားဆိုတဲ့ကာလာဒေတာရှိတယ်အချိန်ခါရှိတယ်နော်ကို့နိုင်ငံမှာဘာမှမကောင်းသေးပဲနဲ့ကို့နိုင်ငံမှာဒီမိုကရေစီစံနှုန်းနဲ့ပြည့်မီတဲ့အစိုးရတရက်တက်နေတယ်ဆိုရင်ခင်ဗျဒီအရေးကိုလုပ်တယ်ဆိုရင်ကျမကိုယ်တိုင်အားပေးတယ်ကို့နိုင်ငံမှာဖြစ်ပျက်နေတာအာဏာရှင်ဖြစ်တယ်ပြီးတော့နိုင်ငံမငြိမ်သက်ဘူးဒီမှာဒီလူတွေဒုက္ခရောက်ဖမ်းခံရင်ခင်ဗျတာဝန်ယူမှာလားဟမ်ဒီလုံသမားတွေဒုက္ခရောက်ရင်ခင်ဗျတာဝန်ယူမှာလားခင်ဗျတာဝန်မယူဘူးခင်ဗျတော့ဘာဖြစ်လဲအေးဆေးနေလို့ရတယ်ဒီနိုင်ငံမြေကဟိုနိုင်ငံသွားလို့ရတယ်ဟိုနိုင်ငံမြေကဒီနိုင်ငံသွားလို့ရတယ်မလောက်ပါနဲ့နော်ဒါနိုင်ငံရေးနဲ့မဆိုင်ဘူးပြောသေးတယ်ပြီးတော့ဒါ CI ရိုက်ပြီးတဲ့ပွဲသားတွေအကုန်လုံးကဘာဖြစ်လဲဘောမာတွေဖြစ်တယ်စိတ်ဓာတ်အဲ့လောက်အောက်တန်းမကြပါနဲ့နော်ကျမခမရတို့ကတယူတိုင်းဖြစ်နေပြီကိုလှုပ်ချင်တဲ့အရာကိုဖြစ်ချင်တဲ့အကြောင်းအရာကိုဒါကိုဥတီပြီးတော့တစ်ဖက်ဆောင်းနေသွားနေတာဥပဒေနဲ့လည်းမညီဘူးမှန်ကန်မှုလည်းမရှိဘူးခမရပြောတဲ့နိုင်ငံရေးကဒါဒီဟာလောက်မှနိုင်ငံရေးဆိုရင်ခမရအောက်တန်းသားနိုင်ငံရေးသမားဖြစ်သွားပြီနော်ကျမတို့တော့ကြိုက်ချင်မှကြိုက်မှာကျမမထူးပါဘူးကျမရန်သူတွေပတ်လက်ဝိုင်းနေရပဲပြောရမှာပဲဘာပြောလို့လဲဆိုဒါဟိုလာလိုက်လုပ်ကြည့်လိုက်မြန်မာနဲ့ထိုင်းနိုင်ငံမှာအချိန်နေမကောင်းဘူးခမရသိလား31ရက်နေ့ရဆိုရင်ထိုင်းနဲ့ကမ်ဘောဒီးယားနဲ့ထိခရုံးတွေဖြစ်တယ်နော်ဟိုမှာလာတဲ့လူကငိမ့်ငိုင်းလေးတာလက်မှတ်ထိုးလုပ်သွားတာကမ်ဘောဒီးယားဘက်ကဟိုနယ်စပ်ဂိတ်တွေကိုထိုင်းဘက်ကစစ်တပ်ကလုံးဝပြန်ပြီးတော့မဖွင့်ခိုင်းဘူးပြည်သူတွေကလည်းမဖွင့်ခိုင်းဘူးထိုင်းလွတ်တော်မှာရှိတဲ့လွတ်တော်အမတ်တွေကဖွင့်ပေးသူတို့ချင်းအခြေတင်းဖြစ်နေတယ်အဲ့ဒါပြည်သူလူထုကဘာပြောလဲအခြေတင်းနေဆိုရင်စစ်အာဏာထပ်ပြီးတော့ထိုင်းမှာထပ်သိမ်းလိုက်ပါတဲ့လူဆိုတာကာလာဒေတာကိုကြည့်ရတယ်နော်ကိုယ်နိုင်ငံကိုချစ်တာမဟုတ်ဘူးလားကိုယ်နိုင်ငံသားတွေကိုခင်ဗျားတို့ချစ်တာဘယ်လိုချစ်တာလဲကိုလှုပ်ချင်တဲ့အလုပ်တစ်ခုကိုအောင်မြင်လို့ရှိရင်ကိုနာမည်ရတယ်ကိုခေါင်းဆောင်နိုင်တယ်ဆိုတော့ဂုံလိုချင်တာလဲအဲ့ဒါ UNG ကလူနော်အဲ့ဒါ UNG မှာအဲ့လိုအောက်တန်းစားတွေရှိတယ်ကျမအဲ့ကြောင့်မို့ပြောတာနော်ထိတ်မှာဗျပေါက်တက်ကြရင်မလုပ်ပါနဲ့နော်နိုင်ငံသူများနိုင်ငံမှာနိုင်ငံရေးအချိန်တွေမကောင်းဘူးဘယ်ကလေးနဲ့ပတ်သက်လာလို့ရှိရင်လည်းဒီချိန်မှာမြန်မာနိုင်ငံသားတွေဖမ်းဆီးကြမ်းတီးဖြစ်နေတယ်ပြီးတော့မြန်မာနိုင်ငံကိုပြေးမယ်ဆိုတော့မြန်မာနိုင်ငံမှာပြေးစရာမြေရှိလားပြေးစရာမြေမရှိဘာသွားမှာတောထဲသွားနေရမှာလားတောထဲမှာနေတဲ့လူငယ်တွေရဲ့ဘဝဘလောက်ပျက်စီးနေပြီလဲဘလောက်နစ်နာနေပြီလဲနိုင်ငံကိုချစ်တာဟုတ်လားကိုယ်နိုင်ငံသားတို့ချစ်တာဟုတ်လားလို့ပဲကျမအဲ့လိုပဲမေးချင်တယ်ကျမမပြောတာကြပြီနော်ကျမဒီကိစ္စနဲ့ပတ်သက်လာပြီးစလှုပ်တုံးကလည်းကျမတောက်လျှောက်အစင်ဆက်ကျမလေ့လာနေတာဖြစ်တယ်မှားနေတယ်ဗျဒါနိုင်ငံရေးမဟုတ်ဘူးနော်ဒါနိုင်ငံရေးမဟုတ်ဘူးကိုယ့်ရဲ့အတ္တဖြစ်နေတာ
နိုင်ငံရေးလုံမဲ့ဆိုရင်ဘယ်တော့မှကိုအတ္တကိုရှေ့တန်းမတင်နဲ့ကိုနာမည်ရဖို့ရှေ့တန်းမတင်နဲ့ကိုဓာကြီးကိုလုံနိုင်တဲ့အောင်မြင်တယ်ဆိုတော့ဂုံတူးရဖို့ရှေ့တန်းမတင်နဲ့အခြေခံငါလုံသမားတွေလိုက်နိုင်လားငါပြည်သူကိုထိမလားကိုပြည်သူကိုထိမဲ့ကိစ္စကိုဘာမှမလုပ်နဲ့ပြီးတော့ပို့ဆိုတာသူများနိုင်ငံမှာနေရင်သူများနိုင်ငံရဲ့ဥပဒေကိုလိုက်နာရမယ်လေးစားရမယ်တန်ဖိုးထားရမယ်မထားနိုင်ရင်မနေနဲ့ဒါကတော့သူတို့ကလည်းပြောမှာပဲငါတို့နိုင်ငံမှာစီကံဥပဒေထားပဲမင်းတို့ကြိုက်လားမကြိုက်ရင်မနေနဲ့ခမရတယောက်တည်းမိမွေပြီးမြန်မာတရက်လုံးဒုက္ခရပြီးဈေးသည်တွေဖမ်းခံအောင်မယ်ပြီးရင်ဈေးရောက်တဲ့လူတွေလိုက်ဖမ်းမယ်ဟိုလူတွေလိုက်ဖမ်းမယ်ဟိုမြန်မာနိုင်ငံသားတွေဟိုမှာအခန်းတွေလိုက်စစ်မယ်အဲ့မှာဘာဖြစ်လဲအထောက်ထားမဲ့တဲ့လူတွေကအဖမ်းခံအောင်တပြုံကြီးကိုမွေးတဲ့မီးကသူများကိုမလောင်မင်းနဲ့ကိုနိုင်ငံသားတို့ပြန်လောင်မယ်ခင်ဗျားတို့ကပညာတတ်ပါတယ်ဟုတ်လားခင်ဗျားတို့ကဘာလှည့်နေတာဆရာကြီးတွေပါခင်ဗျားတို့အင်္ဂလိပ်စပီကင်တားကျွမ်းတဲ့လူတွေပါနော်ကျမတဲ့အများကြီးတက်ပြီးဘာဖြစ်လို့ဒီလောက်အုံနောက်သေးနေရတာတော့ဒါကိုအတင်းလုံနေတယ်ထိုင်းနိုင်ငံမှာကျမပြောတာမယုံပါနဲ့ကျမပြောတဲ့စကားတွေကိုမယုံနဲ့ကိုယ့်ဘာကိုလေ့လာမှန်ကန်လားဆိုတာကြည့်မှန်ကန်မှဆုံးဖြတ်ထိုင်းနိုင်ငံမှာအခြေအနေရှိတယ်သူ့နိုင်ငံရေးအခြေအနေမကောင်းဘူးသိလားပြီးတော့ကိုယ့်နိုင်ငံမှာအခြေအနေကောင်းလို့လားနိုင်ငံရေးလုပ်မယ်ဆိုရင်နိုင်ငံရေးလုပ်လို့ရှိရင်ကျမနိုင်ငံရေးလုပ်တာအားပေးတယ်ကျမလည်းနိုင်ငံရေးလုပ်တဲ့လူတယောက်ပဲလေကျမလည်းတော်လိုင်းရေးလုပ်နေတဲ့လူတယောက်ပဲကျမဘောမမနေဘူးဘောမစရာဘာအကြောင်းမှမရှိဘူးကျမမိနစ်တနေ့မှထားပြီးတော်လိုင်းရေးလုပ်နေရမှာမဟုတ်ဘူးဒါပေမဲ့ဒီနိုင်ငံရေးလုပ်တယ်ဆိုလို့ရှိရင်ကိုလုပ်တဲ့လမ်းကြောင်းကမှန်ဖို့ရေးကြည့်တယ်ကိုလျှောက်တဲ့လမ်းကြောင်းကမှန်ဖို့ရေးကြည့်တယ်ကိုကြောင့်ဒီထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာနိုင်ငံသားတို့ထိခိုက်မဲ့အလုပ်မျိုးမလုပ်သင့်ဘူးခဏအဲ့ကိစ္စနဲ့ပတ်သက်လာရင်ဟိုမျိုးချစ်ဖွဲ့နဲ့ခင်ဗျားတို့ပြဿနာတက်တိုင်းဘာဖြစ်လဲမြန်မာနိုင်ငံသားတွေအကုန်လုံးအခန်းတွေထိလိုက်ခောက်ပြီးတော့ဖမ်းခံရတယ်အထောက်ထားမဲ့တဲ့လူတွေအကုန်ပါခင်ဗျားအဲ့လူတွေအတွက်ခင်ဗျားဘာတာဝန်ယူနိုင်လို့လဲမလုပ်ပါနဲ့ဗျအဲ့လူမျိုးကြီးဒါမုံမှာတော့ခင်ဗျားတို့ကကျမကိုမုံလည်းမတက်နိုင်ဘူးမှားနေတယ်ဗျသူများနိုင်ငံနေသူများစီကခင်ဗျားအဖြေရရှင်းလေးရဲ့လေထိုင်းနိုင်ငံမှာစီရန်ရိုက်ပေးတယ်လို့သူတို့ကပြောတာလေခင်ဗျားရိုက်ချင်တယ်ဆိုရိုက်ပေါ့မရိုက်ချင်ရင်ကိုယ့်အကိုနေပေါ့ခင်ဗျားကိုနေရိုက်ရမယ်ငါတို့ထိုင်းနိုင်ငံမှာစီရန်ရိုက်ပေးနေပြီမင်းတို့ရိုက်ရမယ်နော်မရိုက်ရင်လုံမယ်လို့သူတို့ကလည်းတတ်မှတ်ထားတာမရှိပါဘူးဟုတ်လားကိုဝါပါမိတ်ကတ်နဲ့ပန်းအောင်ကတ်ရှိလို့ကိုကဒါလေးနဲ့နေခြင်းနဲ့နေလို့ရတယ်ဆိုရင်လည်းနေပေါ့ဟုတ်လားနောက်တစ်ခုကအရင်တော့စီအိုင်ရိုက်တယ်ဆိုတာကျမတို့ကစီအိုင်ကနေမှပတ်စပို့စာကိုပြောင်းလို့ရလို့ရိုက်တာအခုဟာစီအိုင်ကနေမှပတ်စပို့ပြောင်းလို့ရှိရင်တော့အုံမီလီမီဆိုတာဒီထိုင်းနိုင်ငံတနိုင်ငံနဲ့ပဲသွားလို့ရတယ်စီအိုင်စာအုပ်ရှိရောကျမတို့ကထိုင်းနိုင်ငံတနိုင်ငံနဲ့ပဲသွားလို့ရမှာအဲ့တော့ကျမတို့မှာဘာမှမထူးလေမထူးတော့ဘာဖြစ်လဲကိုမရိုက်ချင်ဘူးဆိုကိုနေလို့ရတယ်မဟုတ်လားဟုတ်လားဟိုကိုလှုပ်လိုက်တဲ့အလုပ်ကထူးခြားတယ်ကွာဟုတ်လားထူးခြားတယ်ဆိုလို့ရှိရင်ကိုလှုပ်ပေးလိုက်တဲ့အလုပ်ကထူးခြားတယ်ဆိုရင်ကိုလုတ်ပြရတာတန်တယ်အဲ့ဒီကိစ္စနဲ့ပတ်သက်လာပြီးတော့အခုအနေနဲ့လှုပ်ချင်တယ်ဆိုရင်ဘယ်ချိန်မှလုပ်ရမလဲမြန်မာနိုင်ငံမှာခေတ်ကောင်းတဲ့အချိန်ဒီမိုကရေစီဆိုရတက်တဲ့အချိန်မှာအကိုစူးစမ်းကြည့်ပါဒါဆိုလို့ရှိရင်မှန်ကန်လမ်းနဲ့ဆိုရင်ကျမတို့လည်းဝင်းရံပေးပါမယ်နော်ဒါကိုပြောချင်တာဒါကိုအတင်းကြီးလိုက်မလုပ်ပါနဲ့နောက်တစ်ခုကအရေးကြီးဆုံးကနိုင်ငံတနိုင်ငံမှာဥပဒေအရေးကြီးဆုံးပဲသူများနိုင်ငံဥပဒေကိုတိကျလိုက်နာမှာမသိအောင်လည်းလုပ်လို့မရဘူးပေါ်ထီလဲအခုကသူများနိုင်ငံမှာနေပြီးတော့သူများနိုင်ငံဥပဒေကိုစန့်ကျင်ပြီးတော့အမြဲတမ်းစိန်ခေါ်နေတာကိုစိန်ခေါ်တာတယောက်တည်းလေဗျာခမရတော့ပြေးချင်တာပြေးလို့ရတယ်သွားချင်တာသွားလို့ရတယ်နောက်ကလိုက်လို့တဲ့ဒီနိုင်ငံသားတွေဒုက္ခရောက်တာကိုခမရလည်းမကယ်နိုင်ဘူးအဲ့ကြတော့ကျမတို့လည်းစိတ်ဆင်းရဲရတယ်ကျမတို့ကမနေနိုင်ဘူးကိုနိုင်ငံသားဒုက္ခရောက်တယ်ဆိုရင်မနေနိုင်ဘူးလေကိုလည်းသွားကယ်နိုင်လားဆိုကိုလည်းမကယ်နိုင်ဘူးကိုတော့မှကိုတယောက်တည်းမတ်တက်ရက်နေရတာကျမရှင်းလေကိုတယောက်တည်းမတ်တက်ရက်နေရတော့မှကျမနိုင်ငံသားကိုဒုက္ခရောက်ကျမတော့မလုပ်ဘူးဘာဖြစ်လို့လဲဆိုတော့ကိုမတက်ရန်နေရတာကိုလည်းမကယ်နိုင်မင်းနဲ့တွားပြီးပေါက်တက်ကြပြီးရင်ဆန္ဒပြကျမအများတန်းပြောတယ်ဘယ်နေရကျမတို့ဒီအာနာသိန်းတော့ကကျမတို့ဆန္ဒပြတာလीမြန်မာနိုင်ငံမှာတန်ယုံနေအများကြီးအဲ့ဒီ UN ရုံးဆိုစောက်သုံးမကြတော့ကျမတို့နေပူကျဲတဲ့ထိုင်းပြီးဆန္ဒပြတာအဲ့တန်ယုံတွေမှာမြန်မာနိုင်ငံမှာရှိတဲ့တန်ယုံတွေအစုံမဲ့ကျမတို့သွားတာဘာမှလုပ်မပေးနိုင်ဆန္ဒပြလို့လားဒီဟာကြီးကပြောင်းလဲသွားတယ်ဆိုရင်ကျမတို့ထိုင်းပြီးတော့ပဲဆန္ဒပြနေမှာပေါ့ကျမတို့ဘာဖြစ်လို့ဒီလိုမျိုးလုပ်နေတော့မှလဲတချို့ຢာတွေကဆန္ဒပြတိုင်းမပြောင်းလဲဘူးပို့ဆိုတာသူများနိုင်ငံမှာနေတယ်ကိုယ်နိုင်ငံမှာအချိန်တွေမကောင်းတဲ့အချိန်တွေမှာဟုတ်လားသူများနိုင်ငံဥပဒေကိုမလေးမစားမလုပ်ရဘူးကိုယ့်ကြောင့်ကိုယ်နိုင်ငံသားတွေကိုဒုက္ခရောက်မဲ့လမ်းကြောင်းကိုမပို့ရဘူး
ကိုကဥဆောင်သူကိုကဒီအဖွဲ့မှာကိုကဥဆောင်သူကိုကအကြီးကဲဒီတာဝန်တစ်ခုကိုယူထားတယ်ဆိုရင်ဒီတာဝန်နဲ့သက်ဆိုင်တဲ့အရာတွေကိုအသေးစိတ်သိရမှာဖြစ်တယ်အခုအနေနဲ့ကတော့ဟုတ်လားကိုယ်နိုင်ငံသားတွေကောင်းပါစေဟုတ်လားကိုယ်နိုင်ငံသားတွေအတွက်အဆင်ပြေပါစေဆိုတဲ့မေတ္တာစေတနာပါလို့လောက်တာတော့မှန်တယ်ဒါပေမဲ့ကိုလောက်တဲ့လက်ဟာမေတ္တာစေတနာမဟုတ်ဘဲနဲ့တောကတွေဖြစ်မယ်ဒုက္ခတွေဖြစ်မယ်ဒါလမ်းကြောင်းမမှန်ပါဘူးရှင့်နော်ကျမတော့မထောက်ခံပါဘူးမြန်မာနိုင်ငံသားတွေကိုဆရာမပြောချင်တယ်နော်ဒါဆရာမစကားကိုနားထောင်နေဆိုတဲ့လူတွေအတွက်အန်တရယ်ကင်းနေတယ်ဆိုရင် CI ကိုရိုက်ချင်တယ်ဆိုရိုက်မရိုက်ချင်ရင်လည်းဘာမှမဖြစ်ဘူးကိုကတနစ်တခါသူတို့အစိုးရထုတ်ပေးတဲ့အလုပ်ခွင့်ပါမစ်တက်တန်းရှိမယ်ဟုတ်လားပန်းရောင်ကတ်ကလေးကဒါထုတ်ပေးတဲ့ဟာလေးကပါမစ်ရရင် तू ကရတယ်10နှစ်ရတယ်ဟုတ်လားအဲ့တော့နှစ်တိုင်းလေးကိုကတိုးသွားလို့ရတယ်နေလို့ရပါတယ်နော်ဒီပန်းရောင်ကတ်ကလေးဆိုဆရာမဒါလိလာတွေ့ရှိသလားဆရာမတိတ်နားမလဲဆရာမရောက်တော့ကိုသိသလောက်တော့ဆရာမလည်းအလုံးမအားတဲ့ဈာတွေကလိလာထားလိပြန်ပြောပြပေးတာဒါဒီပန်းရောင်ကတ်ကလေးနဲ့ဆိုရင် तू ကဒီထိုင်းနိုင်ငံတနိုင်ငံလုံးလေရင်နဲ့သွားလို့ရတယ်သွားလို့ရှိရင်တော့ तू ကနေကြော်လို့ရတယ်ပေါ့အစစ်စေးလုံးဝမရှိဘူးတဲ့နော်ကားနဲ့သွားရင်တော့နေကြော်လို့မရဘူးဒါပေမဲ့ပန်းရောင်ဘတ်ဆိုတဲ့အဲ့ဒီပန်းရောင်ကတ်ကလေးနဲ့သွားရင်လေရင်နဲ့သွားမယ်ဆိုလို့ရှိရင်နေပါကြော်လို့ရတယ်ထိုင်းနိုင်ငံတနိုင်ငံလုံးကိုသွားလို့ရတယ်ဘာနောက်ထပ်ဘာစာရွက်စာတမ်းမှမလိုဘူးတဲ့နော်ဒါကတော့နားလေလူတို့မေးကြည့်ဆရာမလိလာတော့အဲ့ဒီလိုတွေ့တယ်နော်အဲ့တော့ကိုကမရိုက်ချင်ဘူးဆိုရင်မရိုက်တော့နဲ့တကယ်လို့ရိုက်လို့ရှိရင်လည်းသိရမယ်တစ်ချက်ကဘာလဲဒီ CI စာအုပ်ကိုရိုက်ပြီးဆရာမတို့က passport စာအုပ်ကိုပြောင်းမယ်ဆိုလို့ရှိရင်လေဆရာမတို့ကအုံးမလီမီပဲရမှာ CI စာအုပ်ကိုရိုက်တာထိုင်းနိုင်ငံတနိုင်ငံနဲ့ပဲသွားလို့ရတယ်ထိုင်းနိုင်ငံကနေမှတနိုင်ငံလုံး9နှစ်ပြည့်လို့ဆရာမတို့ကဒီ passport စာအုပ်ကိုပြောင်းမယ်ဆိုရင်လေထိုင်းနိုင်ငံတနိုင်ငံနဲ့ပဲသွားလို့ရမှာဘယ်သွားလို့ရတော့မြန်မာပြည်ကိုပြန်ရင်တော့ပြန်လို့ရတယ်ဒါပဲရမှာဘာမှမထူဟုတ်လားဆရာမပြောတာနော်အဲ့အကြောင်းမို့တချို့ကြလည်းဟုတ်တယ်မြန်မာပြည်ပြန်ဖို့ကြတော့ passport လေးနဲ့ပြန်တော့အဆင်ပြေတာပေါ့ passport နဲ့ဟုတ်လားဒါ passport 9နှစ်ပြည့်မှရတာနော် CI ကနေမှ passport အနီစာအုပ်ကိုလဲမယ်ဆိုရင် CI 9နှစ်ပြည့်မှဒီ passport စာအုပ်အနီပြောင်းလို့ရတယ်ပြောင်းပြီး9နှစ်ပြည့်ပြီဆို passport လေးရှိတော့ကိုမြန်မာနိုင်ငံဖျားဖူးသွားလို့ရတယ်ပြီးရင်ထိုင်းကိုပြန်လာဒါလေးကတော့ဒီလိုလေးတော့အဆင်ပြေတာပေါ့ကောင်းတာပေါ့နော်ဒါမဲ့ဆီယမကဆီယမတို့နိုင်ငံကောင်းသွားလို့အဆင်ပြေသွားလို့ရှိရင်ဒီ CI ကနေမှ passport လဲမယ်ဆိုရင်အရင်လိုပဲပြန်ဖြစ်လောက်ပါတယ်လို့ဆီယမထင်တာပေါ့နော်ဒါကတော့သူ့နိုင်ငံရဲ့ကိစ္စဆိုဆီယမလည်းမသိဘူးတဲ့အခုဟာနိုင်ငံရေးချိန်နေမကောင်းလို့လားဒီလိုခိတ္တခဏလေးဖြစ်ရင်လည်းဖြစ်နိုင်တာပေါ့နော်အဓိကတော့ passport ရှိရဆိုရင်ကိုယ့်နိုင်ငံကိုအလဲပြန်လို့ရတာပေါ့နော်ဒါလေးတစ်ခုတော့ကိုအဆင်ပြေတာပေါ့နော်အဲ့တော့ကိုကမဖြစ်မနေရိုက်မယ်ဆိုရင်ရိုက်ရမှာဖြစ်တယ်နော်အခွန်ဆောင်တဲ့ကိစ္စကိုလည်းဆရာမပြောမယ်နော်အခွန်မဆောင်နဲ့ဆိုပြီးတော့ UNG ကတိုက်တွန်းဘယ်သူကတိုက်တွန်းအဲ့ဒါလမ်းကြောင်းမှမဟုတ်ဘူးနော်ဘာဖြစ်လို့ဆရာမတို့ကမြန်မာနိုင်ငံကိုတွားပြီးတော့ဦးမင်းအောင်လိုင်ရဲ့လက်ထဲကိုပတ်စံဦးမင်းအောင်ရဲ့ဦးမင်းအောင်လိုင်မြန်မာနိုင်ငံမှာရှိတဲ့ဦးမင်းအောင်လိုင်ရုံးကိုဆရာမရော့ဆိုပြီးပတ်စံတွားပေးရတယ်ဆိုရင်တော့မပေးနဲ့အခုကထိုင်းနိုင်ငံမှာရှိနေတာထိုင်းနိုင်ငံမှာရှိနေတာကိုကထိုင်းနိုင်ငံမှာနေတာထိုင်းနိုင်ငံဥပဒေကထိုင်းနိုင်ငံအစိုးရနဲ့မြန်မာနိုင်ငံအစိုးရနဲ့ညှိနှိုင်းပြီးတော့လှုပ်ဆောင်ထားတဲ့ဥပဒေတိုင်းကဒီထိုင်းနိုင်ငံကတရားဝင်ခွင့်ပြုထားတဲ့ဥပဒေတွေဖြစ်တယ်ဒါကိုသွားပြီးတော့ကိုကချိုးဖောက်တယ်ဆိုရင်သူများနိုင်ငံမှာရှိတဲ့ဥပဒေကိုချိုးဖောက်တာအပြစ်ကြီးတာဖြစ်တယ်အဲ့တော့ဘာဖြစ်လဲမချစ်တော့လဲအောင့်ကနန်းဆရာမပြောတာသဘောပေါက်လားအခွန်ဆောင်ရမယ်ဆိုလဲဆောင်ရမှာဖြစ်တယ်မချစ်တော့လဲအောင့်ကနန်းဘလို့အောင့်ကနန်းမလဲကိုမမဖြစ်မနေလေမဖြစ်မနေကိုဒါကြီးလို့ရမှာလေမလုပ်ရင်လဲကိုကဒီနိုင်ငံမှာနေတာကိုဘယ်ပြေးမအောင်ပြေးစရာရှိလားခင်ဗျားတို့ကိုမြောက်ပေးနေတဲ့လူတွေကသူတို့က10နှစ်15နှစ်ဗီဇာတွေရှိတယ်နော်သူတို့ကင်ထားတဲ့ဟာတွေကဘာတွေကင်ထားတော့မသိဘူးသူတို့ကပြေးစရာရှိရရှင်တို့မှပြေးစရာမရှိဘူးဆီယမဒုက္ခရောက်မှဆိုလို့ပြောနေတာဆီယမမပြောရင်ဘာမှမဖြစ်ဘူးဆီယမကိုချစ်မဲ့လူတော်ရှိတယ်ဆီယမကိုမမုန်းအခုပြောတော့ဘာဖြစ်လဲသူတို့မကြိုက်ဘူးဆီယမကိုမုန်းပါနောက်နေ့ဆီယမပုံတင်းပြီးတော့အစဲမခံရရင်တော့ကံကောင်းရှင်းလားဒါကိုပြောရင်သူတို့မကြိုက်ဘူးမုန်းမယ်ဆဲမယ်ဆိုတာသိလျက်နဲ့ဆီယမဘာလို့ပြောလဲပြောမှရပါလေမပြောရင်အရင်တော့ကလည်းဒုက္ခရောက်ပြီးတက်ရုံနဲ့ဖမ်းခံရတာအခုချိန်နိုင်ငံရေးမကောင်းတဲ့အချိန်သူတို့နိုင်ငံရေးမကောင်းတဲ့အချိန်မှာသူတို့ဘယင်မာကြီးလဲဆုံးပါတယ်ဒီချိန်မှာမင်းတို့တရုံဖြစ်ကြည့်အချိန်ကြီးမကောင်းနိုင်ဘူးနှစ်နိုင်ငံချစ်ကြည်ရေးကိုလည်းသတိထားရမယ်ကိုလုံးတဲ့အလုပ်ကြောင့်ကိုနိုင်ငံရဲ့အသိခါကိုမကြစိမ့်နဲ့ဦးမင်းအောင်လိုင်ကိုမကြိုက်တာဆီယမလည်းမကြိုက်ဘူးမကြိုက်နဲ့ဆဲပတ်ဆက်ဆီယမလည်းဆဲခဲ့တာပဲဆဲဒါပေမဲ့ကိုနိုင်ငံကိုထိခိုက်မဲ့အလုပ်ကိုတော့မလုပ်နဲ့ဦးမင်းအောင်လိုင်ကိုမကြိုက်လို့ဆရာမတို့ကမကြိုက်တာမကြိုက်ခွင့်ရှိတယ်ကိုယ်နိုင်ငံကိုထိခိုက်မဲ့အလုပ်တော့မလုပ်နဲ့ဒါကိုပြောချင်တာဗက်ရိုက်ပေးတယ်ဆိုရင်လည်းရိုက်ရမှာဖြစ်တယ်
ဆီယမပြောမယ်မြန်မာနိုင်ငံနဲ့မတူထိုင်းနိုင်ငံကသူတို့ဘက်ရိုက်ပြီးတဲ့အစိုးရဖွင့်ပေးတဲ့အချိန်မဲ့ဘက်ကရိုက်လို့ရတာအဲ့ဒီအချိန်မှာမှန်မှန်ကန်ကန်လုပ်ပြီးတဲ့ agent နဲ့ဆက်သွယ်ပြီးတော့ဘက်ရိုက်ပါစီရန်ရိုက်ပြီးတယ်ဆိုရင်လည်းရိုက်ရမှာဖြစ်ပါတယ်နော်ဒါကိုကိုကသွားပြီးတော့ခမရတို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆီယမတို့ငင်းဝင်မရှိဘူးဘာဖြစ်လို့လဲဆိုသူ့နိုင်ငံမှာထုတ်ပြန်ထားတဲ့ဥပဒေဖြစ်တယ်ဒီဥပဒေနဲ့ဆီယမတို့လိုက်နာမှာပြီးတော့ဒီမှာမြန်မာနိုင်ငံနဲ့စာလို့ရှိရင်ကောင်းပါတယ်သူတို့ထုတ်ထားတဲ့ဥပဒေနဲ့အညီသူတို့ကသွားတယ်သူတို့ထုတ်ထားတဲ့ဥပဒေနဲ့အညီနေလို့ရှိရင်သူတို့ကမတင်ကားလို့လိလာစောင့်ကြည့်နေအောင်မှသူတို့စိတ်မှာလေသူတို့ထုတ်ထားတဲ့ဥပဒေနဲ့အဲ့ဒီလူတယောက်ကညီနေတယ်ဆိုရင်ညီနေတယ်ဆိုလို့ရှိရင်ဘာဖြစ်လဲအဲ့ဒီလူကိုဒုက္ခမပေးဘူးသူတို့မှာအဲ့ဒီစိတ်ဓာတ်ရှိတယ်နော်အဲ့ဒါကိုကသိရမှာဖြစ်တယ်နော်ဆရာမစိတ်ပူတယ်နော်အခုက CI ဖွင့်တော့ဒါကြီးပဲတက်နေတယ်ဒါကိုလိုက်မလုပ်ကြပါနဲ့ဒါမှားတယ်ဒါနိုင်ငံရင်းနဲ့မဆိုင်ဘူးဗျကျမတို့ကထိုင်းနိုင်ငံကိုတော်လှန်ရမှာမဟုတ်ဘူးဆရာမတို့မြန်မာနိုင်ငံကိုတော်လှန်ဖို့လာတာနော်မြန်မာနိုင်ငံကိုတော်လှန်ဖို့လာဆိုတော့မှားသေးတယ်ဥမင်းအောင်လိုင်းအာနာရှင်စနစ်ကိုမကြိုက်လို့ဆရာမတို့ကတော်လှန်တာမြန်မာနိုင်ငံကိုဆရာမတို့ကတော်လှန်နေတာမဟုတ်နိုင်ငံဆိုတဲ့ဟာသူ့ဟာသူတီးတက်သူ့ဟာသူဖြူစင်ပြီးသားတန့်ရှင်းပြီးသားဆရာမတို့ထိုင်းနိုင်ငံကိုကျေးဇူးတော်တင်ရမှာသူတို့မလို့ဒီလောက်ဒုက္ခအများကြီးကိုသူတို့မလို့ဒီလိုဟွာဖြစ်သေးတယ်ဒီမှာစနစ်လဲကောင်းပါတယ်နေရထိုင်ရတာလဲကောင်းပါတယ်ကိုရာဥပဒေဘောင်တွင်ရမှန်မှန်ကန်ကန်နေကိုဒုက္ခမပေးဘူးသူတို့ကနော်ပြီးတော့သူတို့မှာဘာဖြစ်လဲဟယ်လိုဆိုတာနဲ့သူတို့ကဘာဖြစ်လဲလူမျိုးမခွဲဘူးသူ့နိုင်ငံသားကိုနိုင်ငံသားမခွဲဘူးသူတို့ရဲ့ရဲရအစဒီပဟိတာလုပ်တဲ့လူတွေကအစဝန်ဆောင်မှုအရန်ကောင်းပါတယ်နော်ကိုနိုင်ငံနဲ့စားလို့ရှိရင်အများကြီးသူတို့နိုင်ငံမှာတိုးတက်ပြောင်းလဲမှုတွေရှိပါတယ်ဒါကိုလေးစားမှာတန်ဖိုးထားမှာဖြစ်တယ်နော်နားမရောင်နဲ့နော်ဒါမကြိုက်ဘူးအခုတော့အတင်းပြောနေတာနော်သူတို့ကကြိုက်မှာမဟုတ်ဘူးဆရာမတို့နောက်နေ့ကြာရင်ဆဲနေဦးမှာမဆဲလည်းမတက်နိုင်ဘူးနော်ဆဲလည်းမတက်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ဆရာမတို့ကပြောရမှာဖြစ်တယ်မပြောလို့မရဘူးနော်ဒါကိုနိုင်ငံနဲ့သက်ဆိုင်တဲ့အရာတွေဖြစ်တယ်ပြီးတော့ကျတော့ဒုက္ခရောက်လို့ရှိရင်ကိုနိုင်ငံသားတွေပဲဒုက္ခရောက်မှာကျန်တဲ့နိုင်ငံသားတွေဒုက္ခမရောက်ဘူးနော်အဲ့ဒါတစ်ချက်အနောက်စဘာစည်းနဲ့ပတ်သက်တာဆီယမထပ်ပြောဦးမယ်ဆီယမရွှေစည်းတက်မယ်လို့ပြောတော့ကစဘာစည်းတွေဆီယမတက်မယ်လို့ပြောထားတယ်နော်အဲ့တုန်းကဆီယမပြောတယ်ရွှေရောင်းဆိုငယ်စဘာတွေလည်းတချို့လူတွေရောင်းမယ်နောက်တစ်ခုဆီယမဒီစဘာတွေတီးနှံတွေစိုက်ပျိုးမဲ့ကိစ္စတွေဟုတ်လားအလုံးမဲ့ကိစ္စတွေဆိုမလုံနဲ့အောင်လို့ဆီယမပြောတယ်အခုဘာဖြစ်လဲစဘာစည်းဒီနေ့ဦးမင်းအောင်လိုင်းပေါ့ဗျာဦးမင်းအောင်လိုင်းအုပ်ချုပ်တဲ့ဒီစစ်ကောင်စီကတတ်မှတ်ထားတဲ့စဘာစည်းတတ်မှတ်စည်းဆိုတာထွက်လာပြီတရားဝင်စာထွက်လာပြီအဲ့တော့ဘာဖြစ်လဲဆီယမကတော့ဝမ်းသာတယ်နော်ကုံသိန်းများတင်းကဆီယမကိုဆက်ပြီးတော့ဆဲပေါ့ဗျာနော်အခုတကဆီယမကိုလှည့်ကြပြီးဆဲရမယ်လူကကုံသိန်းများအသိဖြစ်ပါတယ်လို့နော်ဆီယမကိုဆက်ဆဲပေါ့နော်ဆီယမကဘာဖြစ်လဲအဲ့စဘာစည်းတတ်မှတ်တာကိုဆီယမထောက်ခံတယ်သဘောတူတယ်ဘာဖြစ်လို့လဲအခြေခံပြည်သူလူထုအတွက်ကုံစင်းနှုံးကြဖို့ကနံပါတ်1ဖြစ်တယ်အဲ့ဒီအတွက်ဆီယမထောက်ခံတယ်အဲ့တော့ကုံသိန်းမြအတင်းကတော့ဆီယမကိုဆဲပေါ့နော်အဲ့တော့ကုံသိန်းမြအတင်းကိုလည်းတရားချခြင်းပါတယ်နော်တသက်လုံးတော့ခင်ဗျားတို့ကဟုတ်လားနိုင်ငံရေးမငြိမ်သက်ဘူးဟုတ်လားစီးပွားရေးမငြိမ်သက်ဘူးဆိုကုံတွေလှောင်းပြီးတော့စီးပွားတက်လာတာဗျာနော်ဒီတစ်ခေါက်တော့ခင်ဗျားတို့ကပြည်သူကိုကုဆိုပြုတယ်လို့သဘောထားလိုက်ပါနော်အဲ့တော့ဟိုစံစည်းစဘာစည်းတက်နေတဲ့ကိစ္စမှာခင်ဗျားတို့ရုပ်သက်ဖြစ်နေပါနဲ့နော်တသက်လုံးတော့မြန်မာနိုင်ငံမှာနိုင်ငံရေးမကောင်းလို့ရှိရင်ချမ်းသာတာဆိုတော့ခင်ဗျားတို့ကုံသိန်းမြအတင်းဟုတ်လားခရိုနီတွေပဲချမ်းသာတာလေပြည်သူလူထုကဘာဖြစ်လဲမွဲသွားတာနော်အခုကတော့ဘာဖြစ်လဲစဘာစည်းတတ်မှတ်တဲ့ဈေးတိုင်းကြော်ညာလိုက်တယ်ဆိုတော့ပြည်သူလူထုတွေကကုန်စည်နှုန်းကဘာဖြစ်လဲကြာအောင်မှဖြစ်တယ်အဲ့ဒီအတွက်ကျမတော့ဝမ်းသာတယ်နော်ပြည်သူတို့အဲ့ဒီသတင်းကောင်းလေးလာပေးတာအဲ့တော့ဘာဖြစ်လဲကုန်သိန်းများအတင်းကကျမကိုဆဲပါနော်ဒီဆီယမနေရတကပါတယ်ပေါ့ရှင်တို့ကလှောင်ထားမှလေကျမအဲ့ကြောင့်ပြည်သူကိုပြောတယ်နော်ကျမရွှေစည်းတက်တုံးကလည်းကျမပြောရွှေစည်းတက်မယ်ရောင်းဆိုတဲ့အချိန်မှာကျမရောင်းဆိုတဲ့အချိန်မှာရွှေတို့အဲ့စဘာတို့ရောင်းတဲ့လူတွေကတော့ချမ်းသာပြီပေါ့ဗျာနော်ချမ်းသာရင်တော့သူတို့အမျက်မျိုးမြတ်ရတာပေါ့ကိုယ့်လက်ထဲမှာဘာဖြစ်လဲလှောင်မထားတော့ဘူးပေါ့ဗျာနော်ကျမပြောပါတယ်စဘာစိုက်တယ်လုပ်ငန်းစလုံးမယ်ဆိုလို့ရှိရင်တော့မှစမလုပ်နိုင်ဘူးခဏလေးစောက်ပါလို့ဆုံးရှုံးမှုတွေဖြစ်နိုင်တယ်လို့ကျမပြောတာအဲ့အကြောင်းမို့ပြောပြတာဖြစ်တယ်အဲ့တော့တောင်သူလယ်သမားဦးလေးကြီးကစဘာစည်းကြလို့ရှိရင်ငါတို့စိုက်ပြိုးရမှာအဆင်မပြေဘူးလို့မထင်ပါနဲ့စဘာစည်းဒီတတ်မှတ်ဈေးတိုင်းကြပြီဆိုရင်ဒီစဘာနဲ့သက်ဆိုင်တဲ့စိုက်ပျိုးရေးကိစ္စဈေးတွေကပါကြလာပါလိမ့်မယ်အဲ့ကြရင်တောင်သူလယ်သမားတွေအနေနဲ့ဟုတ်လားစဘာစိုက်ရတာနဲ့ထွက်တာနဲ့ဝယ်ရတဲ့ကုန်ကြတဲ့ဇလိတ်တွေကပါသူ့ဟာသူဟိုအကျိုးမြတ်ရသွားပါလိမ့်မယ်နော်လုံကြီးဆုံးရှုံးတာမျိုးမဖြစ်တော့ပါဘူးနော်ဒီမှာဖြစ်မဲ့လူကဘာလို့လဲဆိုတော့လောဘကြီးတဲ့လူတွေပေါ့ဗျာနော်ကုံသိန်းများအတင်းပေါ့ဗျာနော်
သူတို့ကဘာဖြစ်လဲနိုင်ငံရေးမငြိမ်သက်ဖြစ်တော့သူတို့ကစုတယ်စောင်းတယ်ပေါ့ဗျာနော်သူတို့ကအမြဲတမ်းစုတာစောင်းတာမှန်ကန်ပြီးတော့သူတို့ကတသက်လုံးသူတို့ရခဲ့တာလေနော်အဲ့တော့ကုံသိန်းများအသေးကိုလည်းကျမတို့လည်းဆဲချင်ဆဲပါလို့နော်ဒါမှမြစ်တာလေးတော့ထားပြည်သူကိုမြစ်တာထားပြီးတောင်သူတို့မြစ်တာထားပြီးဘာဖြစ်လို့လဲဆိုတော့တသက်လုံးဝင်ခင်ဗျားတို့အမြဲတမ်းလှောင်ခဲ့သမျှနိုင်ခဲ့တာလေနော်ဒီတစ်ချိန်လေးမှာပဲခင်ဗျားတို့တတ်မှတ်စည်းတိုင်းရောက်ရမယ်ဆိုတော့ဟုတ်လားပြည်သူကိုလှူတဲ့သဘောထားပြီးနော်ကျမတို့ဆဲချင်တော့ဆဲပေါ်ဗျာနော်ဒါကတော့ကြိုက်တာလို့ပါနော်ဘာမှမဖြစ်ဘူးအဲ့ဒါလာပြောတာနော်ကျမလုပ်ငန်းစမလုပ်နဲ့လို့ပြောတာအဲ့အကြောင်းမို့ပြောတာနော်စပြီးတော့စိုက်ပြိုးမယ်ဆိုတဲ့လူတွေကမစိုက်ပြိုးနဲ့အောင်လို့ဘာလို့ဆိုသူ့ရဲ့စပြီးစိုက်ပြိုးလို့ဈေးကြီးမှာကိုကဝယ်ထားမိရဲဆိုရင်အခုဈေးရတာတတ်မှတ်လိုက်ကြည့်ကို့မှာနားကားပြီပေါ့နော်တောင်သူတွေကပြောမှဆိုရင်တောင်သူတွေကသနာဖို့ကောင်းတယ်အရှုံးမဲ့ရှိမှလေအမျက်မရှိဘူးနော်ဒါမှမလို့ကျမတားပေးတာဖြစ်တယ်နော်ရွှေဈေးကိုတတ်မှတ်ဈေးတိုင်းထုတ်ပေးတာကျေးဇူးတင်တယ်စပားဈေးကိုတတ်မှတ်ဈေးတိုင်းထုတ်ပေးတာကျေးဇူးတင်တယ်ဒါပေမဲ့တင်နာတာတို့ခေါ်တာဘလို့ခေါ်ဆိုတစ်ချိန်ပဲခေါ်သေးရနှစ်ချိန်ရမသေးကြသေးလို့နော်အဲ့တော့ဒီမှာလဲဦးမင်းအောင်လိုင်းတပည့်တွေနားထောင်နေမှတ်သွားပါနော်လက်တွေ့နဲ့လက်တွေ့စာရွက်ကြီးထုတ်တယ်ဆိုတာလူတိုင်းထုတ်လို့ရတယ်ထုတ်ထားတဲ့ဥပဒေစာရွက်အတိုင်းမြေပြင်မှာတကယ်တိတိကျကျလုပ်ရလားနော်အဲ့ဒါအရေးကြီးပါတယ်ကျမဟိုတနေ့ကသိကျင်လို့ပြည်သူတွေကိုရွှေဝယ်ပါလို့ကျမပြောပါတယ်ပြည်သူတွေကိုတခါတည်းပြောချင်ပါမယ်နော်မြန်မာနိုင်ငံမှာပြည်ပရောက်နေတဲ့မြန်မာနိုင်ငံသားတွေပြည်တွင်းမှာရောက်နေတဲ့မြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေကရွှေဝယ်ပြီးတော့စုလို့ရပြီဘယ်အချိန်မှစုရမလဲဆိုရင်60ကျော်ရင်မဝယ်နဲ့ရွှေဈေး360ကျော်ရင်လုံးဝမဝယ်ပါနဲ့နော်360အောက်မှာဆိုရင်ပြည်သူကရွှေဝယ်ပြီးတော့စုပါအတုံးမဲ့စုပါနော်360ကျော်ရင်လုံးဝမဝယ်ပါနဲ့အဲ့ဒါတချို့ကပြောတယ်သူတို့ကမရောင်းဘူးတဲ့မရောင်းလို့ရှိရင်သူတို့ပြောထားတယ်လေဦးမင်းအောင်လိုင်းတို့ကသူတို့အေးအေးယူပေးပါမယ်ပြောတာတိုင်ပါရှစ်နော်တိုင်ပါအဲ့ဒါမှဟုတ်လားကျမတို့ကဦးမင်းအောင်လိုင်းကစာရွက်ကြီးထုတ်ထားပြီးတော့ဒီဥပဒေနဲ့အညီလှုပ်ဆောင်မှုရှိလားမရှိလားဆိုတာကျမတို့သိချင်ပါတယ်နော်အဲ့ဒါကြောင့်မလို့တမင်ဝယ်ခိုင်းတာဖြစ်ပါတယ်နော်ဝယ်ခိုင်းတော့ဘာဖြစ်လဲရတယ်ဆိုတော့ပြည်သူတွေကောင်းတာပေါ့နော်ကျမဝမ်းသာတာပေါ့နော်မရဘူးဆိုရင်လည်းဦးမင်းအောင်လိုင်းကိုဆဲတာပေါ့ဗျာနော်စာရွက်ကြီးထုတ်ပြီးတော့ခမရစာရွက်ကြီးပဲထုတ်တာဘာမှဥပဒေနဲ့မညီဘူးဆိုပြီးတော့ပေါ်တင်ဆဲလို့ရအောင်လို့ပါနော်အဖြူနဲ့အမဲကိုကွက်ပြပြမြင်အောင်လို့ဝယ်ခိုင်းတာဖြစ်ပါတယ်နော်အဲ့တော့စပားဈေးရောင်းတဲ့နေရာမှာလဲသူတို့တတ်မှတ်တဲ့ဈေးက10သိန်းကျော်ပဲတတ်မှတ်ထားတယ်ကျမစိတ်ထားတယ်ပေါ့နော်10သိန်းကျော်ပဲရှိတယ်နော်စပားဟိုဥစ္စာကို10သိန်းကျော်ပဲရှိတယ်အဲ့တတ်မှတ်တဲ့ဈေးနှုန်းတိုင်းဝယ်လို့ရလားကြည့်ပါဝယ်ကြည့်ပါပြည်သူကဝယ်ပါနော်ဝယ်ပြီးတော့လှောင်လာတာဒီချိန်မှာလှောင်ထားလို့ရတော့ဘာဖြစ်လဲပြည်သူတို့ကတော့အမျက်ကြီးရပဲလှောင်လာတာကျမပြည်သူချမ်းသာရင်ရပြီနော်လှောင်လာတာဝယ်ပြီးတော့နော်ကျမတို့ဆိုလို့ရှိရင်ကျမတို့ဒီအမေဘကအဖိုးတွေပါဆိုစပားတွေဒီပုံနဲ့လှောင်ထားတာနော်အဲ့ဒီလိုကလှောင်ထားနော်လှောင်ထားတယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ तू ကဟိုနောက်တစ်ချိန်ကြာလို့ရှိရင်နော်စပားစီတက်ပါညာဆိုလို့ရှိရင်ပြန်ပြီးတော့ဟိုကဖြစ်လို့ရတယ်အဲ့ဒီမှာတချို့ကလာရေးတယ်ဝယ်လို့မရဘူးသူတို့ကတတ်မှတ်တဲ့ဈေးကတစ်မျိုးရောင်းတဲ့ဈေးကတစ်မျိုးတယ်နော်အဲ့ဒါသူတို့အရေးယူမယ်လို့ပြောထားပါတယ်နော်အဲ့တော့ပြည်သူတွေကကျမကိုပြန်ပြောပြီးနော်ကျမပြည်သူတွေကိုရွှေဝယ်ပါလို့ပြောလို့ရှိရင်ပြည်သူတွေကကျမအောက်မှာလာရေးတယ်ဆရာမဝယ်လို့မရဘူးလေတကယ်တော့ဝယ်ကြည့်ပါဝယ်လို့မရရင်ဘယ်ဆိုင်အောင်ဝယ်လို့မရလဲဘယ်သူကမရောင်းပေးတာလဲဘယ်ရက်ကွက်လဲဆိုင်ကိုဒုက္ခပေးချင်တာမဟုတ်ဘူးနော်ဒီမှာတချို့လူတွေကြည့်သွားပါဆိုင်ပိုင်ရှင်တွေရွှေဆိုင်တွေဒီတခါတော့ရွှေဆိုင်ပိုင်ရှင်တွေကကျမကိုဆဲလှည့်ပေါ့နော်နော်ဒီတခါတော့ဘာဖြစ်လဲရွှေဆိုင်ပိုင်ရှင်တွေကကျမကိုဆဲလှည့်ပေါ့နော်ဆဲကြအောင်နော်ရွှေဆိုင်ပိုင်ရှင်တို့ကျမဒုက္ခပေးချင်လို့မဟုတ်ဘူးနော်ဒီအစိုးရကတတ်မှတ်ထားတဲ့သူတို့ပေါ်စစ်ကောင်စီကတတ်မှတ်ထားတဲ့ဈေးကသူတို့ကစာရွက်ကြီးပဲထုတ်ပြီးတော့အာပလာလားဘာလားဆိုတော့မှန်ကန်လားကျမသိချင်လို့ဝယ်ခိုင်းတာဖြစ်ပါတယ်လို့နော်ရွှေဆိုင်ပိုင်စင်းတွေကိုဒုက္ခပေးချင်လို့မဟုတ်ပါဘူးလို့နော်ကျမကိုဆဲမဲ့ဆိုရင်လည်းဆဲလို့ရပြီပေါ့နော်ဒီနေ့ကတော့ဆဲမဲ့လူတွေများတယ်ပေါ့နော်ဟို CI ကိစ္စရဲဟုတ်လားဟိုဘာသာရေးအစွန်းရောက်ရဲဟုတ်လားဟို CI ကိစ္စရဲအခုကုံသိန်းများအသိရဲအခုရွှေကိစ္စဆိုကျမဆဲမဲ့လူ4ယောက်တိုးသွားပြီနော်အရင်တော့ကဆဲနေတဲ့လူတွေကတိတက်ရှိတယ်နော်မထူးပါဘူးနော်ဆဲလဲစားဆိုတော့ဘက်စုံပေါ့နော်ဘက်စုံပေါ့နော်အရက်8မျက်နှာအရက်10မျက်နှာဆဲကြပေါ့နော်မတက်နိုင်ဘူးနော်ညီမပြဆရာမပြောထားသလိုပဲ6လပိုင်း2026 2လပိုင်းပေါ့နော်2026 2လပိုင်းမကြော်ပါဘူးပေါ့နော်အစိုးရတရက်ကဘလို့ပဲဖြစ်ဖြစ်အကျိုးတရားအကြောင်းတရားသူ့ပါသူကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်ပေါ်မှာဖြစ်ပါတယ်နော်အဲ့ဒီကြောင့်မို့အဲ့ဒါဆိုရင်တော့နည်းနည်းလေးငြိမ်သွားမှာပေါ့နော်ငြိမ်သွားမှာလုံလုံငြိမ်ညမ်းတာလုံဆမ်းမပြောထားပြီလေဒီအောက်မှာဗီဒီယိုဖိုင်တင်ပြထားတာအဲ့တိုင်းပဲအဲ့ဒီဗီဒီယိုဖိုင်ကို share ပြီးတော့အောက်တန်းစားတွေကရေးနေရရှိတယ်
ဟောထားတာတဲ့8လပိုင်းလုံးဝင်ဟောထားအခုတည်းမဖြစ်သေးဘူးတဲ့အဲ့ဒါတေချာနားထောင်လေနင်တို့2026 2လပိုင်းမကြော်ဘူးလို့ပြောထားတယ်ငါဟောပြီးရတော့8လပိုင်းမှာဟောပြီးထားတာလေနော်တချို့ကအဲ့လိုတိုက်ခိုက်เสียမရှိရင်အောက်တန်းကြပြီးတော့လိုက်ရေးနေသူလူတယောက်ကိုဝေဖန်မယ်ဆိုအဲ့ဒီလူဘာပြောလဲအစဆုံးနားထောင်ပြီးတော့မှကိုရက်ဆွဲလေးပါလေးကြည့်ပေါ့ဟုတ်လားလာလေးပါလေးကြည့်ပြီးမှပြောလေနော်ဟုတ်လားအဲ့ဒါလေးလာပြောပြပေးတာနော်နောက်တစ်ခုကတော့ဆ iam မတော့ဒီလိုပါပဲအဓိကတော့အရည်ရွယ်ချက်ကပြည်သူတွေငြိမ်းချမ်းတယ်ဟုတ်လားပြည်သူတွေစီးပွားရေးလူမှုရေးအဆင်ပြေတယ်ဆိုရင်ကျင်းတတ်ပါတယ်နော်အဲ့အကြောင်းမို့ကျမဘသူ့မှတွေ့စရာမလိုပါဘူးလို့ဒါကိုပြောပေးတာကျမကိုတကူတကဘလူးမှလည်းတွေ့စရာမလိုကျမဘလူးမှလည်းဘလူးနဲ့မှလည်းမတွေ့ကြဘူးကျမရှုပ်ရှက်လောက်ရတာမကြိုက်ဘူးနော်ဒါပေမဲ့အားလုံးကျမချစ်တဲ့လူတွေရှိတယ်ကျမဒီတော်လန်ကြီးမှာလေးစားတဲ့လူတွေရှိတယ်ကျမရင်ထဲမှာချစ်တယ်လေရပြီဒါဆိုရင်ဘာမှမလိုဘူးနော်အဲ့ဒီတော့လေကျေးဇူးတင်ကြလည်းမလို့ခေါ်ရလည်းမလို့လမ်းတွေ့လည်းကျမမခေါ်နဲ့ကျမလည်းရှင်လို့မခေါ်ဘူးနော်ပြောထားပြီးသားတခါလေနော်တဲပြောတာကျမကိုအေးဆေးနေရတာကြိုက်တယ်နော်ကျမဟိုမှာအတင်းပြောနေပါတနေ့တစ်ခါပေါ်လို့လားငါးသားမင်းလောင်ထီဖြူစားဆိုတဲ့အောက်တန်းဆောင်မအဲ့တခါလေရှင်းအောင်မှတ်သွားနော်နောက်ကြတော့ငါရှင်းလေးရင်ငါရှင်ဘရင်ဖြစ်နေပါစေအရှင်ဘရင်ဆိုတဲ့လူကတော့မှငါ့ကိုတွေ့ချင်တိုင်းတွေ့လို့မရဘူးငါသူ့ကိုတွေ့ချင်မှ तू ကငါ့ကိုတွေ့ခွင့်ရှိတာမှတ်သွားနင်တို့လားဆရာကြီးတွေလောက်ပြီးအောက်တန်းစားရင်ငါ့ကိုရှောက်ပြောနေတယ်ကြားလားနော်ငါလူတိုင်းကိုမတွေ့ချင်ဘူးနော်ငါတွေ့ချင်တဲ့လူလားငါသွားတွေ့ရအဲ့လိုပဲရှင်ဘရင်ဖြစ်နေပါစေနော်ငါ့ကိုတွေ့ချင်တိုင်းတွေ့လို့မရဘူးမှတ်သွားဘာဖြစ်လို့လဲဆိုငါကိုယ့်အလုံးနဲ့ကိုယ်တော်တိုင်ပတ်နေရနော်ဘာလို့ရှုပ်ရှက်လောက်ရတာမကြိုက်လို့နော်ကိုအေးဆေးနေရတာကြိုက်တယ်ပြီးတော့ဆ iam မရဲ့ရည်ရွယ်ချက်ကဘာမျောလင်းချက်မှမပါဘူးဆိုတာဒါပဲသိစေပြည်သူငြိမ်းချမ်းရပြီအေးချမ်းရပြီဒါဒီပေါ်မှာငါလူရဝင်ပါစေဘာဖြစ်ပါစေညာဘာမှစိတ်ဝင်စားဘူးဘာဖြစ်လို့ဆိုကျမလူရဝင်ပြီးသားဖြစ်တယ်နော်ကျမလူရဝင်ပြီးသားလူရဝင်ဖို့အတွက်ကိုတကူတကလိုက်ပြီးရှောက်ပြောနေကြမလို့ကိုကလူရဝင်ပြီးသားကိုသိတယ်နော်အဲ့ဒီအတွက်ဘာမှအဖက်လုပ်ပြီးတော့ပြောနေကြအောင်မလို့เนาะအဲ့ဒါရှင်တို့ယူပြီးတော့ဘာဖြစ်လဲကျမကိုပောက်တက်ကြရပြောUNGကဟာတွေလည်းပါတယ်เนาะUNGကအောက်တန်းစားမတချို့ပါတယ်အဲ့ဒီ UNGကိုကြပြောင်းကြပြန်လုပ်ပြီးတော့ကြိုးကင်ပြီးတော့အခုဘင်္ဂလီရေးဖြစ်အောင်ဟုတ်လားလူခွေရေးဖြစ်အောင်လုပ်တဲ့အောက်တန်းစားမကြီးအဲ့တရုတ်မကြီးလည်းပါတယ်เนาะအဲ့ဒီအောက်တန်းစားမကြီးကကျမတခုပြောလိုက်လို့မှန်သွားလို့ရှင်တော့ကျမဘေးလုံးခေါ်လို့မှန်လို့ရှင်တော့ तू ကမနာလို့ဖြစ်တာမနာလို့ဖြစ်ပြီး तू ကဘာဖြစ်လဲကျမဟောတဲ့ဟာမမှန်ဘူးဆိုပြီးကျမဒီနေ့ငြိမ်မဲ့ပြောရင် तू ကနောက်နေကြရင်तूအဲ့ဒီမှာចောင်းသားတွေအများကြီးရှိရလေအခုတရေကျင်ညာသလိုဘာလို့လဲလုံနေတဲ့ကလေးတွေဒါသူ့လက်အောက်မှာရှိတယ်သူ့လက်အောက်မှာရှိတာ तू မှမဟုတ်ဘူးနိုင်ငံရေးသမားတချို့သူကျွေးတာကန်းတာစားတဲ့တချို့ကလည်း तू နဲ့မကင်းဘူးအဲ့လူတွေကပါသူ့ဘက်ကဘာဖြစ်လဲကျမ तू ကလူတမျိုးကျမပြောပြမယ်သူ့ရဲ့ idea နော် तू ကအခု तू ကျွေးမွေးထားတယ် तू မွေးထားတယ်လူပေါင်းဆိုကလေးတွေလည်းအများကြီးအင်အားတော်တော်တောင်းတယ်ဒါပေမဲ့တခုကျမစဉ်းစားလို့မရतू ကဘာလုံးမှမလုပ်ဘူးဗျဒါပေမဲ့ तू ရမ်းချမ်းသာတယ်ဘလို့ချမ်းသာတယ်တော့ကျမလည်းမသိဘူးနော်ကျမအဲ့ဒါကိုအရင်တော့လည်းကျမသိချင်တယ်ပေါ့နော် तू ဘာလုတ်ကင်မှလည်းမလုတ်ဘဲနဲ့ဘာစီးပွားရေးမှမလုပ်လဲ तू ဘာလို့ချမ်းသာနေလဲတော့ကျမလည်းမသိဘူး तू တော်တော်ချမ်းသာတယ်သူ့အောက်မှာចောင်းသားကလေးတွေအမျိုးစုံရှိတယ်နိုင်ငံရေးသမားမျိုးစုံရှိတယ်နိုင်ကျင်းတွေမျိုးစုံရှိတယ်အကောင်ကြီးကြီးတွေကစား तू ကအကုန်ကင်ပြီးသားနောက်ပိတ်ဆုံးပြောမှဆိုကိုပေါ်ဗျာကိုမင်းကိုနိုင်တော့သူ့ကိုကြောက်ရတယ်ကြံတာတော့ပြောမိတယ် तू ကသေးဆိုသေးရှင်းဆိုရှင်းနော်သူ့ရဲ့ပါဝါအဲ့လောက်ကြီးရဘာကြောင့်တော့ငွေကြောင့်မယ်နော်ဒါကျမနာမည်တော့တက်မပြောတော့အဲ့လိုပေါ့ तू ကဘာဖြစ်လဲအခု तू ကဒီကျွေးထားတဲ့ပုံမှာ तू ဖြစ်ချင်တဲ့အကြောင်းအရာတစ်ခုကို तू က main ထားတယ်အဲ့ main ကို तू ဖြစ်ချင်တဲ့စကား तू ကပြောလိုက်လို့ရှိရင်အဲ့တယောက်ကပဲပလက်ပေါက်ထိုးသလိုထိုးလိုက်တာကြံတဲ့လူတွေကလျှက်စီးမှာစီစဉ်သွားပဲနင်တို့ကိုကျွေးထားတယ်ဒီမှာ तू ကဒါဖြစ်ချင်နေတာသူနဲ့ကမတည့်ဘူးတော့ဒီကောင်မကဘလို့ရှိတယ်နိုင်ငံရေးမှာလည်းအဲ့လိုပဲတားတော်ထက်နေ तू ကမကြိုက်ဘူးဒါပေမဲ့ तू ကတော့မပြောဘူး तू ကသူတော်ကောင်း तू ကအေးတယ် तू ကတရားသမား तू ကဘာဖြစ်လဲပကာသနာမရှိဘူး तू ကအမြဲတမ်းဝတ်စုံနှစ်စုံပဲဝတ်တယ်तू ကအစင်တမ်းမခွဲကြဘူးပတ်ဝန်းကျင်ရဲ့အမြင်မှာအဲ့ဒီလိုမြင်တယ်ဘာဖြစ်လဲတိုင်းရင်းသားလက်နဲ့ကိုင်နေလဲ तू အောက်မှာရှိတဲ့လူတွေအများကြီးနော်အဲ့လိုမြင်တယ်ဒါပေမဲ့ तू ကဒီမဲ့သူ့ရဲ့စပိုင်ထားပြီးသားအဲ့ဒီစပိုင်ကို तू ဖြစ်ချင်တဲ့အကြောင်းတစ်ခုပြောလိုက်တာအဲ့ဒီစပိုင်ရပဲပလက်ပေါက်ထိုးသလိုပလက်ပေါက်ဖုံးဝန်းသွင်းကျိုးပလက်ပေါက်ထိုးသလိုမိန်ထိုးထားရတာခလောက်တစ်ခုကိုနှိပ်လိုက်တယ်ဗျာနှိပ်လိုက်တယ်ဆိုအကုန်လုံးကအားလုံးကအဲ့ဒီလိုပဲပြောမှဆိုကြားဖြန်တဲ့တောင်မှအချိန်တွေကသူ့ရဲ့ပါဝါမြင့်တယ်ကြားဖြန်ခေါင်းဆောင်လိုပဲနော်အဲ့ဒါကြောင့်မို့အခုတော်လန်ရေးမှာလမ်းကြောင်းတွေမှားပြီးရောင်စုံကာလာတွေပါလို့ရတာသူ့ကြောင့်ဖြစ်တယ်နော်
အင်မတန်ကိုပဲတိုင်းပြည်အတွက်နစ်နာပါတယ်နော်ဒါပေမဲ့ကျမကတော့စိတ်ကောင်းထားပါတယ်နော်နာမည်လည်းမပြောပြပါဘူးမသိလည်းမသိစေချင်ပါဘူးဒါပေမဲ့သူ့ကိုပြောချင်တာဘာဖြစ်လို့လဲသူကျွန်တော်ခဏतू ကဆရာကြီးလေကျမဟောလိုက်တယ်မှန်တိုင်း तू မနာလို့ဖြစ်နေလို့ဘာတွေယူရနေတယ်ညာတွေယူရနေတယ်ထင်နေမှာဆိုလို့ပြောပေးလိုက်တာကျမမှာဘာယူရကြမှာမရှိဘူးเนาะအတော်လိုက်ပြီးတော့ပူတော်ကောင်းသေးတယ်ကျမကလေးចောင်းထားဖို့လုပ်ရမယ်ဒီကလေးကအခုတည်းចောင်းမထားသေးဘူး73နှစ်ရှိနေပြီเนาะဒီကလေးចောင်းထားဖို့လုပ်ရမယ်ထိုင်းနိုင်ငံမှာကိုចောင်းထားလို့မရသေးဘူးသူတို့အစိုးရအတီးပြုတ်တယ်လို့ကြားတယ်เนาะတရားဝင်ចောင်းထားလို့ရမယ်အဲ့ဒါဆိုရင်ចောင်းထားရမယ်ကျမဒီမှာသူ့ကိုထိုင်းစာနဲ့အင်္ဂလိပ်စာတက်အောင်အဓိကဖြက်လန်းလိုက်ရတော့မှာပါဗျာအင်္ဂလိပ်စာ main တင်ရမယ်ထိုင်းစာကျွမ်းအောင်တင်ရမယ်အဲ့လိုမျိုးနဲ့မြန်မာစာကတော့ကိုယ့်အကိုတချို့တင်နေရလေးတွေရှိတယ်เนาะဒီလိုပဲလုပ်ရမှာကိုကျမလုပ်ရမယ်အလုပ်တွေကကျမအားချိန်မရှိဘူးဘာပြီးရင်ဘာလုပ်ရမယ်ဘာပြီးရင်ဘာလုပ်ရမယ်ပြီးရင်ဘာလုပ်ရကျမအားချိန်မရှိဘူးเนาะအဲ့ကြောင့်မနာလို့မဖြစ်နဲ့လို့တခါတည်းပြောပြရှင်းရှင်းလင်းလင်းစိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်အောင်လို့တဲ့ပြောပြီးတာเนาะမခေါ်နဲ့လမ်းတွင်အောင်နှုတ်မဆက်နဲ့တခါတည်းပြောပြီးတာအကုန်လုံးပြောတာနော်ဟုတ်ပြီလားကျင်းလန်းလိုက်ညပဲအိတ်မပြောနေမှာဆိုသွေးတွေတိုးနေမှာဆိုလို့နော်ပို့ဝင်လေရှေ့အကြောင်းကိုပြောချင်တာမဟုတ်အဓိကကျမပေါ်ထားနေတဲ့မနာလိုစိတ်ဖြစ်နေတဲ့ဟာတွေပင်ပန်းနေမှာဆိုလို့ဒါကိုဖြေလျှော့အောင်ပြောပြီးတာဟုတ်ပြီနော်အဲ့ဒါအပြောမဟုတ်လက်တွေပဲရှင်ကျမအကြောင်းသိပြီးသားပါကျမဒါဆိုရင်ဒါပဲအခုဒီနေ့ဒါဒီစကားပြောရင်တက်လုံးကျမကိုတွေ့ရချိန်မေးလဲကျမဒီစကားပဲနော်ပူမနေနဲ့စိတ်ချမ်းသာကိုချမ်းသာတာနေနော်မနာလိုစိတ်တွေထားပြီးတော့ဟိုအဖြစ်မယ်နော်သူ့လင်းလည်းသေးပြီလေနော်သူတို့ကအရင်တော့စစ်တပ်နဲ့ပေါင်းတာနော်ဒါဒလန်မျိုးတွေဒလန်အောင်မှသူတို့ကအစင်တန်းရှိရဲဆိုလည်းဒလန်တွေဖြစ်တယ်နော်တရုတ်နဲ့သူတို့ဖေးရတရုတ်မေးရလဲတရုတ်တွေနော်ဒါဆိုတချို့အကြောင်းသားတွေဆိုဒီလောက်ဆိုသိပြီမကြိုက်ဘူးအသေးတွေပါနာလည်းမတက်နိုင်ဘူးနော်တော်လည်းရေးမှအရေးကြီးတယ်နော်ဒါတော့ပြီးတော့မှဆိုတော့ပြောစရာမရှိတော့ပါဘူးညပြီးပြီနော်အဲ့ဒါကြောင့်မို့စိတ်ထဲမှာရှင်းလင်းတာနေအေးဆေးနေဟုတ်ပြီလားသူများကိုမြစ်ပွားတယ်ဗိစာပွားတယ်ဆိုတာကိုပဲအာကုသိုလ်ဖြစ်တာလေနော်တရားတွေပါထိုင်နေမလားဖားအောက်တော့ရတွေပါသွားတယ်လို့ကျမကြားတယ်နော်တရားထိုင်ရင်တရားရာသမ်းမှာကျမဆိုတရားမထိုင်နိုင်ဘူးခုဆိုရင်တော့ဗတိပဲစိတ်ရတာအရင်တော့မှတရားတွေပါထိုင်ရသေးတယ်နော်တခါတလေမှအဲ့ဒါဒေကြီးရက်စားတခါတလေမှဗတိစိတ်နေနဲ့မှအဲ့ဒီမှာတမာရီတီမှတရားထိုင်တဲ့ဘက်ကိုကျမကူးလို့ရတယ်ဘာလို့စိတ်ကမငြိမ်ဘူးလေနော်အရင်တော့ဆိုလို့ရှိရင်ထိုင်လိုက်တာနဲ့တရားထိုင်မယ်ဆိုလို့ရှိရင်ဖះဝိပြုတ်ပြီးရနဲ့ထိုင်တာနဲ့10မိနစ်တောင်မနေဘူး9မိနစ်လောက်ဆိုရင်ပဲတရားထိုင်လို့ရပြီတမာလေးတီးပြီးဖြစ်တယ်အခုကတော့စိတ်ကမငြိမ်တော့မတီးဘူးမတီးတော့ပတိလိုက်မဲ့သွားနေရတယ်နော်တီးဖို့တော့မနေကြိုးစားနေရတယ်ဒီမှာရှင်ကတရားတွေပါထိုင်တယ်ဖားရောက်တော့တွေပါသွားတယ်ဆိုဘာလို့တရားတွေကမရတာလဲမသိအသက်တွေလည်းကြီးပြီလေနော်ကျမနဲ့မတွေ့ရတာဆို15နှစ်လောက်ရှိပြီနော်ရှော့လိုက်တော့ကျမကဘယ်တော့မှရှင်နိုင်မှာမဟုတ်အေးစေးတာနေဘာလို့ဆိုကျမကိုယ့်အကူနေတာလေရှင်ရအောင်မနာလို့ဖြစ်နေတာရှင်ကကျမဘယ်လိုပြောမလဲဒီကလေးနဲ့ဒီသားမင်းနှစ်ယောက်ရှေ့ရထိချုံမှုအောက်မှာမနေလို့ဟုတ်လားတစ်ချိန်ကြရင်နင်တို့ပျက်စီးဒါပဲတွေ့ကျင်တယ်ဆိုတော့ရွေချက်ကြီးရရှိနေရလေအခုကမပျက်စီးတဲ့ပြင်ကျမနိုင်ငံကျော်ကဘာကျော်တော့ဖြစ်နေနော်အဲဒါကြောင့်မူကန်ဆိုတာကိုဖြစ်ချင်နိုင်ဘယ်တော့မှမဖြစ်ဘူးနော်လိုက်စင်းတော့မယ်နော်